လိုင်းနဲ့မိုးထောင်ချီကိုကြော်ဖြတ်ပြီးတိဆောက်ထားတဲ့ပင်လယ်ရေပြင်ပေါ်ကထောင်ကြီးထဲမှာတော့အကျဉ်းခန်းတစ်ခုပဲထည့်သွင်းဆောက်လုပ်ထားပါတယ်။ဒါအပြင်အဆောင်ရှောက်ရဲမှန်ပေါင်းသိန်းကျော်နဲ့နေနေမပြတ်စောင့်ကြည့်ကြည့်ရှုစေပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့အသက်20ရွယ်ရှိတဲ့ကျွန်တော်ဆိုတဲ့အကျဉ်းသားတစ်ယောက်ကိုစောင့်ကြပ်ဖို့အတွက်ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ခြေလက်လေးဖက်လုံးကိုငကားချီနောင်နဲ့တန်ကြိုးတွေနဲ့အေးခဲအောင်တုံးနှောင်ထားတာကြောင့်ထောင်ပိုင်ကြီးအနေနဲ့လည်းဘလို့မှဆေးအေးလက်အေးရှိမနေနိုင်ပါဘူး။လွန်ခဲ့တဲ့3နှစ်တုန်းကစစ်နက်ဖျားအယောက်နှင်းငယ်ကိုကျွန်တော်ကိုယ်တိုင်တက်ဖြတ်ခဲ့လို့ပဲဖြစ်ပါတယ်။အနောက်နိုင်ငံတွေရဲ့ထိပ်တန်းအဆင့်အစွမ်းထက်ပုဂ္ဂိုလ်တွေအားလုံးကိုရှင်းလင်းပြီးခဲ့ပေမဲ့အဲဒီတိုက်ပွဲကြီးအတွင်းမှာပဲရှားပါတဲ့အစိတ်တစ်မျိုးမြည်သွားခဲ့ပါတယ်။စိတ်ရိုင်းဝင်သွားတဲ့ကျွန်တော်ဟာငါးနိုင်ငံရဲ့တဦးတည်းသောအမျိုးသမီးစစ်နက်ဖျားကိုစော်ကားမိခဲ့ပါတယ်။ဒါကြောင့်မို့လို့သူဟာအစွမ်းစားတွေအားလုံးဆုံးရှုံးသွားပြီးဒုက္ခိတတစ်ယောက်လိုဖြစ်သွားခဲ့ရပါတယ်။လူသက်ရတာကိုခွဲချွေတယ်လို့သဘောထားတဲ့ကျွန်တော်ဟာနောင်တရားတွေရရှိခဲ့ပြီးငါးနိုင်ငံအကြီးအကဲတွေရဲ့ဖမ်းဆီးမှုကိုခံယူကာထောင်ထဲကိုဝင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့ထောင်ကနေပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာတော့ကျွန်တော်ရဲ့ဇနီးဒီဟာမိုးထူးကျဲမိသားစုရဲ့နှိမ့်ဆက်မှုကို3နှစ်တိုင်ခံနေရတာကိုသိလိုက်ရပါတယ်။သူမဟာနေတိုင်းနှိမ့်ဆက်ညှဉ်းပန်းခံရပြီးအမှတ်ကောက်တဲ့ဘဝနဲ့ရှင်သန်နေရပါတယ်။ဒီနေ့ဟာမိုးထူးကျဲမိသားစုရဲ့အိမ်ဦးစီးဖြစ်တဲ့ကျန်းဟန်ပေါက်ရဲ့မွေးနေ့ပွဲဖြစ်တာကြောင့်ကျွန်တော်လည်းလက်ဆောင်ကြီးစားတစ်ခုပေးဖို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာတော့မိုးထူးကျဲမိသားစုထဲမှာတော့နာမည်ကြီးပုဂ္ဂိုလ်တွေအသီးသီးရောက်ရှိနေကြပြီးမွေးနေ့ဆုတောင်းလက်ဆောင်တွေပေးနေကြပါတယ်။ကျန်းဟန်ပေါက်ဟာအမြင့်ဆုံးနေရာမှာထိုင်နေပြီးမျက်နှာတစ်ခုလုံးပြုံးပြော်နေပါတယ်။မိတ်ဆွေတို့အားလုံးကတကယ်ကိုစေတနာထားကြတာပဲ။ဒီလိုအဖိုးတန်တဲ့လက်ဆောင်တွေကိုပေးကြလိမ့်မယ်လို့မထင်ထားမိဘူး။ဒီအချိန်မှာပဲကျန်းမိသားစုရဲ့အလိယမြောက်သားဖြစ်သူကျန်းထန်းရွှန်ဟာဖြည်းဖြည်းချင်းရှောက်လန်းလာခဲ့ပါတယ်။ဖခင်ကြီးရဲ့အသက်60ပြည့်မွေးနေ့အတွက်သားဖြစ်သူကတက်ရှိနာမဲ့စာလေးကိုလက်ဆောင်အဖြစ်ပေးအပ်ပါတယ်။သူ့ရဲ့စကားသံအဆုံးမှာတော့ပတ်ဝန်းကျင်ကဧည့်သည်တွေအားလုံးကချီးမွမ်းစကားတွေဆိုကြပါတယ်။ဒီလိုတက်ရှိနာမဲ့စာလေးဆိုတာကဘာပေါ်မှာအလွန်ရှားပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ဒီလိုတကယ်ပစ္စည်းအစ်စ်ကိုမြင်တွေ့ခွင့်ရတာဟာဘဝအတွက်နောင်တရစရာမရှိတော့ပါဘူး။ကျန်းမိသားစုရဲ့သားကြီးဖြစ်သူကျန်းထန်းရွှန်ဟာလည်းဘန်းတစ်ခုကိုကိုင်ဆောင်ပြီးရှောက်လန်းလာခဲ့ပါတယ်။ဖခင်ကြီးရဲ့အသက်60ပြည့်မွေးနေ့အတွက်မြင့်မြတ်တဲ့ဆရာတော်ကြီးကိုယ်တိုင်ပြည့်ရည်ပဲဖြန်းပေးထားတဲ့နန္တာဖြူပတိကိုလက်ဆောင်အဖြစ်ပေးအပ်ပါတယ်။ဖခင်ကြီးအသက်ရာကျော်တိုင်အောင်ကျန်းမာပါစေကြောင်းဆုတောင်းပေးပါတယ်။အတော့ကိုကျိုင်းနေတတ်ကြမှာပါတစ်ချိန်တည်းမှာပဲတခြားဧည့်သည်တွေလည်းရုပ်ရုပ်တဲတဲဖြစ်သွားကြပါတယ်။လုံပိုကန်တန်ခိုးတိတ်တီတွင်းထားတဲ့စိတ်ပူတီဟာလူကိုချမ်းသာကြွယ်ဝစေပြီးအသက်ရှည်ကျန်းမာစေတယ်လို့လူပြောများကြပါတယ်။ဒီတစ်ခေါက်ပေးတဲ့လက်ဆောင်ဟာကျန်းချမ်းရင်တခင်လေးရဲ့လက်ဆောင်ကနံပါတ်1ဖြစ်လိမ့်မယ်ထင်တယ်။တခြားဧည့်သည်တွေလည်းဒီစကားကိုကြားတော့သဘောတူတဲ့အနေနဲ့ခေါင်းညှိကြပါတယ်။နောက်ပြီးအားလုံးရဲ့အကြည့်တွေကကျန်းချမ်းဖန့်စီရောက်သွားကြပါတယ်။ကျန်းမိသားစုရဲ့တခင်လေး3ယောက်ထဲမှာသူတယောက်ပဲလက်ဆောင်မပေးရသေးတာပါ။ကျန်းချမ်းဖန့်ကဒီမြင်ကွင်းကိုမြင်တော့ဘေးကလက်အောက်ငယ်သားကိုလှမ်းမိလိုက်ပါတယ်။ကျန်းလုံတို့လူစုသတင်းပါထူးလဲအခုထိတော့သတင်းမရသေးပါဘူး။ဒါပေမဲ့တခင်လေးကိုယ်တိုင်မှာကြားထားတာဆိုတော့သူတို့အချိန်မီရောက်လာကြမှာတေးချပါတယ်။ကျန်းချမ်းဖန့်ကကြားတော့ကျင်းတဲ့အရေးအယောင်နဲ့ခေါင်းညှိပြလိုက်ပြီးမျက်လုံးထဲမှာလည်းမန်တက်နေတဲ့အရေးအယောင်တွေအပြည့်ဖြစ်နေပါတယ်။တားဖြစ်သူကတကယ်ကိုအန်လို့စရာကောင်းတဲ့မွေးနေ့လက်ဆောင်တစ်ခုဆက်တမမို့ဖခင်ကြီးအနေနဲ့အကြိုက်တူအိမ်မှာတေးချပါတယ်ခဏနေရင်ကျွန်တော်လူတွေယူလာပေးပါလိမ့်မယ်ကောင်းပြီမင်းရဲ့လက်ဆောင်ကိုငါမျှော်လင့်နေမယ်မကြခင်မှာပဲလက်အောက်ငယ်သားတယောက်ရှောက်လာပြီးတခင်လေးကျန်းမိသားစုအင်းရှိတကားဝမှာတစ်တာအကြီး3လုံးလာချထားပါတယ်။ကျန်းချမ်းဖန့်ကကြားတော့ချက်ချင်းပဲစိတ်လှုပ်ရှားသွားပြီးဖခင်ကြီးကျွန်တော်ပေးမဲ့လက်ဆောင်ရောက်လာပြီးမကြခင်မှာပဲတစ်တာအကြီး3လုံးကိုလူများရှိယူလာခဲ့ကြပါတယ်။ကျန်းချမ်းဖန့်ကဒီတစ်တာတွေကိုကြည့်ပြီးတပ်ပြင်းတစ်ချက်ချလိုက်ပါတယ်လွန်ခဲ့တဲ့3နှစ်ဧကကျွန်တော်နဲ့လီဖေချိုလက်ထပ်ဖို့စီစဉ်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီလူကမင်္ဂလာမဆောင်ခင်မှာပဲတစ္ဆာဖောက်သွားတယ်ဒါကကျွန်တော်ရဲ့ကျန်းမိသားစုကိုအရှက်ရစေပြီးတိတ်ခါကြစေခဲ့တယ်ဒါပေမဲ့ဒီနေ့တော့အဲ့ဒီကိစ္စကိုအပြည့်အပိုင်ရှင်းလင်းလိုက်ပါပြီဒီစကားကိုကြားတော့အားလုံးရဲ့မျက်နှာပြတ်သွားကြပြီးကျန်းချမ်းဖန့်ကတော့ပိုပြီးမန်တက်လို့နေပါတယ်ဟုတ်တယ်ဒီထဲမှာရှိနေတာကသူတို့မိသားစု3ယောက်ရဲ့ခေါင်းတွေပဲပြောပြတာနဲ့ကျန်းချမ်းဖန့်ကတစ်တာကိုအချိန်ပြင်းပြင်းဖွင့်လိုက်ပါတယ်ဒါပေမဲ့နောက်တဲ့စက္ကန့်မှာတော့သူ့မျက်နှာပေါ်ကအောင်နိုင်သူအပြုံးတွေကဒီထဲမှာရှိတဲ့ဦးခေါင်းခုံကတကယ်တော့ချန်မီသားစုရဲ့18ဦးမြောက်အဆောင်ရှောက်ဖြစ်နေတာပဲဒါကိုမြင်လိုက်ရတဲ့အချိန်မှာချန်ဟန်ပေါက်ဟာချက်ချင်းပဲဒေါသအိုးပေါက်ကွဲသွားပါတယ်ဝန်ကျန်းတာကမင်းငါကိုပေးတဲ့လက်ဆောင်လားချန်ချမ်းဖန့်ဟာဝန်ခနဲ့လဲကျသွားပြီးချန်ဟန်ပေါက်ရဲ့ရှေ့မှာဒူးထောက်လိုက်ပါတယ်အဖေကြီးခင်ဗျာဒါဟာတေချာပေါက်လီဖေချိုဆိုတဲ့အကောင်ကလင်ကချစ်လို့တာဖြစ်ရပါမယ်မကြခင်တုန်းကလည်းသူကရန်ရှိလင်မီသားစုကိုတွားရောက်နှောက်ရှက်ခဲ့ပါသေးတယ်ချန်ဟန်ပေါက်ဟာဒါကိုကြားပြီးတဲ့နောက်မျက်လုံးထဲမှာကောင်းကင်ရံအထိပြန်တက်မတက်ဒေါသမျက်ချောင်းချောင်းထွက်လာပါတယ်ငါတို့ချန်မီသားစုရဲ့ဂုဏ်သိက္ခာကိုဘယ်သူမှလာရောက်ဆင်ခေါ်လို့မရဘူးတေချာပေါက်သူတို့ကိုတန်မိုးကြီးကြီးပြန်ပေးဆက်ခိုင်းရမယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ချန်မီသားစုရဲ့အိတ်တွေအားလုံးဟာဥယျာဉ်ပြားတွေပါကျင်းဆက်လာကြပါတယ်မော်တူချန်မီသားစုကထိတ်တဲမီသားစုဖြစ်တဲ့အတွက်ခြေတစ်ချက်ဆောင်လိုက်ရုံနဲ့တင်တွေးချောင်းစီးတဲ့တိုက်ပွဲတွေဖြစ်သွားနိုင်တယ်ဘယ်လောက်ပဲတမားတဲ့လူဖြစ်ပါစေချန်မီသားစုရဲ့ဒေါသကိုတော့ဘယ်သူမှမခံနိုင်ကြပါဘူးနာရီဝက်ကြာပြီးတဲ့နောက်လီမီသားစုရဲ့ဆွေမျိုးသားချင်းတွေအားလုံးဟာချန်မီသားစုရဲ့ဘီလာစီကိုဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရပါတယ်လီမီသားစုရဲ့အသက်80ကျော်ရွယ်ရှိပြီဖြစ်တဲ့အဖွားဦးဟာတုံတုံရင်ရင်နဲ့မတက်ရက်လိုက်ပါတယ်ချန်မီသားစုရဲ့အိမ်တော်သခင်ခင်ဗျာကျမတို့လီမီသားစုကဘာအမားတွေကျူးလွန်ခဲ့လို့လဲရှင်အဖွားရဲ့အသက်60ပြည့်မွေးနေ့ပွဲကျင်းပနေတဲ့အချိန်မှာကျမတို့ကိုဒီလိုမျိုးဖမ်းခေါ်လာရတာလေဒါတွေအားလုံးကမင်းတို့လီမီသားစုရဲ့တမီးနဲ့တမန်သူတို့လုပ်ခဲ့တဲ့ကောင်းမှုတွေကြောင့်ပေါ့ငါအတွက်အပြင်းထန်ရိုက်နှက်ကြဆန်းခဏချင်းတွင်းမှာတင်တစ်ချက်ပြီးတစ်ချက်ပြင်းထန်တဲ့ပါရိုက်တံတွေဟာကျေလောင်စွာထွက်ပေါ်လာပါတယ်လီဖေချိုရဲ့အဖေလီယန်ရှင်းကအလျင်မြန်ပဲအတနာခံတောင်းပန်လိုက်ပါတယ်ကျွန်တော်တို့အခုပဲရန်မီသားစုစီသွားပါမယ်အဲ့ဒီလူနှစ်ယောက်ကိုဖမ်းခေါ်လာပြီးချန်မီသားစုစီမှာအဖြစ်ပေးတောင်းပန်ခိုင်းပါမယ်ကဲလို့သာပြန်မခေါ်လာနိုင်ရင်တော့မင်းတို့လီမီသားစုဟာဒီနေ့ကစပြီးပျောက်ကွယ်သွားရလိမ့်မယ်ဒီအချိန်မှာကျွန်တော်ကလီဖေချိုရဲ့ဘေးနားမှာအမြဲတမ်းစောင့်ရှောက်ပေးနေခဲ့တာ3ရက်တိုင်တိုင်ရှိခဲ့ပါပြီလီဖေချိုကတော့အခုထိအိပ်ပျော်နေတော့မဲဖြစ်ပြီးနိုးမလာသေးပါဘူးဒါပေမဲ့အရင်ကဖြူဖြောနေတဲ့မျက်နှာလေးဟာအခုတော့အနှဲငယ်တွေးအောင်လွှမ်းလို့လာခဲ့ပါပြီဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာကျွန်တော်ဟာအကြာကြီးပျောက်ကွယ်နေခဲ့တဲ့အပြုံးမျိုးနဲ့ပြုံးလိုက်မိပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလူတစုကဖစိမ်းရောင်ဆန်အိမ်ထဲကိုရုတ်တရက်အတင်းတိုးဝင်လာကြတယ်သူတို့တယောက်ချင်းစီရဲ့ကိုယ်ပေါ်ကနေထက်မြက်တဲ့အရှိန်ဝါတွေထွက်ပေါ်နေကြတယ်ကျွန်တော်ကတော့အေးဆက်တဲ့အကြည့်တွေနဲ့သူတို့ကိုကြည့်ပြီးမင်းတို့ကဘယ်သူတွေလဲဒီကိုဘာကိစ္စရှိလို့လာတာလဲလို့မေးလိုက်တယ်အဲ့ဒီထဲကအမျိုးသားတယောက်ကရှေ့ကိုတလန်းတိုးလာပြီးငါကလီဖေချိုရဲ့အဖေပဲမင်းကအဲ့ဒီတုန်းကသူနဲ့ဖောက်ပြန်ခဲ့တဲ့ကောင်မလားချန်မီသားစုရဲ့လူတွေကိုတောင်လဲရဲစဲရဲလုပ်ရဲသေးတယ်တကယ်ပဲအတင်မလားဖြစ်ချင်းနေတာပဲအမြန်ဆုံးလီဖေချိုကိုခေါ်ပြီးချန်မီသားစုစီသွားပြီးဒူးထောက်တောင်းပန်ဆန်းလို့အော်ဟစ်လိုက်တဲ့အစားတုန်းကချန်မီသားစုရဲ့အရာရာဆက်ခံသူချန်ချန်ဖက်နဲ့လက်ထပ်ဖို့စီစဉ်ခဲ့ရင်လီမီသားစုဟာဒီထက်မကတိုးတက်လာနိုင်တာဒါပေမဲ့လီဖေချိုကအိမ်ထောင်မရှိပဲကိုဝင်ရလာခဲ့လို့လီမီသားစုဟာချန်မီသားစုရဲ့3နှစ်တိုင်တိုင်ဖိနှိပ်မှုကိုခံခဲ့ရတယ်သူကဒီသမီးကိုတေယုံတင်မကပဲပိုတောင်မုန်းတိနေမိတယ်ဘေးနာကလီမီသားစုရဲ့အဖိုးအိုကလည်းအလားတူပဲအလွန်မင်းဒေါသထွက်နေပြီးလက်စွမ်းပြကြဆန်းသူတို့ကိုဖမ်းဆီးပြီးချန်မီသားစုစီပို့ပြီးအပြစ်ပေးစမ်းလို့အမိန့်ပေးလိုက်တဲ့စကားလဲဆုံးရောလီမီသားစုရဲ့အစွမ်းထက်သူတွေကကျွန်တော်စီကိုပြေးဝင်လာကြတယ်ဒါပေမဲ့ကျွန်တော်ကတော့တစ်ချက်ပဲအော်ဟစ်လိုက်တာနဲ့ခဏချင်းမှတင်လီမီသားစုရဲ့လူအားလုံးဟာဒီလိုပြင်းထန်လာတဲ့အရှိန်ဝါအောက်မှာမြေပြင်ပေါ်ကိုအတင်းကျပ်ဒူးထောက်ပြပြဝတ်သွားကြရတယ်ကျွန်တော်ကတော့လီမီသားစုရဲ့လူတွေရှိကိုဖြည်းဖြည်းချင်းရှောက်သွားပြီးအဖေတယောက်အနေနဲ့မင်းလီဖေချိုဒီ3နှစ်အတွင်းမှာဘယ်လိုရက်မျိုးတွေဖြတ်တန်းခဲ့ရလဲဆိုတာတည့်ရလားရှောင်းချောင်းကိုဆိုရင်လီမီသားစုကခွေးလောင်အိမ်ထဲအထိပိတ်လောင်ထားခဲ့တာမင်းတို့ကတမီးနဲ့မြင်းမလေးရဲ့အသက်ရှင်တည်ဆုံးမှုကိုနည်းနည်းလေးတောင်ဒီမဆိုင်ကြဘူးဒီလောက်အထိအေးဆက်ရက်ဆက်တာအဖေနဲ့အမိခေရကြိုမနှက်ပါဘူးလို့ပြောလိုက်တယ်တကွန်းချင်းစီရဲ့ဆွဆွဲချက်တွေကြောင့်လီမီသားစုရဲ့လူတွေရဲ့အရှိန်ဝါဟာချက်ချင်းပဲကျဆင်းသွားပြီးလူတိုင်းရဲ့မျက်နှာပေါ်မှာပြင်းထန်တဲ့နောင်တရမှုနဲ့အရှက်ရမှုတွေရှက်တန်းသွားကြတယ်ကျွန်တော်ကလီမီသားစုရဲ့လူတွေရဲ့မျက်နှာပေါ်ကအရှက်အဲ့ရမှုကိုကြည့်နေပေမဲ့အကြည့်တွေကတော့အေးဆက်နေတော့ပဲချန်မီ
သားစုအတွက်တော့မင်းတို့စိတ်ပူစရာမလိုပါဘူးလီဖေးဂျိုနိုးလာတဲ့အခါကျရင်ကျွန်တော်ပဲသူ့ကိုခေါ်သွားပါမယ်ဒီကိစ္စကိုကိုယ်တိုင်ဖြေရှင်းမယ်လီမီသားစုဝင်တွေအကုန်လုံးခဏလောက်ကြောင်အန်းသွားကြတယ်လီယန်ရှင်းကတော့ပိုပြီးဒေါသထွက်ကအော်ဟစ်လေတော့တယ်ကျမ်းမီသားစုကတကယ်ကိုအင်အားကြီးလုံးနဲ့မင်းနေနဲ့သူတို့ကိုလုံးဝရှင်နိုင်မှာမဟုတ်ဘူးကျွန်တော်ကတော့အေးအေးဆေးဆေးပဲလီမီသားစုဝင်တွေကိုတစ်ချက်ကြည့်လိုက်ပြီးမင်းတို့ပြန်သွားရင်ကျမ်းမီသားစုကိုပြောလိုက်ပါတယောက်လို့ရင်တယောက်ခံရမယ်လီမီသားစုကအပြစ်မရှိတဲ့သူတွေကိုလာပြီးအမုန်းမပွားပါနဲ့တကယ်လို့တက်နိုင်ရင်လာရန်မြို့မှာကျွန်တော်ကိုလာကြလေစားချေပါကျွန်တော်ကတော့ဖဆင်းရောင်အိမ်တော်မှာပဲရှိနေမှာပါလို့ပြောလိုက်တယ်လီယန်ရှင်းကတော့မယုံကြည်တဲ့မျက်နှာပေးနဲ့ကျွန်တော်ကိုကြည့်ပြီးနှာခေါင်းရှုံးလိုက်တယ်ကျမ်းမီသားစုကလူတွေမဟုတ်ဘူးအဲ့ဒီလောက်လဲစားလို့မလွယ်ဘူးဒါပေမဲ့ဘေးမှာရှိတဲ့လီမီသားစုအဖိုးအိုကတော့တပ်ပြင်းတစ်ချက်ချလိုက်ပြီးငါတို့ပြန်ကြဆိုကျမ်းမီသားစုရဲ့အပြစ်တင်မှုကိုတော့တခြားနေလန်းရှာရမှာပေါ့လို့ပြောတယ်အဖိုးအိုရဲ့စကားကိုကြားရတော့မှတခြားလီမီသားစုဝင်တွေလည်းသဘောတူပြီးလိုက်လာကြတယ်ဖဆင်းရောင်အိမ်တော်ကနေထွက်လာပြီးမကြခင်မှာပဲလီယန်ရှင်းကတော့မအောင်နိုင်တော့ပဲသူကလီမီသားစုအဖိုးအိုကိုကြည့်ပြီးအတန်ကျဲကျဲနဲ့ပြောတော့တယ်ကျမ်းမီသားစုကအဲ့ဒီလောက်လဲစားလို့လွယ်တာမဟုတ်ဘူးငါတို့ကဒီအတိုင်းဘာမှမလုပ်ပဲပြန်လာခဲ့ရင်သူတို့ကငါတို့ကိုလွတ်ထားမှာမဟုတ်ဘူးလို့ပြောတယ်လီမီသားစုအဖိုးအိုကဖဆင်းရောင်အိမ်တော်ဘက်ကိုလှည့်ကြည့်လိုက်ပြီးငါကဘယ်လိုလုပ်ပြီးလီမီသားစုကိုအသေးခံခံရမှာလဲမင်းတို့အားလုံးကငါရဲ့သားသမီးမြင့်မြင့်တွေပဲငါလိုချင်းချင်းတက်ဖြတ်ကြတာကိုငါမမြင်ချင်ဘူးကျမ်းမီသားစုရဲ့ဒေါသကိုရှောင်ကွင်းနိုင်မလားဆိုတာကတော့သူတို့ရဲ့ကံကြမ္မာပေါ်မှာပဲမူတည်တော့တယ်လို့ပြောလိုက်တယ်အဲ့ဒီလိုပြောရင်လီမီသားစုအဖိုးအိုရဲ့မျက်လုံးထဲမှာရက်စက်တဲ့အရေးအယောင်တွေဖြတ်ပြေးသွားပြီးမြေကြီးပေါ်ကအုတ်ခဲတခဲကိုကောက်ယူကပြင်းပြင်းထန်ထန်ထုနှက်လိုက်တဲ့ခဏချင်းမှာပဲလီမီသားစုအဖိုးအိုရဲ့ညာဘက်လက်မောင်းကနေသွေးတွေစီးကျလာတော့တယ်အဖိုးအိုဒါကဘာလို့တာလဲဒါကတော့ဒန်ယာဟန်ဆောင်တဲ့နေပြူဟာကိုတုံးပြီးတော့ပဲလောလောဆယ်ရင်ဆိုင်ရမှာပဲလို့ပြောလိုက်တယ်ဆက်ဆက်ပြီးလားအုပ်ရှားမှုတွေလှုပ်ဆောင်လိုက်ပါတယ်သူကအုတ်ခဲကိုလီယန်ရှင်းစီလမ်းပေးလိုက်ပါတယ်မကြခင်မှာပဲစူးစူးဝါးဝါအော်ဟစ်တန်တွေလွင့်ပြန်လာပါတယ်သူတို့ကျမ်းမီသားစုရဲ့ဘီလာကိုပြန်ရောက်တဲ့အခါလီမီသားစုဝင်တွေရဲ့တနာစရာကောင်းတဲ့ပုံစံကိုကြည့်ပြီးကျမ်းမီသားစုအကြီးကဲကျန်းဟန်ပေါက်လဲဆွန့်သွားပါတယ်လီမီသားစုအဖိုးအိုကတော့မျက်နှာဖြူဖြောပြီးချောင်းနှင်းငယ်ဆိုးနေပါတယ်အဲ့ဒီလူနှစ်ယောက်ကတကယ်ကိုရဲတင်းလုံးတယ်ငါတို့ကိုကျမ်းမီသားစုရဲ့အစီခံတွေလို့တောင်အော်ဟစ်ဆဲဆိုခဲ့ကြတယ်ငါတို့လီမီသားစုကသူတို့ကိုအတင်းကျပ်ဖမ်းဆီးဖို့လုပ်ခဲ့ပေမဲ့အဲ့ဒီကောင်ကတကယ်ကိုအစွမ်းထက်လုံးပါတယ်စက္ကန့်ပိုင်းတွင်းမှာပဲငါတို့လီမီသားစုတစ်ခုလုံးအလဲလဲကွဲကွဲဖြစ်သွားခဲ့ရတယ်သူကစကားလေးပါလိုက်သေးတယ်မော်ရူးကျမ်းမီသားစုကိုရန်ရှိစီလာပြီးအသေးခံဖို့ပြောလိုက်ပါတယ်လီမီသားစုဝင်တွေကလည်းကြားထဲကနေတွေးထိုးပေးပြီးပုံမလုံးစော်ပေးနေကြပါတယ်ကျန်းဟန်ပေါက်ရဲ့မျက်နှာကတော့ချက်ချင်းပဲအလွန်မင်းဒေါသထွက်လို့သွားပါတယ်ကောင်းပြီအဲ့ဒီအတွဲကတကယ်ကိုတတိရှိလာချီလားငါတို့ကျမ်းမီသားစုကရန်ရှိစီကိုကိုယ်တိုင်သွားရမှာပေါ့ငါတို့ကိုစင်ခေါ်တဲ့အတွက်ဘလို့အကျိုးဆက်မျိုးရလာမလဲဆိုတာပြပေးရမယ်ကျမ်းမီသားစုရဲ့အရိုက်အရာစက္ကန့်သူကျန်းချမ်းဖန့်ကလည်းဒေါသတကြီးဖြစ်နေပါတယ်ဖခင်ကြီးဒီတစ်ချိန်တော့ကျွန်တော်ကိုဥဆောင်ခွင့်ပေးပါအရင်ကအရှက်ရခဲ့တာတွေကိုတေချာပေါက်စေးကြောပြပါမယ်သူတို့ကိုကြီးမားတဲ့ပေးဆက်မှုမျိုးကြုံတွေ့စေရပါမယ်ကောင်းပြီဒီတစ်ချိန်မှာသူတို့ရဲ့ခေါင်းကိုဖျက်မလာနိုင်ရင်တော့မင်းရဲ့အရိုက်အရာစက္ကန့်သူနေရာကိုဒီမှာတင်ရက်တန့်လိုက်တော့အရေးချင်းနဲ့အစွမ်းစားမရှိရင်မော်ရူးကျမ်းမီသားစုကိုစက္ကန့်ဖို့မထိုက်တန်ဘူးဟုတ်ကဲ့ပါဖခင်ကြီးကျွန်တော်တေချာပေါက်လှုပ်ဆောင်ပြပါမယ်နှစ်နာရီကြာပြီးနောက်မော်ရူးကျမ်းမီသားစုရဲ့ကိုယ်ပိုင်လေစိတ်မှာအစွမ်းထက်တဲ့လူများပြားကကျန်းချမ်းဖန့်ရဲ့နောက်ကနေလိုက်ပါလာကြပါတယ်ကျန်းချမ်းဖန့်ကသူ့ဖခင်ကျန်းဟန်ပေါက်ရဲ့ရုပ်ထုရှိမှာခေါင်းညစ်ပြလိုက်ပါတယ်ခုလောလောဆယ်မှာတော့ကျမ်းမီသားစုရဲ့တက်တော်ဆောင်1000ကျော်လောက်စုဝေးနေကြပြီးသူတို့အားလုံးဟာတိုင်းပညာအတော်ဆုံးသူတွေဖြစ်ကြပါတယ်အဲ့ဒီထဲမှာအင်အားအကြီးမားဆုံးကတော့ပခွေးနှမင်းလို့လူသိများတဲ့လင်းချမ်းတောင်ဖြစ်ပါတယ်အခုလိုခန်းနာလာတဲ့လူအင်အားဟာကြောက်စရာကောင်းလောက်အောင်အစွမ်းထက်လာပါတယ်ဒါပေမဲ့ဒါတွေအားလုံးကိုတော့ကျွန်တော်ကောင်းကောင်းကြီးသိရှိနေပြီးသားဖြစ်ပါတယ်ကျွန်တော်ကတော့ပေးပို့လာတဲ့သတင်းစကားကိုကြည့်ပြီးခက်အေးအေးပဲပြုံးနေလိုက်ပါတယ်လွန်ခဲ့တဲ့3နှစ်အတွင်းမှာကျွန်တော်ဘာမှလှုပ်ရှားမှုမရှိခဲ့တဲ့အတွက်လူတော်များများဟာမြင်းကားနဲ့ရဲ့ကြောက်မဖွယ်ရာအစွမ်းတွေကိုမေ့လျော့နေကြပြီးထင်ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ဟာဖုန်းကိုယူပြီးသတင်းစကားတစ်ခုပေးပို့လိုက်ပါတယ်အဲ့ဒီစာသားထဲမှာတော့ငကားနဲ့အဖွဲလှုပ်ရှားစစ်လို့ရေးသားထားပါတယ်အဲ့ဒီသတင်းစကားထွက်ပေါ်သွားပြီးတဲ့နောက်မှာတော့ကြောက်မဖွယ်ရာအစွမ်းထက်တဲ့ငကားနဲ့အဖွဲဟာတကြော့ပြန်လှုပ်ရှားလာခဲ့ပါတယ်ကဘာတဝန်းလုံးမှာရှိတဲ့ကြောက်စရာကောင်းလောက်အောင်အစွမ်းထက်တဲ့တိုင်းပညာရှင်တို့ဤဟာလည်းရန်ရှမ်းဒေသစီကိုတညီတညွတ်တဲလာရောက်နေကြပြီဖြစ်ပါတယ်နေဆက်မှာစောင့်ကြက်နေတဲ့စစ်တီတော်တယောက်ဟာအခြေအနေကိုရိပ်မိပြီးအထက်လူကြီးထံအကြောင်းကြားစာအမြန်ပေးပို့လိုက်ပါတယ်ငကားနဲ့အဖွဲကလူတွေဟာရန်ရှမ်းဒေသထဲကိုအလုံးအင်းနဲ့ဝင်ရောက်လာနေကြပါပြီသူတို့ကိုဘလို့မှတားဆီးလို့မရနိုင်တော့ပါဘူးအဲ့ဒီလိုအခြေအနေမျိုးမှာပဲရန်ရှမ်းဒေသကငကားအကြီးကဲဟာဖုန်းခေါ်ဆိုလာခဲ့ပါတယ်တားဆီးဖို့မလိုပါဘူးဒါဟာအမင်းဖြစ်ပါတယ်ကျွန်တော်ကငကားနဲ့အဖွဲကိုလှုပ်ရှားဖို့ညွှန်ကြားပြီးတယ်နောက်မှာတော့ကျမ်းမီသားစုရဲ့တိုင်းသမားတွေဟာလည်းကျန်းချမ်းဖန်ရဲ့ဦးဆောင်မှုနဲ့အတူဂျေပန်ချန်စီကိုရောက်ရှိလာကြပါတယ်အဲ့ဒီနောက်မှာတော့လူအုပ်ကြီးဟာဘေးဖယ်ပေးလိုက်ပြီးလမ်းတစ်ခုပွင့်သွားခဲ့ပါတယ်ကျန်းချမ်းဖန်ဟာပခွေးနဲ့မင်းလင်းချမ်းတောင်နဲ့အတူအဲ့ဒီလမ်းအတိုင်းရှောက်လန်းလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအီဖေးချီဟာကုလားထိုင်ပေါ်မှာအိပ်ပျော်နေခဲ့ပါတယ်ကျွန်တော်နဲ့သမီးလေးရှောင်းချောင်းကတော့ဘေးနားမှာပဲပျော်ပျော်ရွှင်ရွှင်ကစားနေကြပါတယ်မြင်ကွင်းကိုမြင်လိုက်ရတဲ့ဇက်ကောင်ဟာအံ့အားသင့်သွားပြီးချက်ချင်းဆိုသလိုပဲမျက်နှာအမူအရာမှာလူသက်ချင်စိတ်တွေပြင်းပြင်းထန်ထန်ပေါ်လာပါတယ်မင်းကိုငါဒီနေ့အစအနာတောင်မကြမ်းအောင်တစီချေမုန်းပြမယ်မင်းတကိုယ်လုံးမှာရှိတဲ့အယိုးပေါင်း260စလုံးကိုချေမုန်းပြမယ်အဲ့ဒီမိမနဲ့ကလေးမလေးကိုမင်းမျက်စိရှိတင်ငါကိုယ်တိုင်တစီခုတ်တက်ဖြစ်တာကိုမင်းမျက်တောင်မခတ်တန်းကြည့်နေစေရမယ်ကျုံဝနေတဲ့စကားတွေကိုကြားရပေမဲ့ကျွန်တော်မျက်နှာကတော့အေးအေးဆေးဆေးပါပဲလူနာနဲ့ကလေးမလေးကိုအိမ်ထဲကိုပို့ပေးပြီးတဲ့နောက်ကျွန်တော်ဟာဖြည်းဖြည်းချင်းရှောက်ထွက်လာပြီးနှုတ်ခမ်းထောင်းကနေလောင်ပြုံးတစ်ခုပြုံးလိုက်ပါတယ်ကောင်းပြီလေကျွန်တော်ဇနီးကလည်းအနားယူဖို့လိုအပ်နေသေးတော့ကျွန်တော်လည်းလောလောဆယ်သွားဖို့အဆင်မပြေဖြစ်နေတာမင်းတို့ကပဲကိုဖိတ်စာကိုယူပြီးတင်မင်းစီလာခဲ့ကြတာပဲဇက်ကောင်ဟာကျေလောင်စွာရေမောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလူအုပ်ကြီးတစုဟာခြံထဲကိုအလို့အရက်တိုးဝေဝင်ရောက်လာကြပါတယ်ရန်ကုန်မြို့ရဲ့ထိပ်တီးမိသားစုဖြစ်တဲ့ဇော်ကြီးအဖွဲ့ရောက်ရှိလာပါပြီဦးဆောင်လာသူကတော့ထိပ်တီးမိသားစုရဲ့အကြီးအကဲဖြစ်ပြီးသူ့နောက်မှာတော့တားဖြစ်သူလည်းပါလာပါတယ်ဇက်ကောင်ဟာဒီမြင်ကွင်းကိုမြင်လိုက်ရတော့ကျေလောင်စွာရေမောလိုက်ပါတော့တယ်ဒါကပိုးရွက်စိတ်အနေငယ်ပိုလာတာကလွဲရင်ဘာထူးခြားသွားလို့လဲမင်းမသိသေးဘူးထင်တယ်ညာခုတင်လေးစိတ်မှာမင်းတို့ရဲ့အစွမ်းထက်ဆုံးဆိုတဲ့လူတွေကိုကြက်ကလေးငက်ကလေးလိုအလွယ်တကူတက်ပစ်ခဲ့တာလူအင်အားပဲဖြစ်ဖြစ်အရေးချင်းပဲဖြစ်ဖြစ်မင်းတို့ဘက်ကနာတို့ကိုဘလို့မှရှင်လို့မရဘူးဒါပေမဲ့ကျွန်တော်ကတော့ရုတ်တရက်ရေမောလိုက်ပါတယ်ဟုတ်လားမင်းအခုပတ်ဝန်းကျင်ကိုတေချာပြန်ကြည့်လိုက်ဦးကျွန်တော်စကားလဲဆုံးရောလူတွေဟာလျက်စီးလက်တလို့ကျွန်တော်နောက်ကိုအပြေးလွှားရောက်ရှိလာကြပါတယ်အဲ့ဒီလူတွေထဲမှာတူတောင်းစားတွေတကူလုံးတတူးတွေနဲ့လူမိုက်တွေအပြင်တားရှည်တွေကိုကင်ဆောင်ထားတဲ့လူတွေလည်းပါဝင်ပါတယ်ဝတ်စုံတွေကတူညီမှုမရှိပေမဲ့သူတို့စီကနေပြင်းထန်တဲ့အရှိန်ဝါတွေထွက်ပေါ်နေပါတယ်သူတို့တယောက်ချင်းစီရဲ့အရှိန်ဝါတွေဟာဘေးနားကစစ်တီတော်တွေထက်လုံးဝလျော့နေမနေပါဘူးအကြောင်းမညွှန်နိုင်တဲ့ထိတ်တန့်ပုဂ္ဂိုလ်တွေရဲ့အကြည့်တွေကကျွန်တော်စီရောက်လာပြီးတဲ့နောက်ခဏချင်းမှာပဲအားလုံးကဒူးထောက်ပြီးအယိုအသေးပေးကြပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့မိုးတူးကျမ်းမိသားစုရဲ့ထိတ်တန့်ပုဂ္ဂိုလ်တွေဟာလုံးဝကိုအံ့အားသင့်သွားကြပါတယ်ဗိုလ်ချုပ်လင်းချမ်းတောင်းဆိုရင်လည်းမျက်နှာအမူအရာချက်ချင်းပြောင်းလဲသွားပါတယ်ကိုဘအယူလင်ကိုင်မင်းကဘာလို့ဒီရောက်နေတာလဲသူကအရှိတောင်အာရှမှာအကြောင်းယွန်ဆုံးနဲ့အစွမ်းထက်ဆုံးလူသက်သမားတစ်ယောက်ပဲဖြစ်ပါတယ်အခုအချိန်မှာတော့အဲ့ဒီလိုမောက်မာလာတဲ့ကိုဘအယူလင်ကိုင်ကထောင်ကနေအခုမှထွက်လာတဲ့ချန်ဝူဒီရဲ့ရှေ့မှာဒူးထောက်နေပါတယ်ဘေးနားကဝတ်စုံဖြူနဲ့ဓာတ်သမားကိုမြင်လိုက်ရတဲ့အခါမှာတော့ဗိုလ်ချုပ်လင်းချမ်းတောင်းဟာပိုလို့တောင်ထိတ်လန့်သွားရပါတယ်ဓာတ်နဲ့ဖျားချိုးဖို့ဖန်မင်းကကိုရီးယားနိုင်ငံရဲ့အစွမ်းထက်ဆုံးဓာတ်နဲ့ဖျားချိုးဖို့ဖန်မဟုတ်ဘူးလားဗိုလ်ချုပ်လင်းချမ်းတောင်းဟာလုံးဝကိုတုံ့လောက်သွားပြီးကျွန်တော်ကိုအံ့ငုံတုံလောက်စွာကြည့်နေပါတယ်မင်းကတကယ်တော့ဘယ်သူလဲလင်းချမ်းတောင်းရဲ့တုံလောက်ချောက်ချားစွာမင်းမြန်တန်ကိုကြားရတဲ့အခါကျွန်တော်နှုတ်ခမ်းထောင်းကနေအေးဆက်တဲ့အပြုံးတစ်ခုထွက်ပေါ်လာပါတယ်မင်းငရဲနဂါနဲ့အကြောင်းကိုကြားဘူးပါလားဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ဗိုလ်ချုပ်လင်းချမ်းတောင်းဟာလုံးဝကိုလန့်ဖြတ်သွားပါတယ်လင်းချမ်းတောင်းရဲ့တုတ်ပြန်မှုကိုမြင်လိုက်ရတဲ့ကျန်းချမ်းဖန့်ဟာမျက်မှောင်ကျုပ်ပြီးမေးလိုက်ပါတယ်ငရဲနဂါနဲ့ဆိုတာဘာလဲ
လင်းချမ်းတောင်းကပြန်လည်ရှင်းပြပါတယ်တခင်လေးညင်ကားနဲ့ဆိုတာတနာရီတစ်ခုပါဒါကလွန်ခဲ့တဲ့3နှစ်ကကဘာပေါ်မှာအကြော်ကြားဆုံးလူသက်သမားဖွဲ့စည်းဖြစ်ပါတယ်သူတို့ရဲ့အကြီးအကဲကတော့ညင်ကားနဲ့ပဲဖြစ်ပါတယ်ညင်ကားနဲ့ရဲ့ပြီးမှဖြစ်သွားတဲ့ဘယ်သူမဆိုနောက်တစ်နေ့အထိအသက်ရှင်ခွင့်မရပါဘူးဒီလိုပြောနေရင်လည်းဘိုးချုပ်လင်းချမ်းတောင်းရဲ့တကူလုံးမှာချွေးစေးတွေပြန်လာပါတယ်မိုးတူးချမ်းမိသားစုရဲ့ထိတ်တန့်ပုံကိုယ်တွေအားလုံးလည်းမျက်နှာတွေဖြူဖြောက်ကုန်ကြပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်စီကနေကြောက်စရာကောင်းတဲ့အရှိန်အဝါတွေထွက်ပေါ်လာပါတယ်ဒီလိုင်းကြီးလိမ့်တက်လာပြီးခဏချင်းတွင်းမှာပဲမော်လူချမ်းမိသားစုရဲ့အားကောင်းတဲ့စစ်တီတော်အုံတောင်းချီဟာဒီလိုထိတ်လန့်စရာကောင်းတဲ့ဖိအားကြောင့်တန်းပြီးဒူးထောက်ချသွားကြပါတယ်လင်းချမ်းတောင်းတယောက်ပဲဒီလိုအားတင်စရာအခြေအနေကနေပြန်လဲတတိဝင်လာပြီးညင်ကားမိကတကယ်ကိုအစွမ်းထက်တာပဲဒါပေမဲ့ဒီနေရာကရန်ရှာရဲ့နေမြေဖြစ်တယ်ဒီနေရာမှာလာပြီးရန်ကားရဲတယ်ပေါ့ရန်ရှာရဲ့စစ်နှစ်ဖျားတွေအားလုံးကမင်းကိုလွတ်ထားမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်သူ့စကားကိုကြားတော့ကျွန်တော်ရုပ်တရက်ရဲမိသွားပြီးတိုက်ဆိုင်ပဲကျွန်တော်ကလည်းရန်ရှာရဲ့စစ်နှစ်ဖျားတူပဲမင်းမကြခင်မှာတင်းရလိမ့်မယ်လို့ထင်ပါတယ်လို့ပြောလိုက်ပါတယ်ကျွန်တော်စကားဆုံးယုံနေရှိသေးတယ်ကြားဖြူစစ်နှစ်ဖျားလင်းချမ်းတောင်းရဲ့ဆက်သွယ်ရေးဆက်ကတုံခါလာပါတယ်သူဟာတုံရင်နဲ့ဆက်သွယ်ရေးဆက်ကိုဖွင့်ကြည့်လိုက်ရတာကရန်ရှာရဲ့အမြင့်ဆုံးအဆင့်ရှိတဲ့တိုင်းပြည်ဆောင်ရှောက်ရေးစစ်နှစ်ဖျားပဲမဖြစ်နိုင်တာလုံးဝမဖြစ်နိုင်ဘူးလို့ရေးယူမိပါတယ်ဒါပေမဲ့အဲ့ဒီသတင်းပို့လာတဲ့တခြားတစ်ယောက်ကတော့အိုးစရာကောင်းလောက်အောင်ပဲငကားတက်ကြီးဝါကြီးဖြစ်နေပါတယ်ဒါကိုမြင်လိုက်ရတဲ့လင်းချမ်းတောင်းဟာတကိုယ်လုံးပြောခွေပြီးချမ်းပြင်ပေါ်လဲကျသွားပါတယ်ချမ်းဖန်ကတော့ညင်ကားမရဲ့ကြောက်စရာကောင်းပုံကိုတီးထားပြီးဖြစ်လို့သူဟာတကိုယ်လုံးတုံရင်နေပြီးဘာမှမဆိုင်မတော့ပဲလှည့်ပြီးထွက်ပြေးပါတော့တယ်လင်းချမ်းတောင်းသူတို့ကိုတားဆီးလိုက်စမ်းပါလို့ပြောပါတယ်ကြားဖြူစစ်နှစ်ဖျားလင်းချမ်းတောင်းဟာမျက်နှာပြတ်မတက်ခံရခက်နေပေမဲ့မော်လူချမ်းမိသားစုကသူ့အပေါ်မှာကျေးဇူးရှိခဲ့ဘူးလို့သူတို့စကားကိုတော့မလိုက်နာပဲမနေနိုင်ပါဘူးကျွန်တော်ကတော့ချမ်းဖန်ကပြပြထွက်ပြေးနေတဲ့ပုံစံကိုကြည့်ပြီးအေးဆက်ဆက်ပြုံးတစ်ခုပြုံးလိုက်ရင်ညင်ကားမင်းကအတွက်တက်ပြစ်လိုက်စမ်းလို့အမင်းပေးလိုက်ပါတယ်ခဏချင်းတွင်းမှာပဲထမ်းမြက်တဲ့စွမ်းအင်လိုင်းတွေဟာတီးထန်စွာရွာသွန်းတဲ့မိုးကြီးလိုမျိုးတရက်ဆက်ကျဆင်းလာပါတော့တယ်နောက်ဆုံးချမ်းမိသားစုရဲ့တိုင်းပညာရှင်စစ်တီတော်တို့ဓာတ်ချက်အောင်မှာပျောက်ကွယ်သွားတာနဲ့အမျှမော်လူချမ်းမိသားစုရဲ့စစ်တီတော်အုံတောင်းချီဟာတဆူတပူအဲလုံးကျဆုံးသွားခဲ့ရပါတယ်ထွက်ပြေးဖို့အချိန်မမီလိုက်တဲ့ချမ်းဖန်နဲ့ကြားဖြူစစ်နှစ်ဖျားလင်းချမ်းတောင်းပဲကြံရစ်ပါတော့တယ်ကျွန်တော်ရဲ့အကြည့်တွေကလင်းချမ်းတောင်းစီရောက်သွားပြီးတည်ငြိမ်စွာနဲ့ပဲမင်းသွားလို့ရတယ်ဒါပေမဲ့ချမ်းဖန်ကတော့တေးရမယ်လို့ပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့ချမ်းဖန်ဟာလည်းစတင်တီလီကအော်ဟစ်လိုက်ပြီးမနှက်ပြန်တီကိုငါမတူဆန်းကမင်းအပေါ်ထားတဲ့ကျေးဇူးကိုမင်းမသွားနဲ့ဦးငါတို့မတူဆန်းမရှိရင်ဦးမင်းကဘယ်လိုလုပ်ပြီးတော့မှ White Tiger ရဲ့စစ်သူကြီးဖြစ်လာနိုင်မှာလဲဦးမသွားနဲ့ဦးသွားမယ်ဆိုရင်အတူတူပဲတေးကြမယ်ဦးလင်းချမ်းတော်ဒီစကားကိုကြားပြီးရှင်ဦးချက်ချင်းပင်စိတ်ပြအားငယ်သွားပြီးဦးနောက်ဆုံးနိုင်အားမရှိတော့ပဲဖေးဆွေဥယျာဉ်မှထွက်ခွာသွားသည်ဦးအီမြင်ကွင်းကိုမြင်လိုက်ရတော့ချမ်းဖန်တီလေဦးတုံလုံးချောက်ချားစွာဖြင့်ဒူးထောက်သွားသည်ဦးအသက်မသေးချင်ဘူးဦးငါကမတူဆန်းရဲ့အမွေဆက်ခံသူလေဦးသူတို့ကလူသက်သမားမဟုတ်လားဦးငါမင်းတို့ကိုကြီးမားတဲ့ဆုလက်တွေပေးပါမယ်ဦး3နှစ်အကြာစောင်းတွင်းမှာဦးလီပေဂျိုးကဝမ်ဘိုက်ကိုပုတ်တက်ပြီးဦးပတ်စံအနေငယ်နဲ့ပေါက်စီဝဲဖို့လုပ်တယ်ဦးသို့တော့မင်းကလူလွတ်ပြီးသူ့နောက်လိုက်ခိုင်းတယ်ဦးပေါက်စီဆိုင်တွေအားလုံးကိုလီပေဂျိုးအားမယောင်းဖို့တားမြစ်တယ်ဦးနောက်ဆုံးတော့သူ့မျက်စိရှိမှာပဲဦးပေါက်စီကိုမြေကြီးပေါ်ပစ်ချပြီးနင်းချပြလိုက်တယ်ဦးဒီအကြောင်းကိုပြောရရင်ငါမျက်လုံးတွေနီးရဲလာပြီးဦးတကယ်ကိုဒေါသထွက်မိတယ်ဦးချမ်းဖန်ကတော့ခေါင်းကိုငုံပြီးဦးအတနာခံနေရတယ်ဦးငါပြန်ပေးဆက်ပါမယ်ဦးငါအသက်ကိုချမ်းသာပေးပါဦးတက်လုံးနွားလို့အလုပ်လုပ်ပေးပါမယ်ဦးချမ်းဖန်ရဲ့စကားကိုကြားရတဲ့အခါငါရမိတယ်ဦးသိမပဲဦးမင်းရဲ့နာကျင်မှုတွေလျှော့ချနိုင်ပါဦးပြောပြီးတာနဲ့ငါခြေထောက်နဲ့နင်းချလိုက်တယ်ဦးချမ်းဖန်နောက်ဆုံးထွက်သက်ကိုထွက်သွားတယ်ဦးအကိုကြီးကိုလှုပ်တာကတိတ်ပြီးတော့မှအဆင်ပြေတယ်ဦးအမကိုဒီလိုလုပ်ရတဲ့အတွက်ဦးသူ့ကိုအပိုင်းပိုင်းဖြစ်အောင်လှုပ်လိုက်ချင်တယ်ဦးအခုတော့သူတေသွားပြီဦးတကယ်ကိုလွယ်လွယ်လေးနဲ့တေသွားတယ်ဦးမတူဆန်းရဲ့လူတွေကတကယ်ကိုရက်ဆက်တယ်ဦးအကိုကြီးဦးငါအခုပဲသွားပြီးမတူဆန်းကိုဖျက်ဆီးပစ်မယ်ဦးငါရဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်တယ်ဦးအခုတော့အကိုတို့ရဲ့မိမတွေကိုအရင်ကယူဆိုင်ပေးရအောင်မယ်ဦးငရဲနဂအဖွဲ့ရဲ့အကိုဦးထွက်ပြေးလွတ်မြောက်သွားတဲ့သူဟာခေါင်းငုံပြီးအယိုအသေးပေးကအမြန်ဆုံးဆုတ်ခွာသွားပါတယ်မော်ရူးကျန်မိသားစုရဲ့အင်အားကြီးသူတထောင်ရဲ့အလောင်းတွေကိုလည်းတည်ဆောင်သွားပါသေးတယ်အဲ့ဒီအချိန်မှာပဲမော်ရူးကျန်မိသားစုရဲ့အိမ်တော်အကြီးကဲကျန်ဟန်ပေါက်ဟာအဓိကနေရာမှာထိုင်နေပြီးမျက်မှောင်ကျုံနေပါတယ်ကျန်ဖက်နဲ့လင်းချန်ထောက်တို့စီကအခုထိသတင်းမရသေးဘူးလားအိမ်တော်အကြီးကဲစိတ်အေးထားပါဒုတိယသခင်လေးကသူတို့မိသားစု3ယောက်ရဲ့ဦးခေါင်းတွေကိုတေချာပေါက်ယူဆောင်လာနိုင်မှာပါကျန်ဟန်ပေါက်ဟာဒီစကားကိုကြားပြီးနောက်မှာတော့ရင်ထဲကအပူတွေအနေငယ်ငိမ့်သွားရပါတယ်ကျန်မိသားစုရဲ့စက္ကန့်တူဖြစ်အကြာကြီးလေ့ကျင့်ပေးထားတာတောင်အခုထိစိတ်လိုက်မှန်လိုက်ဖြစ်နေတော့ပဲဒီလိုအချိန်မျိုးမှာတော့ငါ့ကိုသတင်းလမ်းပို့ဖို့မိနေရတယ်လို့အဲ့ဒီအချိန်မှာပဲအလွန်မြန်တဲ့ခြေတံတစ်ခုဟာကျန်ဟန်ပေါက်ရဲ့နားထဲကိုတိုးဝင်လာပါတယ်အိမ်တော်အကြီးကဲလင်းချန်ထောက်စစ်နှစ်ဖျားပြန်ရောက်လာပါပြီသူ့ကိုဝင်ခွင့်ပြုလိုက်ပါအဲ့ဒီကောင်ကတော့သတင်းပို့ဖို့လူလို့ရမယ်ဆိုတာတော်သေးတာပေါ့နောက်တစ်စက္ကန့်မှာအားတော့ဘာဟုစစ်နှစ်ဖျားလင်းချန်ထောက်ဟာရိုင်တိုင်နဲ့အထဲကိုပြေးဝင်လာပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့လူတိုင်းဟာအလွန်ထိတ်လန့်တုန်လှုပ်သွားကြပါတယ်ကျန်ဟန်ပေါက်ရဲ့ရင်ထဲမှာလည်းမကောင်းတဲ့အငွေ့အသက်တွေခံစားလိုက်ရပါတယ်လင်းချန်ထောက်ဘာဖြစ်တာလဲကျန်ဖန့်ကောဘယ်မှာလဲအိမ်တော်အကြီးကဲတခင်လေးကျန်ဖန့်ဆုံးပါသွားပါပြီမော်ရူးကျန်မိသားစုရဲ့အင်အားကြီးသူတထောင်လုံးလည်းတယောက်မှမကျန်တော့ပါဘူးဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလင်းချန်ထောက်မင်းနောက်ပြောင်နေတာလားမော်ရူးကျန်မိသားစုရဲ့အင်အားကြီးသူတထောင်လုံးဘယ်လိုလုပ်တေးချေပျက်စီးသွားနိုင်မှာလဲသူကရာဇဝတ်သားတယောက်ပဲဒီလိုအရေးချင်းမျိုးမရှိနိုင်ပါဘူးကျန်ဟန်ပေါက်ဟာမျက်စိရှိမှမှောက်မိုက်သွားပြီးလဲကျလူနီးပါးဖြစ်သွားပါတယ်မင်းအမြန်ပြောစမ်းပါဘယ်သူကလက်ဆွဲပြလိုက်တာလဲချန်ဝူဒီလောက်တာပါသူကညင်နဂါနဲ့လောက်ကျန်ရဲ့အဖွဲ့ရဲ့ခေါင်းဆောင်တွေမကပါဘူးရန်ရှာရဲ့နိုင်ငံတော်စောင့်ရှောက်သူလည်းဖြစ်နေပါတယ်ဒါအဆင်ပြေဘူးသူကဒီကဘာရဲ့ထိပ်တီးပဲငါတို့တွေကသူ့ရဲ့ပြိုင်ဘက်လုံးဝမဟုတ်ဘူးကျန်ဖန့်ဝန်ကောင်လေးဟာအဲ့ဒီမိစ္ဆာကောင်ရဲ့လက်ချက်နဲ့တကူလုံးမှာရှိတဲ့အယိုးတွေအကုန်လုံးအပိုင်းပိုင်းအစစ်စအချိုးခံလိုက်ရတယ်နာရီဝက်လောက်အော်ဟစ်ညှိသွားပြီးမှနောက်ဆုံးတော့နာကျင်စွာနဲ့တေဆုံးသွားခဲ့ရတယ်လင်းချန်နောင်ရဲ့စကားကိုကြားလိုက်ရတဲ့အခါကျန်ဟန်ပေါက်ဟာမိုးကြိုးပိခံလိုက်ရတယ်လို့ဖြစ်သွားခဲ့ရတယ်ချန်ဝူဒီမင်းကိုငါတက်ပြစ်မယ်မင်းဟာညရဲကလာတဲ့မိစ္ဆာကောင်ပဲဖြစ်ဖြစ်ငါသားအတွက်ငါတေချာပေါက်ခက်လက်စားချေပြီးတွေးကြွေးဆက်မယ်ခေတ္တခန့်ဝေခွဲမရဖြစ်သွားပြီးနောက်ကျန်ဟန်ပေါက်ဟာလေပင်ကနေကြောက်စင်းပြားတစ်ဝက်ကိုဖြုတ်ပေးလိုက်တယ်လင်းချန်နောင်မင်းဒီကြောက်စင်းပြားတစ်ဝက်ကိုယူပြီးမြောက်ပိုင်းလင်းဟိုင်ကိုသွားပြီးဟေးရှာကိုရှာပါဟေးရှာဆိုတဲ့စကားလုံးကိုကြားလိုက်ရတဲ့အခါလင်းချန်နောင်ရဲ့ခန္ဓာကိုယ်ဟာတုန်လှုပ်သွားခဲ့ရတယ်ဒါပေမဲ့ကျန်ဟန်ပေါက်ရဲ့မျက်ဝန်းထဲကအယူမှုဖြစ်နေတဲ့အသွင်ပြင်ကိုကြည့်ပြီးသူဟာကြောက်စင်းပြားတစ်ဝက်ကိုယူကအလျင်မြန်ပဲထွက်ခွာသွားခဲ့တော့တယ်လင်းချန်နောင်ထွက်သွားပြီးနောက်ကျန်ဟန်ပေါက်ဟာသူ့ရဲ့အကြည့်တွေကိုချက်ချင်းပြန်ရုပ်သိမ်းလိုက်တယ်ဖန့်ဝန်အသက်ခံရတာနဲ့ကျန်မိသားစုရဲ့အားကိုးရတဲ့သူရဲကောင်းတွေရန်ကုန်မြို့မှာတဆုတစည်းလေးပျက်စီးသွားတဲ့ကိစ္စကိုဘယ်သူမှအပြင်ကိုပေါက်ကြားလို့မရဘူးဒါပေမဲ့သူတို့မသိလိုက်တာကတော့ကျန်မိသားစုရဲ့အိတ်ခမ်းမအပြင်ဘက်မှာအဆောင်ကျက်လုံးနေတဲ့ကျန်မိသားစုရဲ့လူတစ်ယောက်ရဲ့မျက်ဝန်းထဲမှာတော့ထူးဆန်းတဲ့အမူအရာတွေထွက်ပေါ်နေခဲ့တယ်မကြခင်မှာပဲအဲ့ဒီကျန်မိသားစုရဲ့လူဟာလီမီသားစုစီကိုတိတ်တဆိတ်ရောက်ရှိလာခဲ့တယ်ဒီသတင်းကိုကြားလိုက်ရတဲ့အခါလီမီသားစုရဲ့လူအားလုံးဟာအတိုင်းစားမရှိတုန်လှုပ်ခြောက်ခြားသွားခဲ့ကြရတယ်တာမန်ရန်ကုန်မြို့လေးကလူတစ်ယောက်ဟာဒီလောက်များပြားတဲ့အားကိုးရတဲ့သူရဲကောင်းတွေကိုဖျက်ဆီးပစ်နိုင်တဲ့အင်အားမျိုးဘယ်လိုလုပ်ရှိနိုင်မှာလဲဒါဟာချန်ဝူဒီနဲ့ပတ်သက်နေတာများလားညီလေးမင်းရဲ့အလကားရတဲ့တမက်ကဒီလိုမျိုးစွမ်းရည်ရှိနိုင်ပါမလားထိတ်ဆုံးကုန်မှာထိုင်နေတဲ့လီမီသားစုရဲ့အဘိုးဦးဟာတက်ရက်လိုက်ပြီးကျွန်တော်တို့ကျမ်းမိသားစုစီမှာရှို့ဝတ်ထားတဲ့သူရှိုတွေကတိတ်ပြီးအများကြီးမကြားခဲ့ရပေမဲ့ကြားခဲ့ရတဲ့စကားတခွန်းတလေရခံမရမယ်ဆိုရင်ကျမ်းမိသားစုရဲ့ကြာရှုံးမှုဟာရန်မြို့မှာပုံကွယ်နေတဲ့နိုင်ငံတော်ကာကွယ်ရေးစစ်တပ်ဖျားတစ်ပါးနဲ့ပတ်သက်နေနိုင်တယ်သူ့ရဲ့ဝင်ပါမှုကြောင့်ဒါကျမ်းမိသားစုကြာရှုံးခဲ့ရတာပါချက်ချင်းပဲလီမီသားစုဝင်တွေတယောက်ချင်းစီရဲ့မျက်နှာပေါ်မှာသဘောပေါက်သွားတဲ့အရေးအယောင်တွေပေါ်လာခဲ့ပါတယ်တခင်ကြီးကျွန်တော်တို့လူလို့ပြီးအဲ့ဒီနိုင်ငံတော်ကာကွယ်ရေးစစ်တပ်ဖျားနဲ့မိတ်ဖွဲ့ခိုင်းရင်မကောင်းဘူးလား
သူ့ရဲ့ထောက်ခံမှုသာရခဲ့မယ်ဆိုရင်ကျွန်တော်တို့လီမီသားစုလည်းကျမ်းမိသားစုရဲ့အနိုင်ကျင့်ပိုကြတာကိုထပ်ပြီးခံနေစရာမလိုတော့ပေါ့ပြောတာမစိုးဘူးကျွန်တော်တို့လီမီသားစုအခြေအနေပြန်ကောင်းလာနိုင်မလားဆိုတာကဒီနိုင်ငံတော်ကာကွယ်ရေးစစ်တပ်ဖျားနဲ့မိတ်ဖွဲ့နိုင်မလားဆိုတဲ့အပေါ်မှာပဲမူတည်နေတော့တယ်ဒီကိစ္စကိုမင်းနဲ့လီယန်ရှင်းတို့ပဲတာဝန်ယူပြီးလုပ်လိုက်ကြပါလီယန်ဆယ်ကကြားပြီးနောက်လီယန်ရှင်းကိုအေးဆက်တဲ့အကြည့်နဲ့တစ်ချက်ကြည့်လိုက်ပြီးစိတ်ထဲမှာတော့သူတစ်ပါးဒုက္ခရောက်တာကိုဝမ်းသာနေတဲ့စိတ်တွေအပြည့်ဖြစ်နေခဲ့ပါတယ်လီဖေးဂျိုသာရမ်းမလုပ်ခဲ့ဘူးဆိုရင်အနာဂတ်လီမီသားစုရဲ့ခေါင်းဆောင်နေရာဟာလီယန်ရှင်းအတွက်တေချာနေခဲ့တာပါဒါပေမဲ့အခုတော့မတူတော့ပါဘူးဒီအကြောင်းကိုတွေးပြီးတော့သူကသူ့ရဲ့သမီးဖြစ်သူလီချင်းချင်းကိုလှမ်းကြည့်လိုက်ပါတယ်ချင်းချင်းသမီးနိုင်ငံတော်ကာကွယ်ရေးစစ်တပ်ဖျားနဲ့တွေ့တဲ့အခါသူ့ကိုစကားများများပြောရမယ်နော်တကယ်လို့စစ်တပ်ဖျားကအိမ်ထောင်မရှိသေးဘူးဆိုရင်သမီးဘာလုပ်ရမလဲဆိုတာသိတယ်မလားအဖေစိတ်ချပါသမီးရဲ့အလှပနဲ့ဆိုရင်နိုင်ငံတော်ကာကွယ်ရေးစစ်တပ်ဖျားမှာအိမ်ထောင်ရှိနေရင်တောင်ဘာဖြစ်သေးလဲမကြခင်မှာပဲလီယန်ဆယ်ကသတင်းစုံစမ်းဖို့လူယာချီကိုဆေလွတ်ခဲ့ပေမဲ့ရက်တော်ကြာသွားတဲ့အထိနိုင်ငံတော်ကာကွယ်ရေးစစ်တပ်ဖျားရဲ့အရေးအယောင်ကိုတောင်မတွေ့ခဲ့ရပါဘူးမင်းတို့လူယာချီလောက်ကရန်မြို့မြောက်ပိုင်းဒေသကိုတနေရာမကျန်နဲ့ဆက်ဆက်ရှာဖွေခဲ့ကြတာတောင်တကယ်ပဲနိုင်ငံတော်ကာကွယ်ရေးစစ်တပ်ဖျားရဲ့သတင်းကိုကျွန်တော်မရှာတွေ့ခဲ့ပါဘူးနိုင်ငံတော်ကာကွယ်ရေးစစ်တပ်ဖျားဘယ်မှာရှိလဲဆိုတာကိုရှာမတွေ့ရင်မင်းတို့တွေပြန်မလာခဲ့နဲ့တော့ဒီမြင်ကွင်းကိုကြည့်ပြီးလီယန်ရှင်းကတပ်ပြင်းတစ်ချက်ချလိုက်ပါတယ်နိုင်ငံတော်ကာကွယ်ရေးစစ်တပ်ဖျားရဲ့သတင်းကိုလောလောဆယ်ရှာမရနိုင်သေးတဲ့အတွက်လီဖေးဂျိုတို့တားမိကိုတွားကြည့်ချင်ပါတယ်လီချင်းချင်းကကြားပြီးတဲ့အခါမှာတော့သူမရဲ့မျက်လုံးထဲမှာလောင်ပြောင်ချင်တဲ့အရေးအယောင်တစ်ခုဖြတ်ပြေးသွားခဲ့ပါတယ်ကျွန်မလည်းအဲ့ဒီအမွမ်းကွဲနဲ့အဆင်မမီတဲ့ရောက်ဖို့ကိုတွားကြည့်ချင်ပါတယ်မကြခင်မှာပဲလူတစုဟာကျွန်တော်နေထိုင်တဲ့နေရာကိုရောက်လာခဲ့ကြပါတယ်အတန်တွေကြားလို့ကျွန်တော်လည်းသမီးလေးရှောင်းချောင်းကိုခေါ်ပြီးအပြင်ကိုထွက်ကြိုခဲ့ပါတယ်ဒါကသမီးရဲ့အဖိုးကြီးနဲ့အတော်လေးရှောင်းချောင်းကစိတ်လှုပ်ရှားစွာနဲ့နှုတ်ဆက်လိုက်ပေမဲ့လီယန်ရှင်းကတော့မျက်နှာတင်နဲ့ဘာမှမပြောခဲ့သလိုလီယန်ဆယ်နဲ့လီချင်းချင်းတို့ကတော့ရှောင်းချောင်းကိုတစ်ချက်လေးတောင်လှည့်မကြည့်ခဲ့ကြပါဘူးအဖိုးတို့ကရှောင်းချောင်းကိုသဘောမကျဘူးလားဟင်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါကျွန်တော်မျက်နှာကချက်ချင်းပဲမှမိုက်သွားခဲ့ပါတယ်ရောက်ပရှင်ကဒီမှာလုံခြုံရေးအဆောင်လုပ်နေတာတော့မဟုတ်ပါဘူးနော်ဒီအင်ရှင်တွေကတော့သဘောကောင်းသားပဲထောင်ချဘူးတဲ့သူကိုတောင်အလုပ်ခံထားသေးတယ်ဒါကကျွန်တော်နဲ့ဖေးချိုပြီးတော့ရှောင်းချောင်းတို့ရဲ့အိမ်ပါကျွန်တော်စကားကိုကြားလိုက်ရတဲ့အခါလီချင်းချင်းရဲ့မျက်နှာပေါ်ကလောင်ပြောင်ချင်တဲ့အပြုံးဟာချက်ချင်းပဲအေးခဲ့သွားခဲ့ပါတယ်လီယန်ဆယ်ကတော့မျက်နှာကြီးမင်းမောင်သွားပြီးဒေါသတကြီးနဲ့မိခုံးထုတ်လာပါတယ်မင်းမဒီလောက်ခမ်းနားတဲ့ဆန်အင်ကြီးကိုဝယ်ဖို့ငွေပဲပြလာတာလေမင်းကထောင်ကတည်းရထွက်လာတဲ့အကျဉ်းသားဟောင်းတယောက်ပဲလေဒါလီဖေးချိုရဲ့ငွေတွေပဲဖြစ်ရမယ်သူမရန်ရှာမျိုးသမီးစစ်နှစ်ဖျားဖြစ်နေတော့ကလီမီသားစုရဲ့စီးပွားရေးလုပ်ငန်းအများကြီးကိုစီမံအုပ်ချုပ်ခဲ့တာဆိုတော့တေချာပေါက်သူမကပဲလီမီသားစုရဲ့ပိုင်ဆိုင်မှုတွေကိုကိုကျိုးအတွက်ခိုးယူသွားတာပဲဖြစ်ရမယ်လီဖေးချိုမှာတာငွေရှိနေရင်သူမနဲ့ရှောင်းချောင်းတို့ဘယ်လိုလုပ်ပြီးအဲ့ဒီလောက်ဆင်းရဲဒုက္ခရောက်နေမှာလဲခင်ဗျားတို့ဒါလီဖေးချိုနဲ့ရှောင်းချောင်းတို့ရဲ့မိသားစုဝင်တွေမဟုတ်ခဲ့ဘူးဆိုရင်လေမင်းတို့ကိုစောစောကလေးကခြေမပိခဲ့ပြီးပါပြီလီဖေးချိုသာအိမ်ထောင်မကြခင်ကိုမရခဲ့ဘူးဆိုရင်ကျွန်တော်တို့လီမီသားစုဟာမိုးတူကကျမ်းမိသားစုရဲ့အနိုင်ကျင့်ဖိနှိပ်မှုကိုဒီလောက်အထိဆိုးဆိုးရွားရွားခံရမှာမဟုတ်ပါဘူးဒီကိစ္စတွေအားလုံးကမင်းနဲ့လီဖေးချိုတို့ကြောင့်ဖြစ်ရတာပါလီမီသားစုဝင်တွေရဲ့စက်တိုက်အပြစ်တင်တဲ့တွေကိုကြားလိုက်ရတဲ့အခါကျွန်တော်ရင်ထဲကတက်ဖြတ်ခြင်းနဲ့စိတ်တွေနဲ့ဒေါသတွေဟာချက်ချင်းပဲငြိမ်းအေးသွားခဲ့ပါတယ်အဲ့ဒီတုန်းကသာအစိမ့်မိပြီးလီဖေးချိုကိုမစော်ကားမိခဲ့ဘူးဆိုရင်ဒီနေ့လိုကိစ္စမျိုးတွေဖြစ်လာခဲ့မှာမဟုတ်ပါဘူးဒီမြတ်စိမ်းအောင်ဆန်အင်ကြီးကတော့လီမီသားစုပိုင်ဖြစ်သွားပါပြီလီမီသားစုရဲ့နစ်နာမှုတွေကိုမင်းကရော်ကြေးပေးတယ်လို့ပဲသဘောထားလိုက်ပါအခုမင်းတို့မိသားစု၃ယောက်လုံးကျွန်တော်တို့လီမီသားစုရဲ့နေရာကနေထွက်သွားကြတော့ကောင်းပါပြီဒီမြတ်စိမ်းအောင်ဆန်အင်ကြီးကိုခင်ဗျားတို့လီမီသားစုအတွက်ကျွန်တော်ကရော်ကြေးပေးလိုက်တယ်လို့ပဲသဘောထားလိုက်ပါနောက်ဘယ်သူမှအကျွေးမတင်ကြတော့ဘူးပေါ့ပြောပြီးတာနဲ့တပြိုင်နက်အိတ်ခမ်းထဲကလီဖေးချိုကိုပွေ့ချီလိုက်ပြီးရှောင်းချောင်းကိုပါခေါ်ဆောင်ကမြတ်စိမ်းအောင်ဆန်အင်ကြီးတွေကနေထွက်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအနောက်ဘက်စီကနေအတန်တန်ရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်ခန့်လေးနေပါဦးမင်းကရန်မြို့မှာနေတာဆိုတော့နိုင်ငံတော်ကာကွယ်ရေးစစ်တပ်ဖျားရဲ့တင်းကိုတီးထားတာများရှိသလားခင်ဗျားတို့ကနိုင်ငံတော်ကာကွယ်ရေးစစ်တပ်ဖျားကိုဘာကိစ္စရှိလို့ရှာနေကြတာလဲနိုင်ငံတော်ကာကွယ်ရေးစစ်တပ်ဖျားကသာဝင်ရောက်ဆော့ဖက်ပြီးလက်စားချေဖို့ရောက်လာတဲ့ကျမ်းမိသားစုဝင်တွေကိုနှိမ်နှင်းမပေးခဲ့ဘူးဆိုရင်မင်းတို့မိသားစု၃ယောက်လုံးစောစောကလေးကတင်နေလောက်ပါပြီကျွန်တော်တို့လီမီသားစုလည်းမင်းတို့နဲ့အတူပျက်စီးသွားလောက်တယ်ကျွန်တော်ကပဲနိုင်ငံတော်ကာကွယ်ရေးစစ်တပ်ဖျားပါချက်ချင်းဆိုသလိုပဲတခန်းလုံးတိတ်ဆိတ်သွားခဲ့ပေမဲ့ခဏအကြာမှာတော့စူညံပွက်လောလိုက်သွားခဲ့ပါတယ်အထူးသဖြင့်လီချင်းချင်းရဲ့လှပတဲ့မျက်နှာလေးပေါ်မှာတော့အထင်မြင်သိမှုတွေနဲ့မထီမဲ့မြင်ပြတဲ့အရေးအယောင်တွေအထင်သာပေါ်လွင်နေခဲ့ပါတယ်နိုင်ငံတော်ကာကွယ်ရေးစစ်တပ်ဖျားဆိုတာမိုးထိုးအောင်ကြီးကျယ်မြင့်မြတ်တဲ့ပုံကိုကြီးပါမင်းတို့လူမျိုးဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမင်းတို့တွေမြင်မြန်ထွက်သွားကြစမ်းပါငါရှိမှထပ်ပြီးအယောင်ဝါလာမပြကြနဲ့တော့အဲ့ဒီအချိန်မှာပဲကျောင်းမိသားစုရဲ့ခေါင်းဆောင်ကြောက်ချမ်းချီရောက်လာခဲ့ပါတယ်အခြေအနေတွေကိုမင်းမြန်စုံစမ်းပြီးတဲ့နောက်မှာတော့ကြောက်ချမ်းကြီးဟာစကားတောင်မပြောနိုင်လောက်အောင်ဆွန့်သွားခဲ့ပါတယ်မစ္စတာချန်ကိုအခုချက်ချင်းတောင်းပန်လိုက်ကြစမ်းသူကဘလို့အဆင့်တန်းရှိတဲ့သူလဲဆိုတာမင်းတို့သိကြရဲ့လားလီမီသားစုဝင်တွေကတော့မထီမဲ့မြင်နဲ့နားကောင်းရှုံးလိုက်ပြီးသူကထောင်ကနေအခုလေးတင်လွတ်လာတဲ့အကျဉ်းသားတယောက်ပါပဲကြောက်အိမ်တော်တခင်သူ့အလိမ်ညာတွေကိုမယုံပါနဲ့လို့ပြောလိုက်ကြပါတယ်ကျွန်တော်ကတော့သူတို့ကိုတည်ငြိမ်တဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီးရှင်းပြနေဖို့တောင်ပြင်းလာတာနဲ့ဒီမြတ်စိမ်းအောင်ဆန်အင်ဂျီတွေကနေတန်းပြီးထွက်လာခဲ့လိုက်ပါတယ်ကြောက်ချမ်းကြီးကတော့စိတ်ထဲမှာမကျင်မနဲ့ဖြစ်သွားပြီးလီမီသားစုဝင်တွေကိုအေးဆက်ဆက်အကြည့်နဲ့ကြည့်ကဖားသူငယ်ရည်တွင်းထဲကဖားတွေလိုပါပဲလေတနေ့ကျရင်မင်းတို့အခုလုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်နောင်တရားလိမ့်မယ်လို့ဆိုပါတယ်အဲ့ဒီလိုပြောပြီးတာနဲ့ကြောက်ချမ်းကြီးကလီမီသားစုဝင်တွေကိုလစ်လျူရှုပြီးကျွန်တော်နောက်ကိုအမြင်လိုက်လာခဲ့ကမစ္စတာချန်ဒီမြတ်စိမ်းအောင်ဆန်အိမ်ထက်ပိုကောင်းပြီးတိတ်ဆိတ်တဲ့နေရာတစ်ခုကိုကျွန်တော်ထပ်ရှာပေးပါမယ်လို့ပြောပါတယ်ရပါတယ်သူများစီကကျေးဇူးခံရတာကိုကျွန်တော်မနစ်သက်ပါဘူးလို့ပြောပြီးတာနဲ့လက်ချောင်းလေးကိုခောက်လိုက်တဲ့အခါအမေအောင်ရွှေကပြားလေးတစ်ခုကကြောက်ချမ်းကြီးရဲ့လက်ပွားလေးကိုရှော့ဆင်းသွားခဲ့ပါတယ်ဒီဘဏ်ကက်ထဲမှာအမေရိကန်ဒေါ်လာဘီလီယံ100ရှိတဲ့ရန်ရှားမှာစီးပွားရေးအင်ပါယာတစ်ခုတည်ထောင်ဖို့အတွက်မင်းရဲ့အကူအညီကိုကျွန်တော်လိုအပ်တဲ့အဲ့ဒီအတွက်မင်းအနေနဲ့မူလအစုရှယ်ယာတချို့ကိုရရှိမှာဖြစ်တယ်လို့ပြောလိုက်ပါတယ်ဒီအခွင့်အရေးကိုပေးတဲ့အတွက်မစ္စတာချန်ကိုအလွန်ကျေးဇူးတင်ပါတယ်ကျွန်တော်ရှယ်ယာတွေမလိုချင်ပါဘူးမစ္စတာချန်ရဲ့ဘေးနားမှာခိုင်းဖက်တယောက်အနေနဲ့ပဲနေချင်ပါတယ်လို့သူကပြန်ပြောပါတယ်ကျွန်တော်လည်းကြောက်ချမ်းကြီးကိုသဘောကျတဲ့အကြည့်နဲ့တစ်ချက်ကြည့်လိုက်မိတယ်ဒီလူကအခြေအနေကိုနားလည်ပြီးပြတ်သားတဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့အတွက်တော်တော်လေးအရေးချင်းရှိတယ်လို့ဆိုရမှာပါ၃ရက်အတွင်းမှာရန်မျိုးရဲ့စီးပွားရေးလောကတစ်ခုလုံးကလူကြီးမင်းကိုပဲအလေးထားရပါလိမ့်မယ်အဲ့ဒီကနေတဆင့်ရန်မျိုးကိုကြော်လွန်ပြီးရန်ရှားထိတိုးချဲ့သွားပါမယ်ဒီစီးပွားရေးအင်ပါယာအတွက်နာမည်တစ်ခုလောက်ပေးသနာပါလို့သူကတောင်းဆိုပါတယ်သူ့ရဲ့မျှော်လင့်ချက်တွေရိုသေလေးစားမှုတွေပြည့်နေတဲ့အကြည့်တွေကိုကြည့်ပြီးကျွန်တော်ခဏလောက်စဉ်းစားကငကားကြီးဆိုတဲ့စကားလုံးကိုပြောထွက်လိုက်ပါတယ်အဲ့ဒီနေ့လယ်မှာပဲငကားကြီးအုပ်စုဆိုတဲ့အမည်နဲ့စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဟာစတင်ပေါ်ပေါက်လာခဲ့ပါတော့တယ်နဂါကြီးအုပ်စုလို့အမည်ရတဲ့စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုရုတ်တရက်ပေါ်ပေါက်လာပြီးရန်မျိုးရဲ့စီးပွားရေးလောကတစ်ခုလုံးကိုတိုက်ရိုက်လွှမ်းမိုးသွားခဲ့ကရန်မျိုးကထင်ရှားတဲ့မိသားစုကြီး၈ခုစလုံးကိုလည်းအကုန်လုံးဝါမျိုးပစ်လိုက်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့နဂါကြီးအုပ်စုဆိုတဲ့စီးပွားရေးအင်ပါယာကြီးဟာရန်ရှားမှာအလျင်မြန်ကြီးထွားလာခဲ့ပြီးလူငယ်တွေအများကြီးကလည်းနဂါကြီးအုပ်စုထဲဝင်ခွင့်ရတာကိုပဲဂုဏ်ယူနေကြပါတယ်မိုးတူးကကျမ်းမိသားစုတစ်ခုတည်းကသာနဂါကြီးအုပ်စုရဲ့သတင်းကိုကြားပြီးနောက်မှာသူတို့ရဲ့အခြေအနေကတဖြည်းဖြည်းနဲ့ပိုပြီးဖိစီးကျက်တဲလာခဲ့ပါတယ်တုံလင်မြောက်ပိုင်းပင်လယ်စီကိုသွားပြီးဟေးရှားကိုပြန်ခေါ်ခဲ့ဆန်းမင်းကိုတည်စေရမယ်တစ်ချိန်တည်းမှာပဲကျွန်တော်နဲ့ရှောင်းချောင်းတို့လည်းအိမ်တစ်လေးတွေကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပြီးသမီးလေးရှောင်းချောင်းကတော့အိမ်တစ်လေးအတွက်အလွန်ပဲစူးစမ်းချင်စိတ်တွေဖြစ်ကပျော်ရွှင်နေခဲ့ပါတယ်ဒါပေမဲ့သူ့အမေရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့ရဲ့မျက်နှာလေးဟာချက်ချင်းပဲမှန်ကျသွားခဲ့ပါတယ်ဖေဖေမေမေကဘယ်တော့မှနိုးလာမှလဲဟင်မေမေအိမ်နေတာအရန်ကိုကြာနေပြီနော်ကျွန်တော်အခုလေးတင်ပျော်ရွှင်နေခဲ့တဲ့မျက်နှာဟာလည်းချက်ချင်းပဲဝမ်းနေသွားခဲ့ရပါတယ်လီဖေဂျိုမှာပြီးခဲ့တဲ့3နှစ်တာကာလအတွင်းစုပုံလာခဲ့တဲ့အတွင်းကျိတ်ဝေဒနာတွေကတကယ်ကိုများပြားလုံးလာပါတယ်အဲ့ဒီအချိန်မှာပဲသမီးလေးရှောင်းချောင်းကကျွန်တော်ကိုဖတ်ထားလိုက်ပါတယ်မေမေကရှောင်းချောင်းကိုမလိုချင်တော့လို့လားဟင်မေမေကဘာလို့ရှောင်းချောင်းကိုမလိုချင်ရမှာလဲသမီးကသူ့အတွက်အခြေအဆုံးနဲ့အနီးကပ်ဆုံးလူပဲလေသူကဖေဖေကိုမျက်နှာပြချင်ရုံတက်ပါပဲအဲ့ဒီလိုပြောပြီးတာနဲ့ကျွန်တော်လည်းလီဖေဂျိုရဲ့အခန်းထဲကိုဝင်သွားခဲ့ပြီးကုတင်ဘေးမှာဖြည်းဖြည်းချင်းထိုင်လိုက်ပါတယ်လွန်ခဲ့တဲ့3နှစ်ကကျွန်တော်ကိုတက်ဖို့အတွက်နိုင်ငံပေါင်း10နိုင်ငံကျော်ကစစ်တပ်ဖျားဒါဇင်ပေါင်းများစွာနဲ့တိုင်းတခင်ထောင်ပေါင်းများစွာကိုစေလွတ်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့ကျွန်တော်စီကိုပြင်းထန်တဲ့အစိတ်မျိုးစုံဝင်ရောက်သွားခဲ့ပြီးအဲ့ဒီထဲကမှပိုပြီးကြောက်စရာကောင်းတဲ့ကာမစိတ်ကြောင့်ကျွန်တော်ရဲ့သွေးတွေစူပွက်လာခဲ့ရပါတယ်
ပါတယ်ကျွန်တော်တေချာပေါက်တရားတော့မယ်လို့ထင်ခဲ့မိတာကြောင့်မွေးရမြေမှာပဲတေဆုံးဖို့အတွက်ရန်ရှားကိုပြန်လာခဲ့ပါတယ်ဒါပေမဲ့စိတ်တွေတက်လာတဲ့အချိန်မှာပဲမင်းနဲ့ဆုံတွေ့ခဲ့ရတာပါအဲ့ဒီအချိန်တုန်းကကိုစိတ်လွတ်သွားခဲ့တယ်အဲ့ဒီတုန်းကကိုဘလောက်တောင်ကြောက်စရာကောင်းခဲ့လဲဆိုတာကိုသိပါတယ်ကိုခန္ဓာကိုယ်ထဲကအစိတ်တချို့ကမင်းရဲ့ခန္ဓာကိုယ်ထဲကိုတောင်ကူးဆက်သွားခဲ့တယ်မင်းရဲ့စစ်နဲ့ဖျားဆွမ်းအားတွေကိုဆုံးရှုံးသွားစေခဲ့တဲ့ဒီကိစ္စကကိုတက်တက်မှာပထမဆုံးလုပ်ခဲ့မိတဲ့အမှားတစ်ခုပါပဲတောင်းပန်လို့အလကားပဲဆိုတာကိုသိပါတယ်ဒါပေမဲ့ကိုကိုအခွင့်အရေးတစ်ချိန်လောက်ပေးစေချင်ပါတယ်မင်းနဲ့ရှောင်းချောင်းကိုပြုစုစောင့်ရှောက်ပါရစေရှောင်းချောင်းလေးကတကယ်ကိုလိမ့်မာပြီးတိတက်ပါတယ်သူကမင်းကိုအမြဲတမ်းစိတ်ပူနေခဲ့တာရှောင်းချောင်းလေးမှာအမေမရှိလို့မဖြစ်ဘူးလေအဲ့ဒီလိုပြောနေရင်လည်းပဲနှစ်ချိုက်အိပ်ပျော်နေတဲ့လီဖေချိုရဲ့မျက်ထောင်ကနေမျက်ရည်ကြီးတွေဖြည်းဖြည်းချင်းစီးကျလာခဲ့ပါတယ်ဖေဖေမြင်မြင်ကြည့်ပါဦးမေမေငိုနေတယ်ကျွန်တော်လည်းအရန်ကိုဝမ်းသာသွားပြီးကမန်းကရန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့လီဖေချိုကမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လာတာကိုတွေ့လိုက်ရပါတယ်အရာအလုံးကပြီးဆုံးသွားခဲ့ပါပြီနောက်ဆိုရင်ကျမတို့မိသားစု3ယောက်ပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်တန်းကြတာပေါ့ဒီအချိန်မှာတော့လီဖေချိုဟာသူမြင်ထဲကနာကြီးချက်တွေကိုအပြီးတိုင်ဆွန့်လွတ်လိုက်ပါပြီနောက်နေ့ရက်နေလို့ကျမနေကောင်းသွားတဲ့အခါကျရင်ကျမတို့လက်ထက်စာချုပ်သွားလုပ်ကြရအောင်ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့ကျွန်တော်တကူလုံးတုံရင်သွားခဲ့ပါတယ်လူပေါင်းများစွာကိုတက်ဖြတ်ခဲ့ဘူးတဲ့ကျွန်တော်ဟာဒီအချိန်မှာတော့အကြောင်းပြချက်မရှိပဲစိတ်လှုပ်ရှားနေမိပါတယ်ခဏကြာတဲ့အခါမှာတော့ကျွန်တော်လည်းလီဖေချိုရဲ့ကိုလုံးလေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်ကောင်းပါပြီကိုတို့လက်ထက်စာချုပ်သွားလုပ်ကြတာပေါ့ကျွန်တော်ရုတ်တရက်ဖတ်လိုက်တဲ့အချိန်မှာတော့လီဖေချိုရဲ့လှပတဲ့မျက်နှာလေးကလည်းမြဲသွားခဲ့ပါတယ်ဒီလိုမျိုးလေးဆိုရင်လည်းမစိုးပါဘူးလေအဲ့နဲ့ဘိုးထောင်ချီကိုကြော်ဖြတ်ပြီးတိဆောက်ထားတဲ့ပင်လယ်ရေပြင်ပေါ်ကထောင်ကြီးထဲမှာတော့အချင်းခန်းတစ်ခုပဲထည့်သွင်းဆောက်လုပ်ထားပါတယ်။ဒါအပြင်အဆောင်ရှောက်ရဲမဲ့ပေါင်းတဲ့သိန်းကျော်နဲ့နေနေမပြတ်စောင့်ကြည့်ရှုစေပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့အသက်20ရွယ်ရှိတဲ့ကျွန်တော်ဆိုတဲ့အချင်းသားတစ်ယောက်ကိုစောင့်ကြည့်ဖို့အတွက်ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ခြေလက်လေးဖက်လုံးကိုငကားချီနောင်နဲ့တန်ကြိုးတွေနဲ့အေးခဲအောင်တုံးနှောင်ထားတာကြောင့်ထောင်ပိုင်ကြီးအနေနဲ့လည်းဘလို့မှစိတ်အေးလက်အေးရှိမနေနိုင်ပါဘူး။လွန်ခဲ့တဲ့3နှစ်တုန်းကစစ်နဲ့ဖျားအယောက်ငယ်ငယ်ကိုကျွန်တော်ကိုယ်တိုင်တက်ဖြတ်ခဲ့လို့ပဲဖြစ်ပါတယ်။အနောက်နိုင်ငံတွေရဲ့ထိပ်တန်းအဆင့်အစွမ်းထက်ပုဂ္ဂိုလ်တွေအားလုံးကိုရှင်းလင်းပြခဲ့ပေမဲ့အဲ့ဒီတိုက်ပွဲကြီးအတွင်းမှာပဲရှားပါတဲ့အစိတ်အမျိုးမျိုးသွားခဲ့ပါတယ်။စိတ်ရိုင်းဝင်သွားတဲ့ကျွန်တော်ဟာငကားနိုင်ငံရဲ့တူးတဲ့တော့မျိုးသမီးစစ်နဲ့ဖျားကိုစော်ကားမိခဲ့ပါတယ်။ဒါကြောင့်မို့လို့သူ့မှာအစွမ်းစားတွေအားလုံးဆုံးရှုံးသွားပြီးဒုက္ခိတတစ်ယောက်လိုဖြစ်သွားခဲ့ရပါတယ်။လူတက်ရတာကိုဖိတ်ချွေတယ်လို့သဘောထားတဲ့ကျွန်တော်ဟာနောင်တရားတွေရရှိခဲ့ပြီးငကားနိုင်ငံအကြီးအကဲတွေရဲ့ဖန်ဆီးမှုကိုခံယူကာထောင်ထဲကိုဝင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့ထောင်ကနေပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာတော့ကျွန်တော်ရဲ့ဇနီးဒီဟာမိုးတူးကျဲမိသားစုရဲ့နှိမ့်ဆက်မှုကို3နှစ်တိုင်ခံနေရတာကိုသိလိုက်ရပါတယ်။သူမဟာနေတိုင်းနှိမ့်ဆက်ညှဉ်းပန်းခံရပြီးအမှတ်ကောက်တဲ့ဘဝနဲ့ရှင်သန်နေရပါတယ်။ဒီနေ့ဟာမိုးတူးကျဲမိသားစုရဲ့အိမ်ဦးစီးဖြစ်တဲ့ကျန်းဟန်ပေါက်ရဲ့မွေးနေ့ပွဲဖြစ်တာကြောင့်ကျွန်တော်လည်းလက်ဆောင်ကြီးစားတစ်ခုပေးဖို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာတော့မိုးတူးကျဲမိသားစုထဲမှာတော့နာမည်ကြီးပုဂ္ဂိုလ်တွေအသီးသီးရောက်ရှိနေကြပြီးမွေးနေ့ဆူတောင်းလက်ဆောင်တွေပေးနေကြပါတယ်။ကျန်းဟန်ပေါက်ဟာအမြင့်ဆုံးနေရာမှာထိုင်နေပြီးမျက်နှာတစ်ခုလုံးပြုံးပျော်နေပါတယ်။မိတ်ဆွေတို့အားလုံးကတကယ်ကိုစေတနာထားကြတာပဲ။ဒီလိုအိုးရန်နဲ့လက်ဆောင်တွေကိုပေးကြလိမ့်မယ်လို့မထင်ထားမိဘူး။ဒီအချိန်မှာပဲကျန်းမိသားစုရဲ့အလိယမြောက်သားဖြစ်သူကျန်းထန်းရွှန်ဟာဖြည်းဖြည်းချင်းရှောက်လန်းလာခဲ့ပါတယ်။ဖခင်ကြီးရဲ့အသက်60ပြည့်မွေးနေ့အတွက်တားဖြစ်သူကတက်ရှိနာမဲ့စာလေးကိုလက်ဆောင်အဖြစ်ပေးအပ်ပါတယ်။သူ့ရဲ့စကားသံအဆုံးမှာတော့ပတ်ဝန်းကျင်ကဧည့်သည်တွေအားလုံးကချီးမွမ်းစကားတွေဆိုကြပါတယ်။ဒီလိုတက်ရှိနာမဲ့စာလေးဆိုတာကဘာပေါ်မှာအလွန်ရှားပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ဒီလိုတကယ်ပစ္စည်းအစ်စ်ကိုမြင်တွေ့ခွင့်ရတာဟာဘဝအတွက်နောင်တရစရာမရှိတော့ပါဘူး။ကျန်းမိသားစုရဲ့တားကြီးဖြစ်သူကျန်းချမ်းရွှင်ဟာလည်းဘန်တစ်ခုကိုကင်ဆောင်ပြီးရှောက်လန်းလာခဲ့ပါတယ်။ဖခင်ကြီးရဲ့အသက်60ပြည့်မွေးနေ့အတွက်မြင့်မြတ်တဲ့ဆရာတော်ကြီးကိုယ်တိုင်ပြည့်ရည်ပဲဖြန်းပေးထားတဲ့နန္တာဖြူပတိကိုလက်ဆောင်အဖြစ်ပေးအပ်ပါတယ်။ဖခင်ကြီးအသက်ရာကျော်တိုင်အောင်ကျန်းမာပါစေကြောင်းဆုတောင်းပေးပါတယ်။အတော့ကိုကျိုင်းနေတတ်ကြမှာပါတစ်ချိန်တည်းမှာပဲတခြားဧည့်သည်တွေလည်းရုပ်ရုပ်တဲတဲဖြစ်သွားကြပါတယ်။လုံဘိုကန်တန်ခိုးတိတိတွင်းထားတဲ့စိတ်ပူတီဟာလူကိုချမ်းသာကြွယ်ဝစေပြီးအသက်ရှည်ကျန်းမာစေတယ်လို့လူပြောများကြပါတယ်။ဒီတစ်ခေါက်ပေးတဲ့လက်ဆောင်ဟာကျန်းချမ်းရွှင်တခင်လေးရဲ့လက်ဆောင်ကနံပါတ်1ဖြစ်လိမ့်မယ်ထင်တယ်။တခြားဧည့်သည်တွေလည်းဒီစကားကိုကြားတော့သဘောတူတဲ့အနေနဲ့ခေါင်းညှိကြပါတယ်။နောက်ပြီးအားလုံးရဲ့အကြည့်တွေကကျန်းချမ်းဖန့်စီရောက်သွားကြပါတယ်။ကျန်းမိသားစုရဲ့တခင်လေး3ယောက်ထဲမှာသူတယောက်ပဲလက်ဆောင်မပေးရသေးတာပါ။ကျန်းချမ်းဖန့်ကဒီမြင်ကွင်းကိုမြင်တော့ဘေးကလက်အောက်ငယ်သားကိုလှမ်းမိလိုက်ပါတယ်။ကျန်းလုံတို့လူစုသတင်းပါထူးလဲအခုထိတော့သတင်းမရသေးပါဘူး။ဒါပေမဲ့တခင်လေးကိုယ်တိုင်မှာကြားထားတာဆိုတော့သူတို့အချိန်မီရောက်လာကြမှာတေးချပါတယ်။ကျန်းချမ်းဖန့်ကကြားတော့ကျင်းတဲ့အရေးအယောင်နဲ့ခေါင်းညှိပြလိုက်ပြီးမျက်လုံးထဲမှာလည်းမန်တက်နေတဲ့အရေးအယောင်တွေအပြည့်ဖြစ်နေပါတယ်။တားဖြစ်သူကတကယ်ကိုအန်လို့စရာကောင်းတဲ့မွေးနေ့လက်ဆောင်တစ်ခုဆက်တမှာမို့ဖခင်ကြီးအနေနဲ့အကြိုက်တို့အေးမှာတေးချပါတယ်ခဏနေရင်ကျွန်တော်လူတွေယူလာပေးပါလိမ့်မယ်ကောင်းပြီမင်းရဲ့လက်ဆောင်ကိုငါမျှော်လင့်နေမယ်မကြခင်မှာပဲလက်အောက်ငယ်သားတယောက်ရှောက်လာပြီးတခင်လေးကျန်းမိသားစုအင်းရှိတကားဝမှာတစ်တာအကြီး3လုံးလာချထားပါတယ်။ကျန်းချမ်းဖန့်ကကြားတော့ချက်ချင်းပဲစိတ်လှုပ်ရှားသွားပြီးဖခင်ကြီးကျွန်တော်ပေးမဲ့လက်ဆောင်ရောက်လာပြီးမကြခင်မှာပဲတစ်တာအကြီး3လုံးကိုလူများရှေ့ယူလာခဲ့ကြပါတယ်။ကျန်းချမ်းဖန့်ကဒီတစ်တာတွေကိုကြည့်ပြီးတပ်ပြင်းတစ်ချက်ချလိုက်ပါတယ်လွန်ခဲ့တဲ့3နှစ်အေးကကျွန်တော်နဲ့လီဖေချိုလက်ထပ်ဖို့စီစဉ်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီလူကမင်္ဂလာမဆောင်ခင်မှာပဲတစ္ဆာဖောက်သွားတယ်ဒါကကျွန်တော်ရဲ့ကျန်းမိသားစုကိုအရှက်ရစေပြီးတိတ်ခါကြစေခဲ့တယ်ဒါပေမဲ့ဒီနေ့တော့အဲ့ဒီကိစ္စကိုအပြည့်အပိုင်ရှင်းလင်းလိုက်ပါပြီဒီစကားကိုကြားတော့အားလုံးရဲ့မျက်နှာပြတ်သွားကြပြီးကျန်းချမ်းဖန့်ကတော့ပိုပြီးမန်တက်လို့နေပါတယ်ဟုတ်တယ်ဒီထဲမှာရှိနေတာကသူတို့မိသားစု3ယောက်ရဲ့ခေါင်းတွေပဲပြောပြီးတာနဲ့ကျန်းချမ်းဖန့်ကတိတ်တာကိုအချိန်ပြင်းပြင်းဖွင့်လိုက်ပါတယ်ဒါပေမဲ့နောက်တဲ့စက္ကန့်မှာတော့သူ့မျက်နှာပေါ်ကအောင်နိုင်သူအပြုံးတွေကဒီထဲမှာရှိတဲ့ဦးခေါင်းခွန်ကတကယ်တော့ချန်မီသားစုရဲ့18ဦးမြောက်အဆောင်ရှောက်ဖြစ်နေတာပဲဒါကိုမြင်လိုက်ရတဲ့အချိန်မှာချန်ဟန်ပေါက်ဟာချက်ချင်းပဲဒေါသအိုးပေါက်ကွဲသွားပါတယ်ဝန်ကျန်းတာကမင်းငါကိုပေးတဲ့လက်ဆောင်လားချန်ချမ်းဖန့်ဟာဝန်ခနဲ့လဲကျသွားပြီးချန်ဟန်ပေါက်ရဲ့ရှေ့မှာဒူးထောက်လိုက်ပါတယ်အဖေကြီးခင်ဗျာဒါဟာတေချာပေါက်လီဖေချိုဆိုတဲ့အကောင်ကလင်ကချစ်လို့တာဖြစ်ရပါမယ်မကြခင်တုန်းကလည်းသူကရန်ရှိလင်မီသားစုကိုတွားရောက်နှောက်ရှက်ခဲ့ပါသေးတယ်ချန်ဟန်ပေါက်ဟာဒါကိုကြားပြီးတဲ့နောက်မျက်လုံးထဲမှာကောင်းကင်ရံအထိပြန်တမတက်ဒေါသအမျက်ချောင်းချောင်းထွက်လာပါတယ်ငါတို့ချန်မီသားစုရဲ့ဂုံတိတ်ခါကိုဘယ်သူမှလာရောက်စင်ခေါ်လို့မရဘူးတေချာပေါက်သူတို့ကိုတန်မိုးကြီးကြီးပြန်ပေးဆက်ခိုင်းရမယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ချန်မီသားစုရဲ့အိတ်တွေအားလုံးဟာဥယျာဉ်ပြားတွေပါကျင်းဆက်လာကြပါတယ်မော်တူချန်မီသားစုကထိတ်တန်းမီသားစုဖြစ်တဲ့အတွက်ခြေတစ်ချက်ဆောင်လိုက်ရုံနဲ့တင်တွေးချောင်းစီးတဲ့တိုက်ပွဲတွေဖြစ်သွားနိုင်တယ်ဘယ်လောက်ပဲတမားတဲ့လူဖြစ်ပါစေချန်မီသားစုရဲ့ဒေါသကိုတော့ဘယ်သူမှမခံနိုင်ကြပါဘူးနာရီဝက်ကြာပြီးတဲ့နောက်လီမီသားစုရဲ့ဆွေမျိုးသားချင်းတွေအားလုံးဟာချန်မီသားစုရဲ့ဘီလာစီကိုဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရပါတယ်လီမီသားစုရဲ့အသက်80ကျော်ရွယ်ရှိပြီဖြစ်တဲ့အပွားဦးဟာတုံတုံရင်ရင်နဲ့မတက်ရက်လိုက်ပါတယ်ချန်မီသားစုရဲ့အိမ်တော်သခင်ခင်ဗျာကျမတို့လီမီသားစုကဘာအမားတွေကျူးလွန်ခဲ့လို့လဲရှင်အပွားရဲ့အသက်60ပြည့်မွေးနေ့ပွဲကျင်းပနေတဲ့အချိန်မှာကျမတို့ကိုဒီလိုမျိုးဖမ်းခေါ်လာရတာလေဒါတွေအားလုံးကမင်းတို့လီမီသားစုရဲ့တမီးနဲ့တမန်သူတို့လုပ်ခဲ့တဲ့ကောင်းမှုတွေကြောင့်ပေါ့ငါအတွက်အပြင်းထန်ရိုက်နှက်ကြဆန်းခဏချင်းတွင်းမှာတင်တစ်ချက်ပြီးတစ်ချက်ပြင်းထန်တဲ့ပါရိုက်တံတွေဟာကျေလောင်စွာထွက်ပေါ်လာပါတယ်လီဖေချိုရဲ့အဖေလီယန်ရှင်းကအလျင်မြန်ပဲအတနာခံတောင်းပန်လိုက်ပါတယ်ကျွန်တော်တို့အခုပဲရန်မီသားစုစီသွားပါမယ်အဲ့ဒီလူနှစ်ယောက်ကိုဖမ်းခေါ်လာပြီးချန်မီသားစုစီမှာအဖြစ်ပေးတောင်းပန်ခိုင်းပါမယ်ကဲလို့သာပြန်မခေါ်လာနိုင်ရင်တော့မင်းတို့လီမီသားစုဟာဒီနေ့ကစပြီးပျောက်ကွယ်သွားရလိမ့်မယ်ဒီအချိန်မှာကျွန်တော်ကလီဖေချိုရဲ့ဘေးနားမှာအမြဲတမ်းစောင့်ရှောက်ပေးနေခဲ့တာ3ရက်တိုင်တိုင်ရှိခဲ့ပါပြီလီဖေချိုကတော့အခုထိအိပ်ပျော်နေတော့မဲဖြစ်ပြီးနိုးမလာသေးပါဘူးဒါပေမဲ့အရင်ကဖြူဖြောနေတဲ့မျက်နှာလေးဟာအခုတော့အနှဲငယ်တွေးအောင်လွှမ်းလို့လာခဲ့ပါပြီဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာကျွန်တော်ဟာအကြာကြီးပျောက်ကွယ်နေခဲ့တဲ့အပြုံးမျိုးနဲ့ပြုံးလိုက်မိပါတယ်
ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလူတစုကဖစိမ်းအောင်ဆန်အိမ်ထဲကိုရုတ်တရက်အတင်းတိုးဝင်လာကြတယ်သူတို့တယောက်ချင်းစီရဲ့ကိုပေါ်ကနေထက်မြက်တဲ့အရှိန်ဝါတွေထွက်ပေါ်နေကြတယ်ကျွန်တော်ကတော့အေးဆက်တဲ့အကြည့်တွေနဲ့သူတို့ကိုကြည့်ပြီးမင်းတို့ကဘယ်သူတွေလဲဒီကိုဘာကိစ္စရှိလို့လာတာလဲလို့မေးလိုက်တယ်အဲ့ဒီထဲကအမျိုးသားတယောက်ကရှေ့ကိုတလန်းတိုးလာပြီးငါကလီဖေ့ချိုရဲ့အဖေပဲမင်းကအဲ့ဒီတုန်းကသူနဲ့ဖောက်ပြန်ခဲ့တဲ့ကောင်မလားချမ်မီသားစုရဲ့လူတွေကိုတောင်လဲရဲစရဲလုပ်ရဲသေးတယ်တကယ်ပဲအတင်မလားဖြစ်ချင်းနေတာပဲအမြန်ဆုံးလီဖေ့ချိုကိုခေါ်ပြီးချမ်မီသားစုစီသွားပြီးဒူးထောက်တောင်းပန်ဆန်းလို့အော်ဟစ်လိုက်တဲ့အစတုန်းကချမ်မီသားစုရဲ့အရိုက်ရာဆက်ခံသူချန်ချန်ဖက်နဲ့လက်ထပ်ဖို့စီစဉ်ခဲ့ရင်လီမီသားစုဟာဒီထက်မကတိုးတက်လာနိုင်တာဒါပေမဲ့လီဖေ့ချိုကအိမ်ထောင်ရှိပဲကိုဝင်ရလာခဲ့လို့လီမီသားစုဟာချမ်မီသားစုရဲ့3နှစ်တိုင်တိုင်ဖိနှိပ်မှုကိုခံခဲ့ရတယ်သူကဒီသမီးကိုတေယုံတင်မကပဲပိုတောင်မုန်းတိနေမိတယ်ဘေးနာကလီမီသားစုရဲ့အဖိုးအိုကလည်းအလားတူပဲအလွန်မင်းတော်သက်ထွက်နေပြီးလက်စွမ်းပြကြဆန်းသူတို့ကိုဖမ်းဆီးပြီးချမ်မီသားစုစီပို့ပြီးအပြစ်ပေးစမ်းလို့အမင်းပေးလိုက်တဲ့စကားလဲဆုံးရောလီမီသားစုရဲ့အစွမ်းထက်သူတွေကကျွန်တော်စီကိုပြေးဝင်လာကြတယ်ဒါပေမဲ့ကျွန်တော်ကတော့တစ်ချက်ပဲအော်ဟစ်လိုက်တာနဲ့ခဏချင်းမှတင်လီမီသားစုရဲ့လူအားလုံးဟာဒီလိုပြင်းထန်လာတဲ့အရှိန်ဝါအောက်မှာမြေပြင်ပေါ်ကိုအတင်းကျပ်ဒူးထောက်ပြပြဝတ်သွားကြရတယ်ကျွန်တော်ကတော့လီမီသားစုရဲ့လူတွေရှိကိုဖြည်းဖြည်းချင်းလျှောက်သွားပြီးအဖေတယောက်အနေနဲ့မင်းလီဖေ့ချိုဒီ3နှစ်အတွင်းမှာဘယ်လိုရက်မျိုးတွေခက်တန်းခဲ့ရလဲဆိုတာသိရလားရှောင်းချောင်းကိုဆိုရင်လီမီသားစုကခွေးလောင်အိမ်ထဲအထိပိတ်လောင်ထားခဲ့တာမင်းတို့ကတမီးနဲ့မြင်းမလေးရဲ့အသက်ရှင်တည်ဆုံးမှုကိုနည်းနည်းလေးတောင်ဒီမဆိုင်ကြဘူးဒီလောက်အထိအေးဆက်ရက်ဆက်တာအဖေနဲ့အမိဖြစ်ရကြုံမနဲ့ပါဘူးလို့ပြောလိုက်တယ်တခွန်းချင်းစီရဲ့ဆွဆွဲချက်တွေကြောင့်လီမီသားစုရဲ့လူတွေရဲ့အရှိန်ဝါဟာချက်ချင်းပဲကျဆင်းသွားပြီးလူတိုင်းရဲ့မျက်နှာပေါ်မှာပြင်းထန်တဲ့နောင်တရမှုနဲ့အရှက်ရမှုတွေရှက်တန်းသွားကြတယ်ကျွန်တော်ကလီမီသားစုရဲ့လူတွေရဲ့မျက်နှာပေါ်ကအရှက်အဲ့ရမှုကိုကြည့်နေပေမဲ့အကြည့်တွေကတော့အေးဆက်နေတော့ပဲချမ်မီသားစုအတွက်တော့မင်းတို့စိတ်ပူစရာမလိုပါဘူးလီဖေ့ချိုနိုးလာတဲ့အခါကျရင်ကျွန်တော်ပဲသူ့ကိုခေါ်သွားပါမယ်ဒီကိစ္စကိုကိုယ်တိုင်ဖြေရှင်းမယ်လီမီသားစုဝင်တွေအကုန်လုံးခဏလောက်ကြောင်အန်းသွားကြတယ်လီယန်ရှင်းကတော့ပို့ပြီးဒေါသထွက်ကအော်ဟစ်လေတော့တယ်ချမ်မီသားစုကတကယ်ကိုအင်အားကြီးလုံးနဲ့မင်းနေနဲ့သူတို့ကိုလုံးဝရှင်နိုင်မှာမဟုတ်ဘူးကျွန်တော်ကတော့အေးအေးဆေးဆေးပဲလီမီသားစုဝင်တွေကိုတစ်ချက်ကြည့်လိုက်ပြီးမင်းတို့ပြန်သွားရင်ချမ်မီသားစုကိုပြောလိုက်ပါတယောက်လို့ရင်တယောက်ခံရမယ်လီမီသားစုကအပြစ်မရှိတဲ့သူတွေကိုလာပြီးအမုန်းမပွားပါနဲ့တကယ်လို့တက်နိုင်ရင်လာရန်မြို့မှာကျွန်တော်ကိုလာကြလေစားချေပါကျွန်တော်ကတော့ဖစိမ်းအောင်အိမ်တော်မှာပဲရှိနေမှာပါလို့ပြောလိုက်တယ်လီယန်ရှင်းကတော့မယုံကြည်တဲ့မျက်နှာပေးနဲ့ကျွန်တော်ကိုကြည့်ပြီးနှာခေါင်းရှုံလိုက်တယ်ချမ်မီသားစုကလူတွေမဟုတ်ဘူးအဲ့ဒီလောက်လက်စားလို့မလွယ်ဘူးဒါပေမဲ့ဘေးမှာရှိတဲ့လီမီသားစုအဖိုးအိုကတော့တပြင်းတစ်ချက်ချလိုက်ပြီးငါတို့ပြန်ကြဆိုချမ်မီသားစုရဲ့အပြစ်တင်မှုကိုတော့တခြားနေလန်းရှာရမှာပေါ့လို့ပြောတယ်အဖိုးအိုရဲ့စကားကိုကြားရတော့မှတခြားလီမီသားစုဝင်တွေလည်းသဘောတူပြီးလိုက်လာကြတယ်ဖစိမ်းအောင်အိမ်တော်ကနေထွက်လာပြီးမကြခင်မှာပဲလီယန်ရှင်းကတော့မအောင်နိုင်တော့ပဲသူကလီမီသားစုအဖိုးအိုကိုကြည့်ပြီးအတန်ကျဲကျဲနဲ့ပြောတော့တယ်ချမ်မီသားစုကအဲ့ဒီလောက်လက်စားလို့လွယ်တာမဟုတ်ဘူးငါတို့ကဒီအတိုင်းဘာမှမလုပ်ပဲပြန်လာခဲ့ရင်သူတို့ကငါတို့ကိုလွတ်ထားမှာမဟုတ်ဘူးလို့ပြောတယ်လီမီသားစုအဖိုးအိုကဖစိမ်းအောင်အိမ်တော်ဘက်ကိုလှည့်ကြည့်လိုက်ပြီးငါကဘယ်လိုလုပ်ပြီးလီမီသားစုကိုအသေးခံခံရမှာလဲမင်းတို့အားလုံးကငါရဲ့သားသမီးမြင်းမြတွေပဲငါလူချင်းချင်းတက်ဖြတ်ကြတာကိုငါမမြင်ချင်ဘူးချမ်မီသားစုရဲ့ဒေါသကိုရှောင်ကွင်းနိုင်မလားဆိုတာကတော့သူတို့ရဲ့ကံကြမ္မာပေါ်မှာပဲမူတည်တော့တယ်လို့ပြောလိုက်တယ်အဲ့ဒီလိုပြောရင်လီမီသားစုအဖိုးအိုရဲ့မျက်လုံးထဲမှာရက်ဆက်တဲ့အရေးအယောင်တွေဖြတ်ပြေးသွားပြီးမြေကြီးပေါ်ကအုတ်ခဲတခဲကိုကောက်ယူကပြင်းပြင်းထန်ထန်ထုနဲ့လိုက်တဲ့ခဏချင်းမှာပဲလီမီသားစုအဖိုးအိုရဲ့ညာဘက်လက်မောင်းကနေသွေးတွေစီးကျလာတော့တယ်အဖိုးအိုဒါကဘာလို့တာလဲဒါကတော့တန်ရာဟန်ဆောင်တဲ့နေပြူဟာကိုတုံးပြီးတော့ပဲလောလောဆယ်ရင်ဆိုင်ရမှာပဲလို့ပြောလိုက်တယ်ဆက်ပြီးလာအုပ်ရှားမှုတွေလှုပ်ဆောင်လိုက်ပါတယ်သူကအုတ်ခဲကိုလီယန်ရှင်းစီလမ်းပေးလိုက်ပါတယ်မကြခင်မှာပဲစူးစူးဝါးဝါအော်ဟစ်တန်တွေလွင့်ပြန်လာပါတယ်သူတို့ချမ်မီသားစုရဲ့ဘီလာကိုပြန်ရောက်တဲ့အခါလီမီသားစုဝင်တွေရဲ့တနာစရာကောင်းတဲ့ပုံစံကိုကြည့်ပြီးချမ်မီသားစုအကြီးကဲကျန်းဟန်ပေါက်လဲဆွန့်သွားပါတယ်လီမီသားစုအဖိုးအိုကတော့မျက်နှာဖြူဖြောပြီးချောင်းနှဲငယ်ဆိုးနေပါတယ်အဲ့ဒီလူနှစ်ယောက်ကတကယ်ကိုရဲတင်းလုံးတယ်ငါတို့ကိုချမ်မီသားစုရဲ့အစီခံတွေလို့တောင်အော်ဟစ်ဆဲဆိုခဲ့ကြတယ်ငါတို့လီမီသားစုကသူတို့ကိုအတင်းကျပ်ဖမ်းဆီးဖို့လုပ်ခဲ့ပေမဲ့အဲ့ဒီကောင်ကတကယ်ကိုအစွမ်းထက်လုံးပါတယ်စက္ကန့်ပိုင်းတွင်းမှာပဲငါတို့လီမီသားစုတစ်ခုလုံးအလဲလဲကွဲကွဲဖြစ်သွားခဲ့ရတယ်သူကစကားလဲပါလိုက်သေးတယ်မော်လူချမ်မီသားစုကိုရန်ရှိစီလာပြီးအသေးခံဖို့ပြောလိုက်ပါတယ်လီမီသားစုဝင်တွေကလည်းကြားထဲကနေတွေးထိုးပေးပြီးပုံမလုံးစော်ပေးနေကြပါတယ်ကျန်းဟန်ပေါက်ရဲ့မျက်နှာကတော့ချက်ချင်းပဲအလွန်မင်းဒေါသထွက်လို့သွားပါတယ်ကောင်းပြီအဲ့ဒီအတွဲကတကယ်ကိုတတိရှိလာချီလားငါတို့ချမ်မီသားစုကရန်ရှိစီကိုကိုယ်တိုင်သွားရမှာပေါ့ငါတို့ကိုစင်ခေါ်တဲ့အတွက်ဘလို့အကျိုးဆက်မျိုးရလာမလဲဆိုတာပြပေးရမယ်ချမ်မီသားစုရဲ့အရိုက်အရာစက္ကန့်သူချမ်းချမ်းဖန်ကလည်းဒေါသတကြီးဖြစ်နေပါတယ်ဖခင်ကြီးဒီတစ်ချိန်တော့ကျွန်တော်ကိုဥဆောင်ခွင့်ပေးပါအရင်ကအရှက်ရခဲ့တာတွေကိုတေချာပေါက်စေးကြောပြပါမယ်သူတို့ကိုကြီးမားတဲ့ပေးဆက်မှုမျိုးကြုံတွေ့စေရပါမယ်ကောင်းပြီဒီတစ်ချိန်မှာသူတို့ရဲ့ခေါင်းကိုဖျက်မလာနိုင်ရင်တော့မင်းရဲ့အရိုက်အရာစက္ကန့်သူနေရာကိုဒီမှာတင်ရက်တန့်လိုက်တော့အရေးချင်းနဲ့အစွမ်းစားမရှိရင်မော်လူချမ်မီသားစုကိုစက္ကန့်ဖို့မထိုက်တန်ဘူးဟုတ်ကဲ့ပါဖခင်ကြီးကျွန်တော်တေချာပေါက်လှုပ်ဆောင်ပြပါမယ်နှစ်နာရီကြာပြီးနောက်မော်လူချမ်မီသားစုရဲ့ကိုပိုင်လေစိတ်မှာအစွမ်းထက်တဲ့လူများပြားကကျန်းချမ်းဖန်ရဲ့နောက်ကနေလိုက်ပါလာကြပါတယ်ကျန်းချမ်းဖန်ကသူ့ဖခင်ကျန်းဟန်ပေါက်ရဲ့ရုပ်ထုရှိမှာခေါင်းညစ်ပြလိုက်ပါတယ်ခုလောလောဆယ်မှာတော့ချမ်မီသားစုရဲ့တက်တော်ဆောင်1000ကျော်လောက်စုဝေးနေကြပြီးသူတို့အားလုံးဟာတိုင်းပညာအတော်ဆုံးသူတွေဖြစ်ကြပါတယ်အဲ့ဒီထဲမှာအင်အားအကြီးမားဆုံးကတော့ပခွေးနှမင်းလို့လူသိများတဲ့လင်းချမ်းတောင်ဖြစ်ပါတယ်အခုလိုခန်းနာလာတဲ့လူအင်အားဟာကြောက်စရာကောင်းလောက်အောင်အစွမ်းထက်လာပါတယ်ဒါပေမဲ့ဒါတွေအားလုံးကိုတော့ကျွန်တော်ကောင်းကောင်းကြီးသိရှိနေပြီးသားဖြစ်ပါတယ်ကျွန်တော်ကတော့ပေးပို့လာတဲ့သတင်းစကားကိုကြည့်ပြီးခက်အေးအေးပဲပြုံးနေလိုက်ပါတယ်လွန်ခဲ့တဲ့3နှစ်အတွင်းမှာကျွန်တော်ဘာမှလှုပ်ရှားမှုမရှိခဲ့တဲ့အတွက်လူတော်များများဟာမြင်းကားနဲ့ရဲ့ကြောက်မဖွယ်ရာအစွမ်းတွေကိုမေ့လျော့နေကြပြီးထင်ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ဟာဖုန်းကိုယူပြီးသတင်းစကားတစ်ခုပေးပို့လိုက်ပါတယ်အဲ့ဒီစာသားထဲမှာတော့ငကားနဲ့အဖွဲ့လှုပ်ရှားစစ်လို့ရေးသားထားပါတယ်အဲ့ဒီသတင်းစကားထွက်ပေါ်သွားပြီးတဲ့နောက်မှာတော့ကြောက်မဖွယ်ရာအစွမ်းထက်တဲ့ငကားနဲ့အဖွဲ့ဟာတကြော့ပြန်လှုပ်ရှားလာခဲ့ပါတယ်ကဘာတဝန်းလုံးမှာရှိတဲ့ကြောက်စရာကောင်းလောက်အောင်အစွမ်းထက်တဲ့တိုင်းပညာရှင်တို့ဤဟာလည်းရန်ရှင်းဒေတာစီကိုတင်ကြီးတင်ညိုတဲလာရောက်နေကြပြီဖြစ်ပါတယ်နေဆက်မှာစောင့်ကြက်နေတဲ့စစ်တီတော်တယောက်ဟာအခြေအနေကိုရိပ်မိပြီးအထက်လူကြီးထံအကြောင်းကြားစာအမြန်ပေးပို့လိုက်ပါတယ်ငကားနဲ့အဖွဲ့ကလူတွေဟာရန်ရှင်းဒေတာထဲကိုအလုံးအင်းနဲ့ဝင်ရောက်လာနေကြပါပြီသူတို့ကိုဘလို့မှတားဆီးလို့မရနိုင်တော့ပါဘူးအဲ့ဒီလိုအခြေအနေမျိုးမှာပဲရန်ရှင်းဒေတာကငကားအကြီးကဲဟာဖုန်းခေါ်ဆိုလာခဲ့ပါတယ်တားဆီးဖို့မလိုပါဘူးဒါဟာအမင်းဖြစ်ပါတယ်ကျွန်တော်ကငကားနဲ့အဖွဲ့ကိုလှုပ်ရှားဖို့ညွှန်ကြားပြီးတယ်နောက်မှာတော့ချမ်မီသားစုရဲ့တိုင်းသမားတွေဟာလည်းကျန်းချမ်းဖန်ရဲ့ဥဆောင်မှုနဲ့အတူဂျေပန်ချန်စီကိုရောက်ရှိလာကြပါတယ်အဲ့ဒီနောက်မှာတော့လူအုပ်ကြီးဟာဘေးဖယ်ပေးလိုက်ပြီးလမ်းတစ်ခုပွင့်သွားခဲ့ပါတယ်ကျန်းချမ်းဖန်ဟာပခွေးနဲ့မင်းလင်းချမ်းတောင်နဲ့အတူအဲ့ဒီလမ်းအတိုင်းရှောက်လန်းလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအီဖေးချီဟာကုလားထိုင်ပေါ်မှာအိပ်ပျော်နေခဲ့ပါတယ်ကျွန်တော်နဲ့သမီးလေးရှောင်ချောင်ကတော့ဘေးနားမှာပဲပျော်ပျော်ရှင်ရှင်ကစားနေကြပါတယ်မြင်ကွင်းကိုမြင်လိုက်ရတဲ့ဇက်ကောင်ဟာအံ့အားသင့်သွားပြီးချက်ချင်းဆိုသလိုပဲမျက်နှာအမူအရာမှာလူသက်ချင်စိတ်တွေပြင်းပြင်းထန်ထန်ပေါ်လာပါတယ်မင်းကိုငါဒီနေ့အစအနာတောင်မကြမ်းအောင်တစီချေမုန်းပြမယ်မင်းတကိုယ်လုံးမှာရှိတဲ့အယိုးပေါင်း160စလုံးကိုချေမုန်းပြမယ်အဲ့ဒီမိန်းမနဲ့ကလေးမလေးကိုမင်းမျက်စိရှိတင်ငါကိုယ်တိုင်တစီခုတ်ဖြစ်တတ်ဖြစ်တာကိုမင်းမျက်တောင်မခတ်တန်းကြည့်နေစေရမယ်ကျုံးဝါနေတဲ့စကားတွေကိုကြားရပေမဲ့ကျွန်တော်မျက်နှာကတော့အေးအေးဆေးဆေးပါပဲလူနာနဲ့ကလေးမလေးကိုအိမ်ထဲကိုပို့ပေးပြီးတဲ့နောက်ကျွန်တော်ဟာဖြည်းဖြည်းချင်းရှောက်ထွက်လာပြီးနှုတ်ခမ်းထောင်းကနေလောင်ပြုံးတစ်ခုပြုံးလိုက်ပါတယ်ကောင်းပြီလေကျွန်တော်ဇနီးကလည်းအနားယူဖို့လိုအပ်နေသေးတော့ကျွန်တော်လည်းလောလောဆယ်သွားဖို့အဆင်မပြေဖြစ်နေတာမင်းတို့ကပဲကိုဖိတ်စာကိုယူပြီးတင်မင်းစီလာခဲ့ကြတာပဲ
ဇက်ကောင်ဟာကျေလောင်စွာရေမောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလူအုပ်ကြီးတစုဟာခြံထဲကိုအလို့အရက်တိုးဝေဝင်ရောက်လာကြပါတယ်ရန်ကုန်မြို့ရဲ့ထိပ်တီးမိသားစုဖြစ်တဲ့ဇော်ကြီးအဖွဲ့ရောက်ရှိလာပါပြီဦးဆောင်လာသူကတော့ထိပ်တီးမိသားစုရဲ့အကြီးအကဲဖြစ်ပြီးသူ့နောက်မှာတော့တားဖြစ်သူလည်းပါလာပါတယ်ဇက်ကောင်ဟာဒီမြင်ကွင်းကိုမြင်လိုက်ရတော့ကျေလောင်စွာရေမောလိုက်ပါတော့တယ်ဒါကပိုးရွက်စိတ်အနေငယ်ပိုလာတာကလွဲရင်ဘာထူးခြားသွားလို့လဲမင်းမသိသေးဘူးထင်တယ်ညာအခုတင်လေးစိတ်မှာမင်းတို့ရဲ့အစွမ်းထက်ဆုံးဆိုတဲ့လူတွေကိုကြက်ကလေးငှက်ကလေးလိုအလွယ်တကူတက်ပစ်ခဲ့တာလူအင်အားပဲဖြစ်ဖြစ်အရေးချင်းပဲဖြစ်ဖြစ်မင်းတို့ဘက်ကနာတို့ကိုဘလို့မှရှင်လို့မရဘူးဒါပေမဲ့ကျွန်တော်ကတော့ရုတ်တရက်ရေမောလိုက်ပါတယ်ဟုတ်လားမင်းအခုပတ်ဝန်းကျင်ကိုတေချာပြန်ကြည့်လိုက်ဦးကျွန်တော်စကားလဲဆုံးရောလူတွေဟာလျှက်စီးလက်တလို့ကျွန်တော်နောက်ကိုအပြေးလွှားရောက်ရှိလာကြပါတယ်အဲ့ဒီလူတွေထဲမှာတူတောင်းစားတွေတကူလုံးတတူးတွေနဲ့လူမိုက်တွေအပြင်ဓာတ်ရှည်တွေကိုကင်ဆောင်ထားတဲ့လူတွေလည်းပါဝင်ပါတယ်ဝတ်စုံတွေကတူညီမှုမရှိပေမဲ့သူတို့စီကနေပြင်းထန်တဲ့အရှိန်အဝါတွေထွက်ပေါ်နေပါတယ်သူတို့တယောက်ချင်းစီရဲ့အရှိန်အဝါတွေဟာဘေးနားကစစ်တီတော်တွေထက်လုံးဝလျော့နေမနေပါဘူးအကြောင်းမညွှန်နိုင်တဲ့ထိတ်တန့်ပုဂ္ဂိုလ်တွေရဲ့အကြည့်တွေကကျွန်တော်စီရောက်လာပြီးတဲ့နောက်ခဏချင်းမှာပဲအားလုံးကဒူးထောက်ပြီးအယိုအသေးပေးကြပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့မိုးတူးကျဲမိသားစုရဲ့ထိတ်တန့်ပုဂ္ဂိုလ်တွေဟာလုံးဝကိုအံ့အားသင့်သွားကြပါတယ်ဗိုလ်ချုပ်လင်းချမ်းတောင်းဆိုရင်လည်းမျက်နှာအမူအရာချက်ချင်းပြောင်းလဲသွားပါတယ်ကိုပါအယူလင်ကိုင်မင်းကဘာလို့ဒီရောက်နေတာလဲသူကအရှိတောင်အာရှမှာအကြောင်းယွန်ဆုံးနဲ့အစွမ်းထက်ဆုံးလူသက်သမားတစ်ယောက်ပဲဖြစ်ပါတယ်အခုအချိန်မှာတော့အဲ့ဒီလိုမောက်မာလာတဲ့ကိုပါအယူလင်ကိုင်ကထောင်ကနေအခုမှထွက်လာတဲ့ချန်ဝူဒီရဲ့ရှေ့မှာဒူးထောက်နေပါတယ်ဘေးနားကဝတ်စုံဖြူနဲ့ဓာတ်သမားကိုမြင်လိုက်ရတဲ့အခါမှာတော့ဗိုလ်ချုပ်လင်းချမ်းတောင်းဟာပိုလို့တောင်ထိတ်လန့်သွားရပါတယ်ဓာတ်နဲ့ဖျားချိုးပုတ်ဖန်မင်းကကိုရီးယားနိုင်ငံရဲ့အစွမ်းထက်ဆုံးဓာတ်နဲ့ဖျားချိုးပုတ်ဖန်မဟုတ်ဘူးလားဗိုလ်ချုပ်လင်းချမ်းတောင်းဟာလုံးဝကိုတုံ့လောက်သွားပြီးကျွန်တော်ကိုအံ့ဩတုံလောက်စွာကြည့်နေပါတယ်မင်းကတကယ်တော့ဘာတူလဲလင်းချမ်းတောင်းရဲ့တုံလောက်ချောက်ချားစွာမင်းညံတန်ကိုကြားရတဲ့အခါကျွန်တော်နှုတ်ခမ်းထောင်းကနေအေးဆက်တဲ့အပြုံးတစ်ခုထွက်ပေါ်လာပါတယ်မင်းငရဲငကားနဲ့အကြောင်းကိုကြားဘူးပါလားဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ဗိုလ်ချုပ်လင်းချမ်းတောင်းဟာလုံးဝကိုလန့်ဖြတ်သွားပါတယ်လင်းချမ်းတောင်းရဲ့တုတ်ပြန်မှုကိုမြင်လိုက်ရတဲ့ကျန်းချမ်းဖန့်ဟာမျက်မှောင်ကျုပ်ပြီးမေးလိုက်ပါတယ်ငရဲငကားနဲ့ဆိုတာဘာလဲလင်းချမ်းတောင်းကပြန်လည်ရှင်းပြပါတယ်တခင်လေးငရဲငကားနဲ့ဆိုတာတနာရီတစ်ခုပါဒါကလွန်ခဲ့တဲ့3နှစ်ကကဘာပေါ်မှာအကြော်ကြားဆုံးလူသက်သမားဖွဲ့စည်းဖြစ်ပါတယ်သူတို့ရဲ့အကြီးအကဲကတော့ငရဲငကားနဲ့ပဲဖြစ်ပါတယ်ငရဲငကားနဲ့ရဲ့ပြီးမှဖြစ်သွားတဲ့ဘယ်သူမဆိုနောက်တစ်နေ့အထိအသက်ရှင်ခွင့်မရပါဘူးဒီလိုပြောနေရင်လည်းဗိုလ်ချုပ်လင်းချမ်းတောင်းရဲ့တကူလုံးမှာချွေးစေးတွေပြန်လာပါတယ်မိုးတူးချမ်းမိသားစုရဲ့ထိတ်တန့်ပုဂ္ဂိုလ်တွေအားလုံးလည်းမျက်နှာတွေဖြူဖြောကုန်ကြပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်စီကနေကြောက်စရာကောင်းတဲ့အရှိန်အဝါတွေထွက်ပေါ်လာပါတယ်ဒီလိုင်းကြီးလိမ့်တက်လာပြီးခဏချင်းတွင်းမှာပဲမော်လူချမ်းမိသားစုရဲ့အားကောင်းတဲ့စစ်တီတော်အုံတောင်းချီဟာဒီလိုထိတ်လန့်စရာကောင်းတဲ့ဖိအားကြောင့်တန်းပြီးဒူးထောက်ချသွားကြပါတယ်လင်းချမ်းတောင်းတယောက်ပဲဒီလိုအံ့အားသင့်စရာအခြေအနေကနေပြန်လဲတတိဝင်လာပြီးငရဲငကားမိကတကယ်ကိုအစွမ်းထက်တာပဲဒါပေမဲ့ဒီနေရာကရန်ရှာရဲ့နေမြေဖြစ်တယ်ဒီနေရာမှာလာပြီးရန်ကားရဲတယ်ပေါ့ရန်ရှာရဲ့စစ်နှက်ဖျားတွေအားလုံးကမင်းကိုလွတ်ထားမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်သူ့စကားကိုကြားတော့ကျွန်တော်ရုပ်တရက်ရဲမိသွားပြီးတိုက်တိုက်ဆိုင်ဆိုင်ပဲကျွန်တော်ကလည်းရန်ရှာရဲ့စစ်နှက်ဖျားတူပဲမင်းမကြခင်မှာတင်းရလိမ့်မယ်လို့ထင်ပါတယ်လို့ပြောလိုက်ပါတယ်ကျွန်တော်စကားဆုံးယုံနေရှိသေးတယ်ကြားဖြူစစ်နှက်ဖျားလင်းချမ်းတောင်းရဲ့ဆက်သွယ်ရေးဆက်ကတုံခါလာပါတယ်သူဟာတုံတုံရင်ရင်နဲ့ဆက်သွယ်ရေးဆက်ကိုဖွင့်ကြည့်လိုက်ရတာကရန်ရှာရဲ့အမြင့်ဆုံးအဆင့်ရှိတဲ့တိုင်းပြည်ဆောင်ရှောက်ရေးစစ်နှက်ဖျားပဲမဖြစ်နိုင်တာလုံးဝမဖြစ်နိုင်ဘူးလို့ရေးယူမိပါတယ်ဒါပေမဲ့အဲ့ဒီသတင်းပို့လာတဲ့တခြားတယောက်ကတော့အိုးစရာကောင်းလောက်အောင်ပဲငကားတက်ကြီးဝါကြီးဖြစ်နေပါတယ်ဒါကိုမြင်လိုက်ရတဲ့လင်းချမ်းတောင်းဟာတကူလုံးပြောခွေပြီးချမ်းပြင်ပေါ်လဲကျသွားပါတယ်ချမ်းဖန့်ကတော့ငရဲငကားမရဲ့ကြောက်စရာကောင်းပုံကိုတီးထားပြီးဖြစ်လို့သူဟာတကူလုံးတုံရင်နေပြီးဘာမှမဆိုင်မတော့ပဲလှည့်ပြီးထွက်ပြေးပါတော့တယ်လင်းချမ်းတောင်းသူတို့ကိုတားဆီးလိုက်စမ်းပါလို့ပြောပါတယ်ကြားဖြူစစ်နှက်ဖျားလင်းချမ်းတောင်းဟာမျက်နှာပြတ်မတက်ခံရခက်နေပေမဲ့မော်လူကျဲမိသားစုကသူ့အပေါ်မှာကျေးဇူးရှိခဲ့ဘူးလို့သူတို့စကားကိုတော့မလိုက်နာပဲမနေနိုင်ပါဘူးကျွန်တော်ကတော့ချမ်းဖန့်ကပြထွက်ပြေးနေတဲ့ပုံစံကိုကြည့်ပြီးအေးဆက်ဆက်အပြုံးတစ်ခုပြုံးလိုက်ရင်ငရဲငကားမင်းကအတွက်တက်ပြစ်လိုက်စမ်းလို့အမင်းပေးလိုက်ပါတယ်ခဏချင်းတွင်းမှာပဲထမ်းမြက်တဲ့စွမ်းအင်လိုင်းတွေဟာတီးထန်စွာရွာသွန်းတဲ့မိုးကြီးလိုမျိုးတရက်ဆက်ကျဆင်းလာပါတော့တယ်နောက်ဆုံးချမ်းမိသားစုရဲ့တိုင်းပညာရှင်စစ်တီတော်တို့ဓာတ်ချက်အောင်မှာပျောက်ကွယ်သွားတာနဲ့အမျှမော်လူကျဲမိသားစုရဲ့စစ်တီတော်အုံတောင်းချီဟာတဆူတပူအဲလုံးကျဆုံးသွားခဲ့ရပါတယ်ထွက်ပြေးဖို့အချိန်မမီလိုက်တဲ့ချမ်းဖန့်နဲ့ကြားဖြူစစ်နှက်ဖျားလင်းချမ်းတောင်းပဲကြံရစ်ပါတော့တယ်ကျွန်တော်ရဲ့အကြည့်တွေကလင်းချမ်းတောင်းစီရောက်သွားပြီးတည်ငြိမ်စွာနဲ့ပဲမင်းသွားလို့ရတယ်ဒါပေမဲ့ချမ်းဖန့်ကတော့တရားမယ်လို့ပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့ချမ်းဖန့်ဟာလည်းစတင်ဒီလီကအော်ဟစ်လိုက်ပြီးရောမနှက်ပြန်တီရောငါမတူဆန်းကမင်းအပေါ်ထားတဲ့ကျေးဇူးကိုမင်းမသွားနဲ့ရောငါတို့မတူဆန်းမရှိရင်ရောမင်းကဘယ်လိုလုပ်ပြီးတော့မှ White Tiger ရဲ့စစ်သူကြီးဖြစ်လာနိုင်မှာလဲရောမသွားနဲ့ရောသွားမယ်ဆိုရင်အတူတူပဲတေးကြမယ်ရောလင်းချမ်းတော်ဒီဤစကားကိုကြားပြီးရှင်ရောချက်ချင်းပင်စိတ်ပြက်အားငယ်သွားပြီးရောနောက်ဆုံးနိုင်အားမရှိတော့ပဲဖေးဆွေဥယျာဉ်မှထွက်ခွာသွားသည်ရောအင်းမြင်ကွင်းကိုမြင်လိုက်ရတော့ချမ်းချမ်းဖန့်တီလဲရောတုံလုံး၆ချားစွာဖြင့်ဒူးထောက်သွားသည်ရောအသက်မသေးချင်ဘူးရောငါကမတူဆန်းရဲ့အမွေဆက်ခံသူလေရောသူတို့ကလူသက်သမားမဟုတ်လားရောငါမင်းတို့ကိုကြီးမားတဲ့ဆုလက်တွေပေးပါမယ်ရော၃နှစ်အကြာစောင်းတွင်းမှာရောလီပေဂျိုကဝမ်ဘိုက်ကိုပုတ်တက်ပြီးရောပတ်စံအနှဲငယ်နဲ့ပေါက်စီဝဲဖို့လုပ်တယ်ရောသို့တော့မင်းကလူလွတ်ပြီးသူ့နောက်လိုက်ခိုင်းတယ်ရောပေါက်စီဆိုင်တွေအားလုံးကိုလီပေဂျိုအားမယောင်းဖို့တားမြစ်တယ်ရောနောက်ဆုံးတော့သူ့မျက်စိရှိမှာပဲရောပေါက်စီကိုမြေကြီးပေါ်ပစ်ချပြီးနင်းချပြလိုက်တယ်ရောဒီအကြောင်းကိုပြောရရင်ငါမျက်လုံးတွေနီးရဲလာပြီးရောတကယ်ကိုဒေါသထွက်မိတယ်ရောချမ်းချမ်းဖန့်ကတော့ခေါင်းကိုငုံပြီးရောအတနာခံနေရတယ်ရောငါပြန်ပေးဆက်ပါမယ်ရောငါအသက်ကိုချမ်းသာပေးပါဦးတက်တက်လုံးနွားလို့အလုပ်လုပ်ပေးပါမယ်ရောချမ်းချမ်းဖန့်ရဲ့စကားကိုကြားရတဲ့အခါငါရမိတယ်ရောသေးမပဲရောမင်းရဲ့နာကျင်မှုတွေလျှော့ချနိုင်ပါရောပြောပြီးတာနဲ့ငါခြေထောက်နဲ့နင်းချလိုက်တယ်ရောချမ်းချမ်းဖန့်နောက်ဆုံးထွက်သက်ကိုထွက်သွားတယ်ရောအကိုကြီးကိုလှုပ်တာကတိတ်ပြီးတော့မှအဆင်ပြေတယ်ရောအမကိုဒီလိုလှုပ်ရတဲ့အတွက်ရောသူ့ကိုအပိုင်းပိုင်းဖြစ်အောင်လှုပ်လိုက်ချင်တယ်ရောအခုတော့သူတေသွားပြီရောတကယ်ကိုလွယ်လွယ်လေးနဲ့တေသွားတယ်ရောမတူဆန်းရဲ့လူတွေကတကယ်ကိုရက်ဆက်တယ်ရောအကိုကြီးရောငါအခုပဲသွားပြီးမတူဆန်းကိုဖျက်ဆီးပစ်မယ်ရောငါရဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်တယ်ရောအခုတော့အကိုတို့ရဲ့မိမတွေကိုအရင်ကယူဆိုင်ပေးရအောင်မယ်ရောငရဲနဂအဖွဲ့ရဲ့အကိုရောထွက်ပြေးလွတ်မြောက်သွားတဲ့သူဟာခေါင်းငုံပြီးအယိုအသေးပေးကအမြန်ဆုံးဆုတ်ခွာသွားပါတယ်မော်ရူးကျန်မိသားစုရဲ့အင်အားကြီးသူတတောင်းရဲ့အလောင်းတွေကိုလည်းတည်ဆောင်သွားပါသေးတယ်အဲ့ဒီအချိန်မှာပဲမော်ရူးကျန်မိသားစုရဲ့အိမ်တော်အကြီးကဲကျန်ဟန်ပေါက်ဟာအဓိကနေရာမှာထိုင်နေပြီးမျက်မှောင်ကျုံနေပါတယ်ကျန်ဖက်နဲ့လင်းချန်ထောက်တို့စီကအခုထိသတင်းမရသေးဘူးလားအိမ်တော်အကြီးကဲစိတ်အေးအေးထားပါဒုတိယသခင်လေးကသူတို့မိသားစု၃ယောက်ရဲ့ဦးခေါင်းတွေကိုတေချာပေါက်ယူဆောင်လာနိုင်မှာပါကျန်ဟန်ပေါက်ဟာဒီစကားကိုကြားပြီးနောက်မှာတော့ရင်ထဲကအပူတွေအနှဲငယ်ငိမ့်သွားရပါတယ်ကျန်မိသားစုရဲ့စက္ကန့်တူဖြစ်အကြာကြီးလေ့ကျင့်ပေးထားတာတောင်အခုထိစိတ်လိုက်မှန်လိုက်ဖြစ်နေတော့ပဲဒီလိုအချိန်မျိုးမှာတော့ငါ့ကိုသတင်းလမ်းပို့ဖို့မင်းနေရတယ်လို့အဲ့ဒီအချိန်မှာပဲအလွန်မြန်တဲ့ခြေတံတစ်ခုဟာကျန်ဟန်ပေါက်ရဲ့နားထဲကိုတိုးဝင်လာပါတယ်အိမ်တော်အကြီးကဲလင်းချန်ထောက်စစ်နှက်ဖျားပြန်ရောက်လာပါပြီသူ့ကိုဝင်ခွင့်ပြုလိုက်ပါအဲ့ဒီကောင်ကတော့သတင်းပို့ဖို့လူလို့ရမယ်ဆိုတာတော်သေးတာပေါ့နောက်တစ်စက္ကန့်မှာတော့ဘာဟုစစ်နှက်ဖျားလင်းချန်ထောက်ဟာရိုင်တိုင်တိုင်နဲ့အထဲကိုပြေးဝင်လာပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့လူတိုင်းဟာအလွန်ထိတ်လန့်တုန်လှုပ်သွားကြပါတယ်ကျန်ဟန်ပေါက်ရဲ့ရင်ထဲမှာလည်းမကောင်းတဲ့အငွေ့အသက်တွေခံစားလိုက်ရပါတယ်လင်းချန်ထောက်ဘာဖြစ်တာလဲကျန်ဖန့်ကောဘယ်မှာလဲအိမ်တော်အကြီးကဲတခင်လေးကျန်ဖန့်ဆုံးပါသွားပါပြီမော်ရူးကျန်မိသားစုရဲ့အင်အားကြီးသူတတောင်းလုံးလဲတယောက်မှမကျန်တော့ပါဘူးဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလင်းချန်ထောက်မင်းနောက်ပြောင်နေတာလားမော်ရူးကျန်
မိသားစုရဲ့အင်အားကြီးသူတတောင်းလုံးဘလို့လို့တေးကျေပျက်စီးသွားနိုင်မှာလဲသူကရာဇဝတ်သားတယောက်ပဲဒီလိုအရေးချင်းမျိုးမရှိနိုင်ပါဘူးကြံဟန်ပေါက်ဟာမျက်စိရှိမှမောင်မိုက်သွားပြီးလဲကျလို့နီးပါးဖြစ်သွားပါတယ်မင်းအမြန်ပြောစမ်းပါဘသူကလက်စွမ်းပြလိုက်တာလဲချန်ဝူဒီလောက်တာပါသူကငရဲနဂါနဲ့လောက်ကျန်ရဲ့အဖွဲ့ရဲ့ခေါင်းဆောင်တွေမကပါဘူးရန်ရှာရဲ့နိုင်ငံတော်စောင့်ရှောက်သူလည်းဖြစ်နေပါတယ်ဒါအဆင်ပြေဘူးသူကဒီကဘာရဲ့ထိပ်တီးပဲငါတို့တွေကသူ့ရဲ့ပြိုင်ဘက်လုံးဝမဟုတ်ဘူးကြံဖက်ဝန်ကောင်လေးဟာအဲ့ဒီမိစ္ဆာကောင်ရဲ့လက်ချက်နဲ့တကူလုံးမှာရှိတဲ့အယိုးတွေအကုန်လုံးအပိုင်းပိုင်းအစစ်စအချိုးခံလိုက်ရတယ်နာရီဝက်လောက်အော်ဟစ်ညှိတွားပြီးမှနောက်ဆုံးတော့နာကျင်စွာနဲ့တေဆုံးသွားခဲ့ရတယ်လင်းချန်အောင်ရဲ့စကားကိုကြားလိုက်ရတဲ့အခါကျန်းဟန်ပေါက်ဟာမိုးကြိုးပြီးခံလိုက်ရတယ်လို့ဖြစ်သွားခဲ့ရတယ်ချန်ဝူဒီမင်းကိုငါတက်ပြစ်မယ်မင်းဟာငရဲကလာတဲ့မိစ္ဆာကောင်ပဲဖြစ်ဖြစ်ငါသားအတွက်ငါတေချာပေါက်ခက်လက်စားချေပြီးတွေးကြွေးဆက်မယ်ခေတ္တခန့်ဝေခွင့်မရဖြစ်သွားပြီးနောက်ကျန်းဟန်ပေါက်ဟာလေပင်ကနေကြောက်စင်းပြားတစ်ဝက်ကိုဖြုတ်ပေးလိုက်တယ်လင်းချန်အောင်မင်းဒီကြောက်စင်းပြားတစ်ဝက်ကိုယူပြီးမြောက်ပိုင်းလင်းဟိုင်ကိုသွားပြီးဟေးရှာကိုရှာပါဟေးရှာဆိုတဲ့စကားလုံးကိုကြားလိုက်ရတဲ့အခါလင်းချန်အောင်ရဲ့ခန္ဓာကိုယ်ဟာတုန်လှုပ်သွားခဲ့ရတယ်ဒါပေမဲ့ကျန်းဟန်ပေါက်ရဲ့မျက်ဝန်းထဲကအယူမှုဖြစ်နေတဲ့အသွင်ပြင်ကိုကြည့်ပြီးသူဟာကြောက်စင်းပြားတစ်ဝက်ကိုယူကအရင်မြန်ပဲထွက်ခွာသွားခဲ့တော့တယ်လင်းချန်အောင်ထွက်သွားပြီးနောက်ကျန်းဟန်ပေါက်ဟာသူ့ရဲ့အကြည့်တွေကိုချက်ချင်းပြန်ရုပ်သိမ်းလိုက်တယ်ဖန့်ဝင်အသက်ခံရတာနဲ့ကျန်းမိသားစုရဲ့အားကိုးရတဲ့သူရဲကောင်းတွေရန်ကုန်မြို့မှာတစုတစည်းတည်းပျက်စီးသွားတဲ့ကိစ္စကိုဘယ်သူမှအပြင်ကိုပေါက်ကြားလို့မရဘူးဒါပေမဲ့သူတို့မသိလိုက်တာကတော့ကျန်းမိသားစုရဲ့အိတ်ခမ်းမအပြင်ဘက်မှာအဆောင်ကျက်လုံးနေတဲ့ကျန်းမိသားစုရဲ့လူတစ်ယောက်ရဲ့မျက်ဝန်းထဲမှာတော့ထူးဆန်းတဲ့အမူအရာတွေထွက်ပေါ်နေခဲ့တယ်မကြခင်မှာပဲအဲ့ဒီကျန်းမိသားစုရဲ့လူဟာလီမီသားစုစီကိုတိတ်တဆိတ်ရောက်ရှိလာခဲ့တယ်ဒီသတင်းကိုကြားလိုက်ရတဲ့အခါလီမီသားစုရဲ့လူအားလုံးဟာအတိုင်းအဆမရှိတုံ့လောက်ချောက်ချသွားခဲ့ကြရတယ်တာမန်ရန်ကုန်မြို့လေးကလူတစ်ယောက်ဟာဒီလောက်များပြားတဲ့အားကိုးရတဲ့သူရဲကောင်းတွေကိုဖျက်ဆီးပစ်နိုင်တဲ့အင်အားမျိုးဘယ်လိုလုပ်ရှိနိုင်မှာလဲဒါဟာချန်ဝူဒီနဲ့ပတ်သက်နေတာများလားညီလေးမင်းရဲ့လက်ခါရတဲ့တမက်ကဒီလိုမျိုးစွမ်းရည်ရှိနိုင်ပါမလားထိတ်ဆုံးကုန်မှာထိုင်နေတဲ့လီမီသားစုရဲ့အဘိုးဦးဟာအတက်ရက်လိုက်ပြီးကျွန်တော်တို့ကျမ်းမိသားစုစီမှာရှုပ်ဝတ်ထားတဲ့သူရှိုတွေကတိတ်ပြီးအများကြီးမကြားခဲ့ရပေမဲ့ကြားခဲ့ရတဲ့စကားတစ်ခုတလေရခံမရမယ်ဆိုရင်ကျမ်းမိသားစုရဲ့ကြာရှုံးမှုဟာရန်မြို့မှာပုံကွယ်နေတဲ့နိုင်ငံတော်ကာကွယ်ရေးစစ်နှက်ဖျားတစ်ပါးနဲ့ပတ်သက်နေနိုင်တယ်သူ့ရဲ့ဝင်ပါမှုကြောင့်ဒါကျမ်းမိသားစုကြာရှုံးခဲ့ရတာပါချက်ချင်းပဲလီမီသားစုဝင်တွေတယောက်ချင်းစီရဲ့မျက်နှာပေါ်မှာသဘောပေါက်သွားတဲ့အရေးအယောင်တွေပေါ်လာခဲ့ပါတယ်တခင်ကြီးကျွန်တော်တို့လူလို့ပြီးအဲ့ဒီနိုင်ငံတော်ကာကွယ်ရေးစစ်နှက်ဖျားနဲ့မိတ်ဖွဲ့ခိုင်းရင်မကောင်းဘူးလားသူ့ရဲ့ထောက်ခံမှုသာရခဲ့မယ်ဆိုရင်ကျွန်တော်တို့လီမီသားစုလည်းကျမ်းမိသားစုရဲ့အနိုင်ကျင့်ပို့ကြတာကိုထပ်ပြီးခံနေစရာမလိုတော့ပေါ့ပြောတာမစိုးဘူးကျွန်တော်တို့လီမီသားစုအခြေအနေပြန်ကောင်းလာနိုင်မလားဆိုတာကဒီနိုင်ငံတော်ကာကွယ်ရေးစစ်နှက်ဖျားနဲ့မိတ်ဖွဲ့နိုင်မလားဆိုတဲ့အပေါ်မှာပဲမူတည်နေတော့တယ်ဒီကိစ္စကိုမင်းနဲ့လီယန်ရှင်းတို့ပဲတာဝန်ယူပြီးလုပ်လိုက်ကြပါလီယန်ဆယ်ကကြားပြီးနောက်လီယန်ရှင်းကိုအေးဆက်တဲ့အကြည့်နဲ့တစ်ချက်ကြည့်လိုက်ပြီးစိတ်ထဲမှာတော့သူတပါးဒုက္ခရောက်တာကိုဝမ်းသာနေတဲ့စိတ်တွေအပြည့်ဖြစ်နေခဲ့ပါတယ်လီဖေးဂျိုတာရမ်းမလုပ်ခဲ့ဘူးဆိုရင်အနာဂတ်လီမီသားစုရဲ့ခေါင်းဆောင်နေရာဟာလီယန်ရှင်းအတွက်တေချာနေခဲ့တာပါဒါပေမဲ့အခုတော့မတူတော့ပါဘူးဒီအကြောင်းကိုတွေးမိတော့သူကသူ့ရဲ့သမီးဖြစ်သူလီချင်းချင်းကိုလှမ်းကြည့်လိုက်ပါတယ်ချင်းချင်းသမီးနိုင်ငံတော်ကာကွယ်ရေးစစ်နှက်ဖျားနဲ့တွေ့တဲ့အခါသူ့ကိုစကားများများပြောရမယ်နော်တကယ်လို့စစ်နှက်ဖျားကအိမ်ထောင်မရှိသေးဘူးဆိုရင်သမီးဘာလုပ်ရမလဲဆိုတာသိတယ်မလားအဖေစိတ်ချပါသမီးရဲ့အလှပနဲ့ဆိုရင်နိုင်ငံတော်ကာကွယ်ရေးစစ်နှက်ဖျားမှာအိမ်ထောင်ရှိနေရင်တောင်ဘာဖြစ်သေးလဲမကြခင်မှာပဲလီယန်ဆယ်ကသတင်းစုံစမ်းဖို့လူယာချီကိုဆေလွတ်ခဲ့ပေမဲ့ရက်တော်ကြာသွားတဲ့အထိနိုင်ငံတော်ကာကွယ်ရေးစစ်နှက်ဖျားရဲ့အရေးအယောင်ကိုတောင်မတွေ့ခဲ့ရပါဘူးမင်းတို့လူယာချီလောက်ကရန်မြို့မြောက်ပိုင်းဒေသကိုတနေရာမကျန်နဲ့ဆက်ဆက်ရှာဖွေခဲ့ကြတာတောင်တကယ်ပဲနိုင်ငံတော်ကာကွယ်ရေးစစ်နှက်ဖျားရဲ့သတင်းကိုကျွန်တော်မရှာတွေ့ခဲ့ပါဘူးနိုင်ငံတော်ကာကွယ်ရေးစစ်နှက်ဖျားဘယ်မှာရှိလဲဆိုတာကိုရှာမတွေ့ရင်မင်းတို့တွေပြန်မလာခဲ့နဲ့တော့ဒီမြင်ကွင်းကိုကြည့်ပြီးလီယန်ရှင်းကတပ်ပြင်းတစ်ချက်ချလိုက်ပါတယ်နိုင်ငံတော်ကာကွယ်ရေးစစ်နှက်ဖျားရဲ့သတင်းကိုလောလောဆယ်ရှာမရနိုင်သေးတဲ့အတွက်လီဖေးဂျိုတို့တားမိကိုတွားကြည့်ချင်ပါတယ်လီချင်းချင်းကကြားပြီးတဲ့အခါမှာတော့သူမရဲ့မျက်လုံးထဲမှာလောင်ပြောင်ချင်တဲ့အရေးအယောင်တစ်ခုဖြစ်ပြေးသွားခဲ့ပါတယ်ကျွန်မလည်းအဲ့ဒီအမွမ်းကွဲနဲ့အဆင်မမီတဲ့ရောက်ဖို့ကိုတွားကြည့်ချင်ပါတယ်မကြခင်မှာပဲလူတစုဟာကျွန်တော်နေထိုင်တဲ့နေရာကိုရောက်လာခဲ့ကြပါတယ်အတန်တွေကြားလို့ကျွန်တော်လည်းသမီးလေးရှောင်းချောင်းကိုခေါ်ပြီးအပြင်ကိုထွက်ကြိုခဲ့ပါတယ်ဒါကသမီးရဲ့အဖိုးကြီးနဲ့အတော်လေးရှောင်းချောင်းကစိတ်လှုပ်ရှားစွာနဲ့နှုတ်ဆက်လိုက်ပေမဲ့လီယန်ရှင်းကတော့မျက်နှာတင်နဲ့ဘာမှမပြောခဲ့တယ်လို့လီယန်ဆယ်နဲ့လီချင်းချင်းတို့ကတော့ရှောင်းချောင်းကိုတစ်ချက်လေးတောင်လှည့်မကြည့်ခဲ့ကြပါဘူးအဖိုးတို့ကရှောင်းချောင်းကိုသဘောမကျဘူးလားဟင်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါကျွန်တော်မျက်နှာကချက်ချင်းပဲမောင်မိုက်သွားခဲ့ပါတယ်ရောက်ကရှင်ကဒီမှာလုံခြုံရေးအဆောင်လုပ်နေတာတော့မဟုတ်ပါဘူးနော်ဒီအင်ရှင်တွေကတော့သဘောကောင်းသားပဲထောင်ချဘူးတဲ့သူကိုတောင်အလုပ်ခံထားသေးတယ်ဒါကကျွန်တော်နဲ့ဖိတ်ကြိုပြီးတော့ရှောင်းချောင်းတို့ရဲ့အိမ်ပါကျွန်တော်စကားကိုကြားလိုက်ရတဲ့အခါလီချင်းချင်းရဲ့မျက်နှာပေါ်ကလောင်ပြောင်ချင်တဲ့အပြုံးဟာချက်ချင်းပဲအေးခဲ့သွားခဲ့ပါတယ်လီယန်ဆယ်ကတော့မျက်နှာကြီးမင်းမောင်သွားပြီးဒေါသတကြီးနဲ့မိကုန်းထုတ်လာပါတယ်မင်းမဒီလောက်ခန်းထားတဲ့ဆန်အင်ကြီးကိုဝယ်ဖို့ငွေပဲပြလာတာလေမင်းကထောင်ကတည်းရက်ထွက်လာတဲ့အကျဉ်းသားဟောင်းတစ်ယောက်ပဲလေဒါလီဖိတ်ကြိုရဲ့ငွေတွေပဲဖြစ်ရမယ်သူမယန်ရှာမျိုးသမီးစစ်နှက်ဖျားဖြစ်နေတော့ကလီမီသားစုရဲ့စီးပွားရေးလုပ်ငန်းအများကြီးကိုစီမံအုပ်ချုပ်ခဲ့တာဆိုတော့တေချာပေါက်သူမကပဲလီမီသားစုရဲ့ပိုင်ဆိုင်မှုတွေကိုကိုကျိုးအတွက်ခိုးယူသွားတာပဲဖြစ်ရမယ်လီဖိတ်ကြိုမှာတောင်ငွေရှိနေရင်သူမနဲ့ရှောင်းချောင်းတို့ဘယ်လိုလုပ်ပြီးအဲ့ဒီလောက်ဆင်းရဲဒုက္ခရောက်နေမှာလဲခင်ဗျားတို့ဒါလီဖိတ်ကြိုနဲ့ရှောင်းချောင်းတို့ရဲ့မိသားစုဝင်တွေမဟုတ်ခဲ့ဘူးဆိုရင်လေမင်းတို့ကိုစောစောကလေးကချိန်မပိခဲ့ပြီးပါပြီလီဖိတ်ကြိုတာအိမ်ထောင်မကြခင်ကိုမရခဲ့ဘူးဆိုရင်ကျွန်တော်တို့လီမီသားစုဟာမိုးတူကကျမ်းမိသားစုရဲ့အနိုင်ကျင့်ဖိနှိပ်မှုကိုဒီလောက်အထိစိုးစိုးရွားရွားခံရမှာမဟုတ်ပါဘူးဒီကိစ္စတွေအားလုံးကမင်းနဲ့လီဖိတ်ကြိုတို့ကြောင့်ဖြစ်ရတာပါလီမီသားစုဝင်တွေရဲ့စက်တိုက်အပြစ်တင်တဲ့တွေကိုကြားလိုက်ရတဲ့အခါကျွန်တော်ရင်ထဲကတက်ဖြတ်ခြင်းနဲ့စိတ်တွေနဲ့ဒေါသတွေဟာချက်ချင်းပဲငြိမ်းအေးသွားခဲ့ပါတယ်အဲ့ဒီတုန်းကဒါအစိမ့်မိပြီးလီဖိတ်ကြိုကိုမစော်ကားမိခဲ့ဘူးဆိုရင်ဒီနေ့လိုကိစ္စမျိုးတွေဖြစ်လာခဲ့မှာမဟုတ်ပါဘူးဒီမြတ်စိမ်းအောင်ဆန်အင်ကြီးကတော့လီမီသားစုပိုင်ဖြစ်သွားပါပြီလီမီသားစုရဲ့မျက်နှာမှုတွေကိုမင်းကရော်ကြေးပေးတယ်လို့ပဲသဘောထားလိုက်ပါအခုမင်းတို့မိသားစု၃ယောက်လုံးကျွန်တော်တို့လီမီသားစုရဲ့နေရာကနေထွက်သွားကြတော့ကောင်းပါပြီဒီမြတ်စိမ်းအောင်ဆန်အင်ကြီးကိုခင်ဗျားတို့လီမီသားစုအတွက်ကျွန်တော်ကရော်ကြေးပေးလိုက်တယ်လို့ပဲသဘောထားလိုက်ပါနောက်ဘယ်သူမှအကျွေးမတင်ကြတော့ဘူးပေါ့ပြောပြီးတာနဲ့တပြိုင်နက်အိတ်ခမ်းတွေကလီဖိတ်ကြိုကိုပွေ့ချလိုက်ပြီးရှောင်းချောင်းကိုပါခေါ်ဆောင်ကမြတ်စိမ်းအောင်ဆန်အင်ကြီးတွေကနေထွက်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအနောက်ဘက်စီကနေအတန်တန်ရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်ခါလေးနေပါဦးမင်းကရန်မြို့မှာနေတာဆိုတော့နိုင်ငံတော်ကာကွယ်ရေးစစ်နှက်ဖျားရဲ့သတင်းကိုတီးထားတာများရှိသလားခင်ဗျားတို့ကနိုင်ငံတော်ကာကွယ်ရေးစစ်နှက်ဖျားကိုဘာကိစ္စရှိလို့ရှာနေကြတာလဲနိုင်ငံတော်ကာကွယ်ရေးစစ်နှက်ဖျားကဒါဝင်ရောက်ဆွတ်ဖက်ပြီးလက်စားချေဖို့ရောက်လာတဲ့ကျမ်းမိသားစုဝင်တွေကိုနှိမ်နှင်းမပေးခဲ့ဘူးဆိုရင်မင်းတို့မိသားစု၃ယောက်လုံးစောစောကလေးကတင်နေလောက်ပါပြီကျွန်တော်တို့လီမီသားစုလည်းမင်းတို့နဲ့အတူပျက်စီးသွားလောက်တယ်ကျွန်တော်ကပဲနိုင်ငံတော်ကာကွယ်ရေးစစ်နှက်ဖျားပါချက်ချင်းဆိုသလိုပဲတခန်းလုံးတိတ်ဆိတ်သွားခဲ့ပေမဲ့ခဏအကြာမှာတော့စူညံပွက်လောလိုက်သွားခဲ့ပါတယ်အထူးသဖြင့်လီချင်းချင်းရဲ့လှပတဲ့မျက်နှာလေးပေါ်မှာတော့အထင်မြင်သိမှုတွေနဲ့မထီမဲ့မြင်ပြတဲ့အရေးအယောင်တွေအထင်သာပေါ်လွင်နေခဲ့ပါတယ်နိုင်ငံတော်ကာကွယ်ရေးစစ်နှက်ဖျားဆိုတာမိုးထိုးအောင်ကြီးကျယ်မြင့်မြတ်တဲ့ပုံကိုကြီးပါမင်းတို့လူမျိုးဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမင်းတို့တွေမြင်မြန်ထွက်သွားကြစမ်းပါငါရှိမှထပ်ပြီးအယောင်ဝါလောင်ပြကြနေတော့အဲ့ဒီအချိန်မှာပဲကျောင်းမိသားစုရဲ့ခေါင်းဆောင်ကြောက်ချမ်းချီရောက်လာခဲ့ပါတယ်အခြေအနေတွေကိုမင်းမြင့်စုံစမ်းပြီးတဲ့နောက်မှာတော့ကြောက်ချမ်းကြီးဟာစကားတောင်မပြောနိုင်လောက်အောင်ဆွန့်သွားခဲ့ပါတယ်မစ္စတာချန်ကိုအခုချက်ချင်းတောင်းပန်လိုက်ကြစမ်းသူကဘလို့အဆင့်တန်းရှိတဲ့သူလဲဆိုတာမင်းတို့သိကြရဲ့လားလီမီသားစုဝင်တွေကတော့မထီမဲ့မြင်နဲ့နှာခေါင်းရှုံးလိုက်ပြီးသူကထောင်ကနေအခုလေးတင်လွတ်လာတဲ့အကျဉ်းသားတယောက်ပါပဲကြောက်အိမ်တော်တခင်သူ့အလိမ်ညာတွေကိုမယုံပါနဲ့လို့ပြောလိုက်ကြပါတယ်ကျွန်တော်ကတော့သူတို့ကိုတည်ငြိမ်တဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီးရှင်းပြနေဖို့တောင်ပြင်းလာတာနဲ့ဒီမြတ်စိမ်းအောင်ဆန်အင်ကြီးတွေကနေတန်းပြီးထွက်လာခဲ့လိုက်ပါတယ်ကြောက်ချမ်းကြီးကတော့စိတ်ထဲမှာမကျေမနပ်ဖြစ်သွားပြီးလီမီသားစုဝင်တွေကိုအေးဆက်ဆက်အကြည့်နဲ့ကြည့်ကဖားသူငယ်ရင်းတွေကဖားတွေလိုပါပဲလေတနေ့ကျရင်မင်းတို့အခုလုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်နောင်တရားလိမ့်မယ်လို့ဆိုပါတယ်အဲ့ဒီလိုပြောပြီးတာနဲ့ကြောက်ချမ်းကြီးကလီမီသားစုဝင်တွေကိုလစ်လျူရှုပြီးကျွန်တော်နောက်ကိုအမြန်လိုက်လာခဲ့ကမစ္စတာချန်ဒီမြတ်စိမ်းအောင်ဆန်အိမ်ထက်ပိုကောင်းပြီးတိတ်ဆိတ်တဲ့နေရာတစ်ခုကိုကျွန်တော်ထပ်ရှာပေးပါမယ်လို့ပြောပါတယ်ရပါတယ်သူများစီက
ကကျေးဇူးခံရတာကိုကျွန်တော်မနစ်သက်ပါဘူးလို့ပြောပြီးတာနဲ့လက်ချောင်းလေးကိုခောက်လိုက်တဲ့အခါအမဲရောင်ရွှေကပ်ပြားလေးတစ်ခုကကြောက်ချမ်းကြီးရဲ့လက်ပွားထဲကိုရှော့ဆင်းသွားခဲ့ပါတယ်ဒီဘန်ကက်ထဲမှာအမေရိကန်ဒေါ်လာဘီလီယံ100ရှိတဲ့ရန်ရှားမှာစီးပွားရေးအင်ပါယာတစ်ခုတည်ထောင်ဖို့အတွက်မင်းရဲ့အကူအညီကိုကျွန်တော်လိုအပ်တယ်အဲ့ဒီအတွက်မင်းအနေနဲ့မူလအစုရှယ်ယာတချို့ကိုရရှိမှာဖြစ်တယ်လို့ပြောလိုက်ပါတယ်ဒီအခွင့်အရေးကိုပေးတဲ့အတွက်မစ္စတာချန်ကိုအလွန်ကျေးဇူးတင်ပါတယ်ကျွန်တော်ရှယ်ယာတွေမလိုချင်ပါဘူးမစ္စတာချန်ရဲ့ဘေးနားမှာခိုင်းဖက်တစ်ယောက်အနေနဲ့ပဲနေချင်ပါတယ်လို့သူကပြန်ပြောပါတယ်ကျွန်တော်လည်းကြောက်ချမ်းကြီးကိုသဘောကျတဲ့အကြည့်နဲ့တစ်ချက်ကြည့်လိုက်မိတယ်ဒီလူကအခြေအနေကိုနားလည်ပြီးပြတ်သားတဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့အတွက်တော်တော်လေးအရေးချင်းရှိတယ်လို့ဆိုရမှာပါ၃ရက်အတွင်းမှာရန်မျိုးရဲ့စီးပွားရေးလောကတစ်ခုလုံးကလူကြီးမင်းကိုပဲအလေးထားရပါလိမ့်မယ်အဲ့ဒီကနေတစ်ဆင့်ရန်မျိုးကိုကြော်လွန်ပြီးရန်ရှားထိတိုးချဲ့သွားပါမယ်ဒီစီးပွားရေးအင်ပါယာအတွက်နာမည်တစ်ခုလောက်ပေးသနာပါလို့သူကတောင်းဆိုပါတယ်သူ့ရဲ့မျှော်လင့်ချက်တွေရိုသေလေးစားမှုတွေပြည့်နှက်နေတဲ့အကြည့်တွေကိုကြည့်ပြီးကျွန်တော်ခဏလောက်စဉ်းစားကငကားကြီးဆိုတဲ့စကားလုံးကိုပြောထွက်လိုက်ပါတယ်အဲ့ဒီနေ့နေ့လယ်မှာပဲငကားကြီးအုပ်စုဆိုတဲ့အမည်နဲ့စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဟာစတင်ပေါ်ပေါက်လာခဲ့ပါတော့တယ်ငကားကြီးအုပ်စုလို့အမည်ရတဲ့စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုရုတ်တရက်ပေါ်ပေါက်လာပြီးရန်မျိုးရဲ့စီးပွားရေးလောကတစ်ခုလုံးကိုတိုက်ရိုက်လွှမ်းမိုးသွားခဲ့ကရန်မျိုးကထင်ရှားတဲ့မိသားစုကြီး၈ခုစလုံးကိုလည်းအကုန်လုံးဝါမျိုးပစ်လိုက်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ငကားကြီးအုပ်စုဆိုတဲ့စီးပွားရေးအင်ပါယာကြီးဟာရန်ရှားမှာအလျင်မြန်ကြီးထွားလာခဲ့ပြီးလူငယ်တွေအများကြီးကလည်းငကားကြီးအုပ်စုထဲဝင်ခွင့်ရတာကိုပဲဂုဏ်ယူနေကြပါတယ်မိုတူကကျမ်းမိသားစုတစ်ခုတည်းကသာငကားကြီးအုပ်စုရဲ့သတင်းကိုကြားပြီးနောက်မှာသူတို့ရဲ့အခြေအနေကတဖြည်းဖြည်းနဲ့ပိုပြီးဖိစီးကျက်တဲလာခဲ့ပါတယ်တုံလင်မြောက်ပိုင်းပင်လယ်စီကိုတွားပြီးဟေးရှားကိုပြန်ခေါ်ခဲ့ဆန်းမင်းကိုတည်စေရမယ်တစ်ချိန်တည်းမှာပဲကျွန်တော်နဲ့ရှောင်းချောင်းတို့လည်းအိမ်တစ်လေးတဲကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပြီးသမီးလေးရှောင်းချောင်းကတော့အိမ်တစ်လေးအတွက်အလွန်ပဲစူးစမ်းချင်စိတ်တွေဖြစ်ကပျော်ရွှင်နေခဲ့ပါတယ်ဒါပေမဲ့သူ့အမေရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့အမေရဲ့မျက်နှာလေးဟာချက်ချင်းပဲမှန်ကျသွားခဲ့ပါတယ်ဖေဖေမေမေကဘယ်တော့လောက်မှနိုးလာမှလဲဟင်မေမေအိမ်နေတာအရန်ကိုကြာနေပြီနော်ကျွန်တော်အခုလေးတင်ပျော်ရွှင်နေခဲ့တဲ့မျက်နှာဟာလည်းချက်ချင်းပဲဝမ်းနေသွားခဲ့ရပါတယ်လီဖေဂျိုမှာပြီးခဲ့တဲ့3နှစ်တာကာလအတွင်းစုပုံလာခဲ့တဲ့အတွင်းကျိတ်ဝေဒနာတွေကတကယ်ကိုများပြားလွန်းလာပါတယ်အဲ့ဒီအချိန်မှာပဲသမီးလေးရှောင်းချောင်းကကျွန်တော်ကိုဖတ်ထားလိုက်ပါတယ်မေမေကရှောင်းချောင်းကိုမလိုချင်တော့လို့လားဟင်မေမေကဘာလို့ရှောင်းချောင်းကိုမလိုချင်ရမှာလဲသမီးကသူ့အတွက်အခြေအဆုံးနဲ့အနီးကပ်ဆုံးလိုပဲလေသူကဖေဖေကိုမျက်နှာပြချင်ရုံတက်တက်ပါပဲအဲ့ဒီလိုပြောပြီးတာနဲ့ကျွန်တော်လည်းလီဖေဂျိုရဲ့အခန်းထဲကိုဝင်သွားခဲ့ပြီးကုတင်ဘေးမှာဖြည်းဖြည်းချင်းထိုင်လိုက်ပါတယ်လွန်ခဲ့တဲ့3နှစ်ကကျွန်တော်ကိုတက်ဖို့အတွက်နိုင်ငံပေါင်း10နိုင်ငံကျော်ကစစ်တပ်ဖျားဒါဇင်ပေါင်းများစွာနဲ့တိုင်းသခင်ထောင်ပေါင်းများစွာကိုစေလွတ်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့ကျွန်တော်စီကိုပြင်းထန်တဲ့အစိတ်မျိုးစုံဝင်ရောက်သွားခဲ့ပြီးအဲ့ဒီထဲကမှပိုပြီးကြောက်စရာကောင်းတဲ့ကာမစိတ်ကြောင့်ကျွန်တော်ရဲ့တွေးတွေစူပွက်လာခဲ့ရပါတယ်ကျွန်တော်တေချာပေါက်တရားတော့မယ်လို့ထင်ခဲ့မိတာကြောင့်မွေးရမြေမှာပဲတေဆုံးဖို့အတွက်ရန်ရှားကိုပြန်လာခဲ့ပါတယ်ဒါပေမဲ့စိတ်တွေတက်လာတဲ့အချိန်မှာပဲမင်းနဲ့ဆုံတွေ့ခဲ့ရတာပါအဲ့ဒီအချိန်တုန်းကကိုစိတ်လွတ်သွားခဲ့တယ်အဲ့ဒီတုန်းကကိုဘလောက်တောင်ကြောက်စရာကောင်းခဲ့လဲဆိုတာကိုသိပါတယ်ကိုခန္ဓာကိုယ်ထဲကအစိတ်တချို့ကမင်းရဲ့ခန္ဓာကိုယ်ထဲကိုတောင်ကူးဆက်သွားခဲ့တယ်မင်းရဲ့စိတ်နဲ့ဖျားဆွမ်းအားတွေကိုဆုံးရှုံးသွားစေခဲ့တဲ့ဒီကိစ္စကကိုတက်တက်မှာပထမဆုံးလုပ်ခဲ့မိတဲ့အမှားတစ်ခုပါပဲတောင်းပန်လို့အလကားပဲဆိုတာကိုသိပါတယ်ဒါပေမဲ့ကိုကိုအခွင့်အရေးတစ်ချိန်လောက်ပေးစေချင်ပါတယ်မင်းနဲ့ရှောင်းချောင်းကိုပြုစုဆောင်ရှောက်ပါရစေရှောင်းချောင်းလေးကတကယ်ကိုလိမ္မာပြီးတိတက်ပါတယ်သူကမင်းကိုအမြဲတမ်းစိတ်ပူနေခဲ့တာရှောင်းချောင်းလေးမှာအမေမရှိလို့မဖြစ်ဘူးလေအဲ့ဒီလိုပြောနေရင်လည်းပဲနစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့လီဖေဂျိုရဲ့မျက်ထောင်ကနေမျက်ရည်ကြီးတွေဖြည်းဖြည်းချင်းစီးကျလာခဲ့ပါတယ်ဖေဖေမြင်မြင်ကြည့်ပါဦးမေမေငိုနေတယ်ကျွန်တော်လည်းအရန်ကိုဝမ်းသာသွားပြီးကမန်းကရန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့လီဖေဂျိုကမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လာတာကိုတွေ့လိုက်ရပါတယ်အရာအားလုံးကပြီးဆုံးသွားခဲ့ပါပြီနောက်ဆိုရင်ကျမတို့မိသားစု3ယောက်ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းကြတာပေါ့ဒီအချိန်မှာတော့လီဖေဂျိုဟာသူမြင်ထဲကနာကြီးချက်တွေကိုအပြီးတိုင်ဆွန့်လွတ်လိုက်ပါပြီနောက်နေ့ရက်နေလို့ကျမနေကောင်းသွားတဲ့အခါကျရင်ကျမတို့လက်ထပ်စာချုပ်သွားလုပ်ကြရအောင်ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့ကျွန်တော်တကူလုံးတုံရင်သွားခဲ့ပါတယ်လူပေါင်းများစွာကိုတက်ဖြတ်ခဲ့ဘူးတဲ့ကျွန်တော်ဟာဒီအချိန်မှာတော့အကြောင်းပြချက်မရှိပဲစိတ်လှုပ်ရှားနေမိပါတယ်ခဏကြာတဲ့အခါမှာတော့ကျွန်တော်လည်းလီဖေဂျိုရဲ့ကိုလုံးလေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်ကောင်းပါပြီကိုတို့လက်ထပ်စာချုပ်သွားလုပ်ကြတာပေါ့ကျွန်တော်ရုတ်တရက်ဖတ်လိုက်တဲ့အချိန်မှာတော့လီဖေဂျိုရဲ့လှပတဲ့မျက်နှာလေးကလည်းမြည်ရဲသွားခဲ့ပါတယ်ဒီလိုမျိုးလေးဆိုရင်လည်းမစိုးပါဘူးလေအဲ့ငဘိုးထောင်ချီကိုကြော်ဖြတ်ပြီးတိဆောက်ထားတဲ့ပင်လယ်ရေပြင်ပေါ်ကထောင်ကြီးထဲမှာတော့အချင်းခန်းတစ်ခုပဲထည့်သွင်းဆောက်လုပ်ထားပါတယ်ဒါအပြင်အဆောင်ရှောက်ရဲမဲ့ပေါင်းတဲ့သိန်းကျော်နဲ့နေနေမပြတ်စောင့်ကြည့်ကြည့်ရှုစေပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့အသက်20ရွယ်ရှိတဲ့ကျွန်တော်ဆိုတဲ့အချင်းသားတစ်ယောက်ကိုစောင့်ကြည့်ဖို့အတွက်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ခြေလက်လေးဖက်လုံးကိုငကားကြည့်နောင်နဲ့တန်ကြိုးတွေနဲ့အေးခဲအောင်တုံးနှောင်ထားတာကြောင့်ထောင်ပိုင်ကြီးအနေနဲ့လည်းဘယ်လိုမှစိတ်အေးလက်အေးရှိမနေနိုင်ပါဘူးလွန်ခဲ့တဲ့3နှစ်တုန်းကစစ်တပ်ဖျားအယောက်နေငယ်ကိုကျွန်တော်ကိုယ်တိုင်တက်ဖြတ်ခဲ့လို့ပဲဖြစ်ပါတယ်အနောက်နိုင်ငံတွေရဲ့ထိတဲ့အဆင့်အစွမ်းထက်ပုဂ္ဂိုလ်တွေအားလုံးကိုရှင်းလင်းပြီးခဲ့ပေမဲ့အဲ့ဒီတိုက်ပွဲကြီးအတွင်းမှာပဲရှားပါတဲ့အစိတ်အမျိုးမျိုးသွားခဲ့ပါတယ်စိတ်ရိုင်းဝင်သွားတဲ့ကျွန်တော်ဟာငါးနိုင်ငံရဲ့တူဦးတဲ့တော့မျိုးသမီးစစ်တပ်ဖျားကိုစော်ကားမိခဲ့ပါတယ်ဒါကြောင့်မို့လို့သူဟာအစွမ်းစားတွေအားလုံးဆုံးရှုံးသွားပြီးဒုက္ခိတတစ်ယောက်လိုဖြစ်သွားခဲ့ရပါတယ်လူတက်ရတာကိုခွဲချွေတယ်လို့သဘောထားတဲ့ကျွန်တော်ဟာနောင်တရားတွေရရှိခဲ့ပြီးငါးနိုင်ငံအကြီးအကဲတွေရဲ့ဖန်ဆီးမှုကိုခံယူကာထောင်ထဲကိုဝင်ရောက်ခဲ့ပါတယ်ဒါပေမဲ့ထောင်ကနေပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာတော့ကျွန်တော်ရဲ့ဇနီးဒီဟာမိုးထူးတဲ့မိသားစုရဲ့နှိမ့်ဆက်မှုကို3နှစ်တိုင်ခံနေရတာကိုသိလိုက်ရပါတယ်သူမဟာနေတိုင်းနှိမ့်ဆက်ညှဉ်းပန်းခံရပြီးအမတ်ကောက်တဲ့ဘဝနဲ့ရှင်သန်နေရပါတယ်ဒီနေ့ဟာမိုးထူးတဲ့မိသားစုရဲ့အိမ်မှုစီဖြစ်တဲ့ကျန်းဟန်ပေါက်ရဲ့မွေးနေ့ပွဲဖြစ်တာကြောင့်ကျွန်တော်လည်းလက်ဆောင်ကြီးစားတစ်ခုပေးဖို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်ဒီအချိန်မှာတော့မိုးထူးတဲ့မိသားစုထဲမှာတော့နာမည်ကြီးပုဂ္ဂိုလ်တွေအသီးသီးရောက်ရှိနေကြပြီးမွေးနေ့စုတောင်းလက်ဆောင်တွေပေးနေကြပါတယ်ကျန်းဟန်ပေါက်ဟာအမြင့်ဆုံးနေရာမှာထိုင်နေပြီးမျက်နှာတစ်ခုလုံးပြုံးပြနေပါတယ်မိတ်ဆွေတို့အားလုံးကတကယ်ကိုစေတနာထားကြတာပဲဒီလိုအိုးရန်နဲ့လက်ဆောင်တွေကိုပေးကြလိမ့်မယ်လို့မထင်ထားမိဘူးဒီအချိန်မှာပဲကျန်းမိသားစုရဲ့အလျောက်မြောက်သားဖြစ်သူကျန်းထန်းရွှန်ဟာဖြည်းဖြည်းချင်းရှောက်လန်းလာခဲ့ပါတယ်ဖခင်ကြီးရဲ့အသက်60ပြည့်မွေးနေ့အတွက်သားဖြစ်သူကတက်ရှိနာမဲ့စာလေးကိုလက်ဆောင်အဖြစ်ပေးအပ်ပါတယ်သူ့ရဲ့စကားသံအဆုံးမှာတော့ပတ်ဝန်းကျင်ကအေးဒီတွေအားလုံးကချီးမွမ်းစကားတွေဆိုကြပါတယ်ဒီလိုတက်ရှိနာမဲ့စာလေးဆိုတာကဘာပေါ်မှာအလွန်ရှားပါတဲ့အရာတစ်ခုဖြစ်ပါတယ်ဒီလိုတကယ်ပစ္စည်းအစ်စ်ကိုမြင်တွေ့ခွင့်ရတာဟာဘဝအတွက်နောင်တရစရာမရှိတော့ပါဘူးကျန်းမိသားစုရဲ့တားကြီးဖြစ်သူကျန်းချမ်းရွှင်ဟာလည်းဘန်းတစ်ခုကိုကင်ဆောင်ပြီးရှောက်လန်းလာခဲ့ပါတယ်ဖခင်ကြီးရဲ့အသက်60ပြည့်မွေးနေ့အတွက်မြင့်မြတ်တဲ့ဆရာတော်ကြီးကိုယ်တိုင်ပြည့်ရည်ပဲဖြန်းပေးထားတဲ့နန္ဒာဖြူပတိကိုလက်ဆောင်အဖြစ်ပေးအပ်ပါတယ်ဖခင်ကြီးအသက်ရာကျော်တိုင်းအောင်ကျန်းမာပါစေကြောင်းဆုတောင်းပေးပါတယ်အတော့ကိုကျိုင်းနေတတ်ကြမှာပါတစ်ချိန်တည်းမှာပဲတခြားအေးဒီတွေလည်းရုပ်ရုပ်တဲတဲဖြစ်သွားကြပါတယ်လုံဘိုကန်တန်ခိုးတိတိတွင်းထားတဲ့စိတ်ပူတီဟာလူကိုချမ်းသာကြွယ်ဝစေပြီးအသက်ရှည်ကျန်းမာစေတယ်လို့လူပြောများကြပါတယ်ဒီတစ်ခေါက်ပေးတဲ့လက်ဆောင်ဟာကျန်းချမ်းရွှင်တခင်လေးရဲ့လက်ဆောင်ကနံပါတ်1ဖြစ်လိမ့်မယ်ထင်တယ်တခြားအေးဒီတွေလည်းဒီစကားကိုကြားတော့သဘောတူတဲ့အနေနဲ့ခေါင်းညစ်ကြပါတယ်နောက်ပြီးအားလုံးရဲ့အကြည့်တွေကကျန်းချမ်းဖန့်စီရောက်သွားကြပါတယ်ကျန်းမိသားစုရဲ့တခင်လေး3ယောက်ထဲမှာသူတယောက်ပဲလက်ဆောင်မပေးရသေးတာပါကျန်းချမ်းဖန့်ကဒီမြင်ကွင်းကိုမြင်တော့ဘေးကလက်အောက်ငယ်သားကိုလက်မိလိုက်ပါတယ်ကျန်းလုံတို့လူစုသတင်းပါထူးလဲအခုထိတော့သတင်းမရသေးပါဘူးဒါပေမဲ့တခင်လေးကိုယ်တိုင်မှာကြားထားတာဆိုတော့သူတို့အချိန်မီရောက်လာကြမှာတေးချပါတယ်ကျန်းချမ်းဖန့်ကကြားတော့ကျင်းတဲ့အရေးအယောင်နဲ့ခေါင်းညစ်ပြလိုက်ပြီးမျိုးလုံးထဲမှာလည်းမန်တက်နေတဲ့အရေးအယောင်တွေအပြည့်ဖြစ်နေပါတယ်တားဖြစ်သူကတကယ်ကိုအန်လို့စရာကောင်းတဲ့မွေးနေ့လက်ဆောင်တစ်ခုဆက်တမမှုဖခင်ကြီးအနေနဲ့အကြိုက်တူအေးမှာတေးချပါတယ်ခဏနေရင်ကျွန်တော်လူတွေယူလာပေးပါလိမ့်မယ်ကောင်းပြီမင်းရဲ့လက်ဆောင်ကိုငါမျှော်လင့်နေမယ်မကြခင်မှာပဲလက်အောက်ငယ်သားတယောက်ရှောက်လာပြီးတခင်လေးကျန်းမိသားစုအင်းရှိတကားဝါမှာတစ်တာအကြီး3လုံးလာချထားပါတယ်ကျန်းချမ်းဖန့်ကကြားတော့ချက်ချင်းပဲစိတ်လှုပ်ရှားသွားပြီးဖခင်ကြီးကျွန်တော်ပေးမဲ့လက်ဆောင်ရောက်လာပြီးမကြခင်မှာပဲတစ်တာအကြီး3လုံးကိုလူများရှေ့ယူလာခဲ့ကြပါတယ်ကျန်းချမ်းဖန့်ကဒီတစ်တာတွေကိုကြည့်ပြီးတပ်ပြင်းတစ်ချက်ချလိုက်ပါတယ်လွန်ခဲ့တဲ့3နှစ်အေးကကျွန်တော်နဲ့လီဖေဂျိုလက်ထပ်ဖို့စီစဉ်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီလူကမင်္ဂလာမဆောင်ခင်မှာပဲတစ္ဆာဖောက်သွားတယ်ဒါကကျွန်တော်ရဲ့ကျန်းမိသားစုကိုအရှက်ရစေပြီးတိတ်ခါကြစေခဲ့တယ်ဒါပေမဲ့ဒီနေ့တော့အဲ့ဒီကိစ္စကိုအပြီးပိုင်ရှင်းလင်းလိုက်ပါပြီဒီစကားကိုကြားတော့အားလုံးရဲ့မျက်နှာပြတ်သွားကြပြီးကျန်းချမ်းဖန့်ကတော့ပိုပြီးမန်တက်လို့နေပါတယ်ဟုတ်တယ်ဒီထဲမှာရှိနေတာကသူတို့မိသားစု3ယောက်ရဲ့ခေါင်းတွေပဲပြောပြီးတာနဲ့ကျန်းချမ်းဖန့်ကတိတ်တာကိုအချိန်ပြင်းပြင်းဖွင့်လိုက်ပါတယ်ဒါပေမဲ့နောက်တဲ့စက္ကန့်မှာတော့သူ့မျက်နှာပေါ်ကအောင်နိုင်သူအပြုံးတွေက
ဒီထဲမှာရှိတဲ့ဦးခေါင်းခုံကတကယ်တော့ချန်မီသားစုရဲ့18ဦးမြောက်ဆောင်ရှောက်ဖြစ်နေတာပဲဒါကိုမြင်လိုက်ရတဲ့အချိန်မှာချန်ဟန်ပေါက်ဟာချက်ချင်းပဲဒေါသအိုးပေါက်ကွဲသွားပါတယ်ဝန်ကျန်းတာကမင်းငါကိုပေးတဲ့လက်ဆောင်လားချန်ချန်ဖန်ဟာဝန်းခနဲ့လဲကျသွားပြီးချန်ဟန်ပေါက်ရဲ့ရှေ့မှာဒူးထောက်လိုက်ပါတယ်အဖေကြီးခင်ဗျာဒါဟာတေချာပေါက်လီဖေချိုဆိုတဲ့အကောင်ကလင်ကချစ်လောက်တာဖြစ်ရပါမယ်မကြခင်တုန်းကလည်းသူကရန်ရှိလင်မီသားစုကိုတွားရောက်နှောက်ရှက်ခဲ့ပါသေးတယ်ချန်ဟန်ပေါက်ဟာဒါကိုကြားပြီးတဲ့နောက်မျက်လုံးထဲမှာကောင်းကင်ရံအထိပြန်တက်မတက်ဒေါသမျက်ချောင်းချောင်းထွက်လာပါတယ်ငါတို့ချန်မီသားစုရဲ့ဂုံတိတ်ခါကိုဘယ်သူမှလာရောက်ဆင်ခေါ်လို့မရဘူးတေချာပေါက်သူတို့ကိုတန်မိုးကြီးပြန်ပေးဆက်ခိုင်းရမယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ချန်မီသားစုရဲ့အိတ်တွေအားလုံးဟာဥယျာဉ်ပြားတွေပါကျင်းဆက်လာကြပါတယ်မော်တူချန်မီသားစုကထိတ်တန်းမီသားစုဖြစ်တဲ့အတွက်ခြေတစ်ချက်ဆောင်လိုက်ရုံနဲ့တင်သွေးချောင်းစီးတဲ့တိုက်ပွဲတွေဖြစ်သွားနိုင်တယ်ဘယ်လောက်ပဲတမာတဲ့လူဖြစ်ပါစေချန်မီသားစုရဲ့ဒေါသကိုတော့ဘယ်သူမှမခံနိုင်ကြပါဘူးနာရီဝက်ကြာပြီးတဲ့နောက်လီမီသားစုရဲ့ဆွေမျိုးသားချင်းတွေအားလုံးဟာချန်မီသားစုရဲ့ဘီလာစီကိုဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရပါတယ်လီမီသားစုရဲ့အသက်80ကျော်ရွယ်ရှိပြီဖြစ်တဲ့အဖွားဦးဟာတုံတုံရင်ရင်နဲ့မတက်ရက်လိုက်ပါတယ်ချန်မီသားစုရဲ့အိမ်တော်တခင်ခင်ဗျာကျမတို့လီမီသားစုကဘာအမားတွေကျူးလွန်ခဲ့လို့လဲရှင်အဖွားရဲ့အသက်60ပြည့်မွေးနေ့ပွဲကျင်းပနေတဲ့အချိန်မှာကျမတို့ကိုဒီလိုမျိုးဖမ်းခေါ်လာရတာလေဒါတွေအားလုံးကမင်းတို့လီမီသားစုရဲ့တမီးနဲ့တမတ်သူတို့လုပ်ခဲ့တဲ့ကောင်းမှုတွေကြောင့်ပေါ့ငါအတွက်အပြင်းထန်ရိုက်နှက်ကြဆန်းခဏချင်းတွင်းမှာတင်တစ်ချက်ပြီးတစ်ချက်ပြင်းထန်တဲ့ပါးရိုက်တံတွေဟာကျေလောင်စွာထွက်ပေါ်လာပါတယ်လီဖေချိုရဲ့အဖေလီယန်ရှင်းကအလျင်မြန်ပဲအတနာခံတောင်းပန်လိုက်ပါတယ်ကျွန်တော်တို့အခုပဲရန်မီသားစုစီသွားပါမယ်အဲ့ဒီလူနှစ်ယောက်ကိုဖမ်းခေါ်လာပြီးချန်မီသားစုစီမှာအဖြစ်ပေးတောင်းပန်ခိုင်းပါမယ်ကဲလို့ဒါပြန်မခေါ်လာနိုင်ရင်တော့မင်းတို့လီမီသားစုဟာဒီနေ့ကစပြီးပျောက်ကွယ်သွားရလိမ့်မယ်ဒီအချိန်မှာကျွန်တော်ကလီဖေချိုရဲ့ဘေးနားမှာအမြဲတမ်းစောင့်ရှောက်ပေးနေခဲ့တာ3ရက်တိုင်တိုင်ရှိခဲ့ပါပြီလီဖေချိုကတော့အခုထိအိပ်ပျော်နေတော့မဲဖြစ်ပြီးနိုးမလာသေးပါဘူးဒါပေမဲ့အရင်ကဖြူဖြောနေတဲ့မျက်နှာလေးဟာအခုတော့အနှဲငယ်တွေးအောင်လွှမ်းလို့လာခဲ့ပါပြီဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာကျွန်တော်ဟာအကြာကြီးပျောက်ကွယ်နေခဲ့တဲ့အပြုံးမျိုးနဲ့ပြုံးလိုက်မိပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလူတစုကဖစိမ်းအောင်ဆန်အိမ်ထဲကိုရုတ်တရက်အတင်းတိုးဝင်လာကြတယ်သူတို့တယောက်ချင်းစီရဲ့ကိုပေါ်ကနေထက်မြက်တဲ့အရှိန်ဝါတွေထွက်ပေါ်နေကြတယ်ကျွန်တော်ကတော့အေးဆက်တဲ့အကြည့်တွေနဲ့သူတို့ကိုကြည့်ပြီးမင်းတို့ကဘယ်သူတွေလဲဒီကိုဘာကိစ္စရှိလို့လာတာလဲလို့မေးလိုက်တယ်အဲ့ဒီထဲကအမျိုးသားတယောက်ကရှေ့ကိုတလန်းတိုးလာပြီးငါကလီဖေချိုရဲ့အဖေပဲမင်းကအဲ့ဒီတုန်းကသူနဲ့ဖောက်ပြန်ခဲ့တဲ့ကောင်မလားချန်မီသားစုရဲ့လူတွေကိုတောင်လဲရဲစရဲလုပ်ရဲသေးတယ်တကယ်ပဲအတင်မလားဖြစ်ချင်းနေတာပဲအမြန်ဆုံးလီဖေချိုကိုခေါ်ပြီးချန်မီသားစုစီသွားပြီးဒူးထောက်တောင်းပန်ဆန်းလို့အော်ဟစ်လိုက်တဲ့အစားတုန်းကချန်မီသားစုရဲ့အရိုက်ရာဆက်ခံသူချန်ချန်ဖက်နဲ့လက်ထပ်ဖို့စီစဉ်ခဲ့ရင်လီမီသားစုဟာဒီထက်မကတိုးတက်လာနိုင်တာဒါပေမဲ့လီဖေချိုကအိမ်ထောင်မရှိပဲကိုဝင်ရလာခဲ့လို့လီမီသားစုဟာချန်မီသားစုရဲ့3နှစ်တိုင်တိုင်ဖိနှိပ်မှုကိုခံခဲ့ရတယ်သူကဒီသမီးကိုတေယုံတင်မကပဲပိုတောင်မုန်းတိနေမိတယ်ဘေးနားကလီမီသားစုရဲ့အဖိုးအိုကလည်းအလားတူပဲအလွန်မင်းဒေါသထွက်နေပြီးလက်စွမ်းပြကြဆန်းသူတို့ကိုဖမ်းဆီးပြီးချန်မီသားစုစီပို့ပြီးအပြစ်ပေးစမ်းလို့အမင်းပေးလိုက်တဲ့စကားလဲဆုံးရောလီမီသားစုရဲ့အစွမ်းထက်သူတွေကကျွန်တော်စီကိုပြေးဝင်လာကြတယ်ဒါပေမဲ့ကျွန်တော်ကတော့တစ်ချက်ပဲအော်ဟစ်လိုက်တာနဲ့ခဏချင်းမှတင်လီမီသားစုရဲ့လူအားလုံးဟာဒီလိုပြင်းထန်လာတဲ့အရှိန်ဝါအောက်မှာမြေပြင်ပေါ်ကိုအတင်းကျပ်ဒူးထောက်ပြပြဝတ်သွားကြရတယ်ကျွန်တော်ကတော့လီမီသားစုရဲ့လူတွေရှိကိုဖြည်းဖြည်းချင်းလျှောက်သွားပြီးအဖေတယောက်အနေနဲ့မင်းလီဖေချိုဒီ3နှစ်အတွင်းမှာဘယ်လိုရက်မျိုးတွေခက်တန်းခဲ့ရလဲဆိုတာတည့်ရလားရှောင်းချောင်းကိုဆိုရင်လီမီသားစုကခွေးလောင်အိမ်ထဲအထိပိတ်လောင်ထားခဲ့တာမင်းတို့ကတမီးနဲ့မြင်းမလေးရဲ့အသက်ရှင်တည်ဆုံးမှုကိုနည်းနည်းလေးတောင်ဂရုမစိုက်ကြဘူးဒီလောက်အထိအေးဆက်ရက်ဆက်တာအဖေနဲ့အမိဖြစ်ရကြုံမနဲ့ပါဘူးလို့ပြောလိုက်တယ်တကွန်းချင်းစီရဲ့ဆွဆွဲချက်တွေကြောင့်လီမီသားစုရဲ့လူတွေရဲ့အရှိန်ဝါဟာချက်ချင်းပဲကျဆင်းသွားပြီးလူတိုင်းရဲ့မျက်နှာပေါ်မှာပြင်းထန်တဲ့နောင်တရမှုနဲ့အရှက်ရမှုတွေရှက်တန်းသွားကြတယ်ကျွန်တော်ကလီမီသားစုရဲ့လူတွေရဲ့မျက်နှာပေါ်ကအရှက်အဲ့ရမှုကိုကြည့်နေပေမဲ့အကြည့်တွေကတော့အေးဆက်နေတော့ပဲချန်မီသားစုအတွက်တော့မင်းတို့စိတ်ပူစရာမလိုပါဘူးလီဖေချိုနိုးလာတဲ့အခါကျရင်ကျွန်တော်ပဲသူ့ကိုခေါ်သွားပါမယ်ဒီကိစ္စကိုကိုယ်တိုင်ဖြေရှင်းမယ်လီမီသားစုဝင်တွေအကုန်လုံးခဏလောက်ကြောင်အန်းသွားကြတယ်လီယန်ရှင်းကတော့ပို့ပြီးဒေါသထွက်ကအော်ဟစ်လေတော့တယ်ချန်မီသားစုကတကယ်ကိုအင်အားကြီးလုံးနဲ့မင်းနေနဲ့သူတို့ကိုလုံးဝရှင်နိုင်မှာမဟုတ်ဘူးကျွန်တော်ကတော့အေးအေးဆေးဆေးပဲလီမီသားစုဝင်တွေကိုတစ်ချက်ကြည့်လိုက်ပြီးမင်းတို့ပြန်သွားရင်ချန်မီသားစုကိုပြောလိုက်ပါတယောက်လို့ရင်တယောက်ခံရမယ်လီမီသားစုကအပြစ်မရှိတဲ့သူတွေကိုလာပြီးအမုန်းမပွားပါနဲ့တကယ်လို့တက်နိုင်ရင်လာရန်မြို့မှာကျွန်တော်ကိုလာကြလေစားချေပါကျွန်တော်ကတော့ဖစိမ်းအောင်အိမ်တော်မှာပဲရှိနေမှာပါလို့ပြောလိုက်တယ်လီယန်ရှင်းကတော့မယုံကြည်တဲ့မျက်နှာပေးနဲ့ကျွန်တော်ကိုကြည့်ပြီးနားကောင်းရှုံးလိုက်တယ်ချန်မီသားစုကလူတွေမဟုတ်ဘူးအဲ့ဒီလောက်လှည့်စားလို့မလွယ်ဘူးဒါပေမဲ့ဘေးမှာရှိတဲ့လီမီသားစုအဖိုးအိုကတော့တက်ပြင်းတစ်ချက်ချလိုက်ပြီးငါတို့ပြန်ကြဆိုချန်မီသားစုရဲ့အပြစ်တင်မှုကိုတော့တခြားနေလန်းရှာရမှာပေါ့လို့ပြောတယ်အဖိုးအိုရဲ့စကားကိုကြားရတော့မှတခြားလီမီသားစုဝင်တွေလည်းသဘောတူပြီးလိုက်လာကြတယ်ဖစိမ်းအောင်အိမ်တော်ကနေထွက်လာပြီးမကြခင်မှာပဲလီယန်ရှင်းကတော့မအောင်နိုင်တော့ပဲသူကလီမီသားစုအဖိုးအိုကိုကြည့်ပြီးအတန်ကျဲကျဲနဲ့ပြောတော့တယ်ချန်မီသားစုကအဲ့ဒီလောက်လှည့်စားလို့လွယ်တာမဟုတ်ဘူးငါတို့ကဒီအတိုင်းဘာမှမလုပ်ပဲပြန်လာခဲ့ရင်သူတို့ကငါတို့ကိုလွတ်ထားမှာမဟုတ်ဘူးလို့ပြောတယ်လီမီသားစုအဖိုးအိုကဖစိမ်းအောင်အိမ်တော်ဘက်ကိုလှည့်ကြည့်လိုက်ပြီးငါကဘယ်လိုလုပ်ပြီးလီမီသားစုကိုအသေးခံခိုင်းရမှာလဲမင်းတို့အားလုံးကငါရဲ့သားသမီးမြင့်မြင့်တွေပဲငါလိုချင်းချင်းတက်ဖြတ်ကြတာကိုငါမမြင်ချင်ဘူးချန်မီသားစုရဲ့ဒေါသကိုရှောင်ကွင်းနိုင်မလားဆိုတာကတော့သူတို့ရဲ့ကံကြမ္မာပေါ်မှာပဲမူတည်တော့တယ်လို့ပြောလိုက်တယ်အဲ့ဒီလိုပြောရင်လီမီသားစုအဖိုးအိုရဲ့မျက်လုံးထဲမှာရက်ဆက်တဲ့အရေးအယောင်တွေဖြတ်ပြေးသွားပြီးမြေကြီးပေါ်ကအုတ်ခဲတခဲကိုကောက်ယူကပြင်းပြင်းထန်ထန်ထုနှက်လိုက်တဲ့ခဏချင်းမှာပဲလီမီသားစုအဖိုးအိုရဲ့ညာဘက်လက်မောင်းကနေသွေးတွေစီးကျလာတော့တယ်အဖိုးအိုဒါကဘာလုပ်တာလဲဒါကတော့တန်ရဟန်ဆောင်တဲ့နေပြူဟာကိုတုံးပြီးတော့ပဲလောလောဆယ်ရင်ဆိုင်ရမှာပဲလို့ပြောလိုက်တယ်ဆက်ဆက်ပြီးလားအုပ်ရှားမှုတွေလှုပ်ဆောင်လိုက်ပါတယ်သူကအုတ်ခဲကိုလီယန်ရှင်းစီလမ်းပေးလိုက်ပါတယ်မကြခင်မှာပဲစူးစူးဝါးဝါအော်ဟစ်တန်တွေလွင့်ပြန်လာပါတယ်သူတို့ချန်မီသားစုရဲ့ဗီလာကိုပြန်ရောက်တဲ့အခါလီမီသားစုဝင်တွေရဲ့တနာစရာကောင်းတဲ့ပုံစံကိုကြည့်ပြီးချန်မီသားစုအကြီးကဲကျန်းဟန်ပေါက်လဲဆွန့်သွားပါတယ်လီမီသားစုအဖိုးအိုကတော့မျက်နှာဖြူဖြောပြီးချောင်းနှင်းငယ်ဆိုးနေပါတယ်အဲ့ဒီလူနှစ်ယောက်ကတကယ်ကိုရဲတင်းလုံးနဲ့ငါတို့ကိုချန်မီသားစုရဲ့အစီခံတွေလို့တောင်အော်ဟစ်ဆဲဆိုခဲ့ကြတယ်ငါတို့လီမီသားစုကသူတို့ကိုအတင်းကျပ်ဖမ်းဆီးဖို့လုပ်ခဲ့ပေမဲ့အဲ့ဒီကောင်ကတကယ်ကိုအစွမ်းထက်လုံးပါတယ်စက္ကန့်ပိုင်းတွင်းမှာပဲငါတို့လီမီသားစုတစ်ခုလုံးအလဲလဲကွဲကွဲဖြစ်သွားခဲ့ရတယ်သူကစကားလဲပါလိုက်သေးတယ်မော်လူချန်မီသားစုကိုရန်ရှိစီလာပြီးအသေးခံဖို့ပြောလိုက်ပါတယ်လီမီသားစုဝင်တွေကလည်းကြားထဲကနေတွေးထိုးပေးပြီးပုံမလုံးစော်ပေးနေကြပါတယ်ကျန်းဟန်ပေါက်ရဲ့မျက်နှာကတော့ချက်ချင်းပဲအလွန်မင်းဒေါသထွက်လို့သွားပါတယ်ကောင်းပြီအဲ့ဒီအတွဲကတကယ်ကိုတတိရှိလာချီလားငါတို့ချန်မီသားစုကရန်ရှိစီကိုကိုယ်တိုင်သွားရမှာပေါ့ငါတို့ကိုစင်ခေါ်တဲ့အတွက်ဘလို့အကျိုးဆက်မျိုးရလာမလဲဆိုတာပြပေးရမယ်ချန်မီသားစုရဲ့အရိုက်အရာစက္ကန့်သူချန်ချန်ဖန်ကလည်းဒေါသတကြီးဖြစ်နေပါတယ်ဖခင်ကြီးဒီတစ်ချိန်တော့ကျွန်တော်ကိုဥဆောင်ခွင့်ပေးပါအရင်ကအရှက်ရခဲ့တာတွေကိုတေချာပေါက်စေးကြောပြပါမယ်သူတို့ကိုကြီးမားတဲ့ပေးဆက်မှုမျိုးကြုံတွေ့စေရပါမယ်ကောင်းပြီဒီတစ်ချိန်မှာသူတို့ရဲ့ခေါင်းကိုဖျက်မလာနိုင်ရင်တော့မင်းရဲ့အရိုက်အရာစက္ကန့်သူနေရာကိုဒီမှာတင်ရက်တန့်လိုက်တော့အရေးချင်းနဲ့အစွမ်းစားမရှိရင်မော်လူချန်မီသားစုကိုစက္ကန့်ဖို့မထိုက်တန်ဘူးဟုတ်ကဲ့ပါဖခင်ကြီးကျွန်တော်တေချာပေါက်လှုပ်ဆောင်ပြပါမယ်နှစ်နာရီကြာပြီးနောက်မော်လူချန်မီသားစုရဲ့ကိုပိုင်လေးစိတ်မှာအစွမ်းထက်တဲ့လူများပြားကကျန်းချန်ဖန်ရဲ့နောက်ကနေလိုက်ပါလာကြပါတယ်ကျန်းချန်ဖန်ကသူ့ဖခင်ကျန်းဟန်ပေါက်ရဲ့ရုပ်ထုရှိမှာခေါင်းညစ်ပြလိုက်ပါတယ်ခုလောလောဆယ်မှာတော့ကျန်းမီသားစုရဲ့တက်တော်ဆောင်1000ကျော်လောက်စုဝေးနေကြပြီးသူတို့အားလုံးဟာတိုင်းပညာအတော်ဆုံးသူတွေဖြစ်ကြပါတယ်အဲ့ဒီထဲမှာအင်အားအကြီးမားဆုံးကတော့ဘခွေးနှမင်းလို့လူသိများတဲ့လင်းချမ်းတောင်ဖြစ်ပါတယ်အခုလိုခန်းနာလာတဲ့လူအင်အားဟာကြောက်စရာကောင်းလောက်အောင်အစွမ်းထက်လာပါတယ်ဒါပေမဲ့ဒါတွေအားလုံးကိုတော့ကျွန်တော်ကောင်းကောင်းကြီးသိရှိနေပြီးသားဖြစ်ပါတယ်ကျွန်တော်ကတော့ပေးပို့လာတဲ့သတင်းစကားကိုကြည့်ပြီးခက်အေးအေးပဲပြုံးနေလိုက်ပါတယ်လွန်ခဲ့တဲ့3နှစ်အတွင်းမှာကျွန်တော်ဘာမှလှုပ်ရှားမှုမရှိခဲ့တဲ့အတွက်လူတော်များများဟာမြင်းကားနဲ့ရဲ့ကြောက်မဖွယ်ရာအစွမ်းတွေကိုမေ့လျော့နေကြပြီးထင်ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ဟာဖုန်းကိုယူပြီးသတင်းစကားတစ်ခုပေးပို့လိုက်ပါတယ်အဲ့ဒီစာသားထဲမှာတော့ငကားနဲ့အဖွဲလှုပ်ရှားစလို့ရေးသားထားပါတယ်အဲ့ဒီသတင်းစကားထွက်ပေါ်သွားပြီးတဲ့နောက်မှာတော့ကြောက်မဖွယ်ရာအစွမ်းထက်တဲ့ငကားနဲ့အဖွဲဟာတကြော့ပြန်လှုပ်ရှားလာခဲ့ပါတယ်ကဘာတဝန်းလုံးမှာရှိတဲ့ကြောက်စရာကောင်းလောက်အောင်အစွမ်းထက်တဲ့တိုင်း
ပညာရှင်တို့အေးဟာလည်းရန်ရှမ်းဒေသစီကိုတညီတညွတ်တဲလာရောက်နေကြပြီဖြစ်ပါတယ်နေဆက်မှာစောင့်ကြက်နေတဲ့စစ်တီတော်တယောက်ဟာအခြေအနေကိုရိပ်မိပြီးအထက်လူကြီးထံအကြောင်းကြားစာအမြန်ပေးပို့လိုက်ပါတယ်ငကားနဲ့အဖွဲ့ကလူတွေဟာရန်ရှမ်းဒေသထဲကိုအလုံးအရင်းနဲ့ဝင်ရောက်လာနေကြပါပြီသူတို့ကိုဘလို့မှတားဆီးလို့မရနိုင်တော့ပါဘူးအဲ့ဒီလိုအခြေအနေမျိုးမှာပဲရန်ရှမ်းဒေသကငကားအကြီးကဲဟာဖုန်းခေါ်ဆိုလာခဲ့ပါတယ်တားဆီးဖို့မလိုပါဘူးဒါဟာအမင်းဖြစ်ပါတယ်ကျွန်တော်ကငကားနဲ့အဖွဲ့ကိုလှုပ်ရှားဖို့ညွှန်ကြားပြီးတဲ့နောက်မှာတော့ကျမ်းမိသားစုရဲ့တိုင်းသမားတွေဟာလည်းကျန်းချမ်းဖန်ရဲ့ဦးဆောင်မှုနဲ့အတူဂျေပန်ချန်စီကိုရောက်ရှိလာကြပါတယ်အဲ့ဒီနောက်မှာတော့လူအုပ်ကြီးဟာဘေးဖယ်ပေးလိုက်ပြီးလမ်းတစ်ခုပွင့်သွားခဲ့ပါတယ်ကျန်းချမ်းဖန်ဟာပခွေနဲ့မင်းလင်းချမ်းတောင်နဲ့အတူအဲ့ဒီလမ်းအတိုင်းရှောက်လန်းလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအီဖေးချီဟာကုလားထိုင်ပေါ်မှာအိပ်ပျော်နေခဲ့ပါတယ်ကျွန်တော်နဲ့တမီးလေးရှောင်ချောင်ကတော့ဘေးနားမှာပဲပျော်ပျော်ရွှင်ရွှင်ကစားနေကြပါတယ်မြင်ကွင်းကိုမြင်လိုက်ရတဲ့ဇက်ကောင်ဟာအံ့အားသင့်သွားပြီးချက်ချင်းဆိုသလိုပဲမျက်နှာအမူအရာမှာလူသက်ချင်စိတ်တွေပြင်းပြင်းထန်ထန်ပေါ်လာပါတယ်မင်းကိုငါဒီနေ့အစအနာတောင်မကြမ်းအောင်တစီချေမုန်းပြမယ်မင်းတကိုယ်လုံးမှာရှိတဲ့အယိုးပေါင်း260စလုံးကိုချေမုန်းပြမယ်အဲ့ဒီမိမနဲ့ကလေးမလေးကိုမင်းမျက်စိရှိတင်ငါကိုယ်တိုင်တစီခုတ်ထက်ဖြတ်တာကိုမင်းမျက်တောင်မခတ်တန်းကြည့်နေစေရမယ်ကျုံဝနေတဲ့စကားတွေကိုကြားရပေမဲ့ကျွန်တော်မျက်နှာကတော့အေးအေးဆေးဆေးပါပဲလူနာနဲ့ကလေးမလေးကိုအိမ်ထဲကိုပို့ပေးပြီးတဲ့နောက်ကျွန်တော်ဟာဖြည်းဖြည်းချင်းရှောက်ထွက်လာပြီးနှုတ်ခမ်းထောင်းကနေလောင်ပြုံးတစ်ခုပြုံးလိုက်ပါတယ်ကောင်းပြီလေကျွန်တော်ဇနီးကလည်းအနားယူဖို့လိုအပ်နေသေးတော့ကျွန်တော်လည်းလောလောဆယ်သွားဖို့အဆင်မပြေဖြစ်နေတာမင်းတို့ကပဲကိုဖိတ်စာကိုယူပြီးတင်မင်းစီလာခဲ့ကြတာပဲဇက်ကောင်ဟာကျဲလောင်စွာရေမောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလူအုပ်ကြီးတစုဟာခြံထဲကိုအလို့အရက်တိုးဝေဝင်ရောက်လာကြပါတယ်ရန်ကုန်မြို့ရဲ့ထိပ်တီးမိသားစုဖြစ်တဲ့ဇော်ကြီးအဖွဲ့ရောက်ရှိလာပါပြီဦးဆောင်လာသူကတော့ထိပ်တီးမိသားစုရဲ့အကြီးအကဲဖြစ်ပြီးသူ့နောက်မှာတော့တားဖြစ်သူလည်းပါလာပါတယ်ဇက်ကောင်ဟာဒီမြင်ကွင်းကိုမြင်လိုက်ရတော့ကျဲလောင်စွာရေမောလိုက်ပါတော့တယ်ဒါကပိုရွက်စိတ်အနေငယ်ပိုလာတာကလွဲရင်ဘာထူးခြားသွားလို့လဲမင်းမသိသေးဘူးထင်တယ်ညာအခုတင်လေးစိတ်မှာမင်းတို့ရဲ့အစွမ်းထက်ဆုံးဆိုတဲ့လူတွေကိုကြက်ကလေးငှက်ကလေးလိုအလွယ်တကူတက်ပစ်ခဲ့တာလူအင်အားပဲဖြစ်ဖြစ်အရေးချင်းပဲဖြစ်ဖြစ်မင်းတို့ဘက်ကနားတို့ကိုဘလို့မှရှင်လို့မရဘူးဒါပေမဲ့ကျွန်တော်ကတော့ရုတ်တရက်ရေမောလိုက်ပါတယ်ဟုတ်လားမင်းအခုပတ်ဝန်းကျင်ကိုတေချာပြန်ကြည့်လိုက်ဦးကျွန်တော်စကားလဲဆုံးရောလူတွေဟာလျှက်စီးလက်တလို့ကျွန်တော်နောက်ကိုအပြေးလွှားရောက်ရှိလာကြပါတယ်အဲ့ဒီလူတွေထဲမှာတူတောင်းစားတွေတကိုယ်လုံးတက်တူးတွေနဲ့လူမိုက်တွေအပြင်ဓာတ်ရှည်တွေကိုကန်ဆောင်ထားတဲ့လူတွေလည်းပါဝင်ပါတယ်ဝတ်စုံတွေကတူညီမှုမရှိပေမဲ့သူတို့စီကနေပြင်းထန်တဲ့အရှိန်အဝါတွေထွက်ပေါ်နေပါတယ်သူတို့တယောက်ချင်းစီရဲ့အရှိန်အဝါတွေဟာဘေးနားကစစ်တီတော်တွေထက်လုံးဝလျော့နေမနေပါဘူးအကြောင်းမညွှန်နိုင်တဲ့ထိတ်တန့်ပုဂ္ဂိုလ်တွေရဲ့အကြည့်တွေကကျွန်တော်စီရောက်လာပြီးတဲ့နောက်ခဏချင်းမှာပဲအားလုံးကဒူးထောက်ပြီးအယိုအသေးပေးကြပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့မိုးတူးကျမ်းမိသားစုရဲ့ထိတ်တန့်ပုဂ္ဂိုလ်တွေဟာလုံးဝကိုအံ့အားသင့်သွားကြပါတယ်ဗိုလ်ချုပ်လင်းချမ်းတောင်းဆိုရင်လည်းမျက်နှာအမူအရာချက်ချင်းပြောင်းလဲသွားပါတယ်ကိုဘာအယူလင်ကိုင်မင်းကဘာလို့ဒီရောက်နေတာလဲသူကအရှိတောင်အာရှမှာအကြောက်ရွံ့ဆုံးနဲ့အစွမ်းထက်ဆုံးလူသက်သမားတစ်ယောက်ပဲဖြစ်ပါတယ်အခုအချိန်မှာတော့အဲ့ဒီလိုမောက်မာလာတဲ့ကိုဘာအယူလင်ကိုင်ကထောင်ကနေအခုမှထွက်လာတဲ့ချန်ဝူဒီရဲ့ရှေ့မှာဒူးထောက်နေပါတယ်ဘေးနားကဝတ်စုံဖြူနဲ့ဓာတ်သမားကိုမြင်လိုက်ရတဲ့အခါမှာတော့ဗိုလ်ချုပ်လင်းချမ်းတောင်းဟာပိုလို့တောင်ထိတ်လန့်သွားရပါတယ်ဒါနဲ့ဖျားချိုးဖို့ဖန်မင်းကကိုရီးယားနိုင်ငံရဲ့အစွမ်းထက်ဆုံးဒါနဲ့ဖျားချိုးဖို့ဖန်မဟုတ်ဘူးလားဗိုလ်ချုပ်လင်းချမ်းတောင်းဟာလုံးဝကိုတုံ့လောက်သွားပြီးကျွန်တော်ကိုအံ့ဩတုံလောက်စွာကြည့်နေပါတယ်မင်းကတကယ်တော့ဘယ်သူလဲလင်းချမ်းတောင်းရဲ့တုံလောက်ချောက်ချားစွာမင်းမျက်နှာကိုကြားရတဲ့အခါကျွန်တော်နှုတ်ခမ်းထောင်းကနေအေးဆက်တဲ့အပြုံးတစ်ခုထွက်ပေါ်လာပါတယ်မင်းငရဲငကားနဲ့အကြောင်းကိုကြားဖို့ပါလားဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ဗိုလ်ချုပ်လင်းချမ်းတောင်းဟာလုံးဝကိုလန့်ဖြတ်သွားပါတယ်လင်းချမ်းတောင်းရဲ့တုတ်ပြန်မှုကိုမြင်လိုက်ရတဲ့ကျန်းချမ်းဖန်ဟာမျက်မှောင်ကျုပ်ပြီးမေးလိုက်ပါတယ်ငရဲငကားနဲ့ဆိုတာဘာလဲလင်းချမ်းတောင်းကပြန်လည်ရှင်းပြပါတယ်တခင်လေးငရဲငကားနဲ့ဆိုတာတနာရီတစ်ခုပါဒါကလွန်ခဲ့တဲ့3နှစ်ကကဘာပေါ်မှာအကြော်ကြားဆုံးလူသက်သမားဖွဲ့စည်းဖြစ်ပါတယ်သူတို့ရဲ့အကြီးအကဲကတော့ငရဲငကားနဲ့ပဲဖြစ်ပါတယ်ငရဲငကားနဲ့ရဲ့ပြိမှတ်ဖြစ်သွားတဲ့ဘယ်သူမဆိုနောက်တစ်နေ့အထိအသက်ရှင်ခွင့်မရပါဘူးဒီလိုပြောနေရင်လည်းဗိုလ်ချုပ်လင်းချမ်းတောင်းရဲ့တကူလုံးမှာချွေးစေးတွေပြန်လာပါတယ်မိုးတူးချမ်းမိသားစုရဲ့ထိတ်တန့်ပုဂ္ဂိုလ်တွေအားလုံးလည်းမျက်နှာတွေဖြူဖြောက်ကုန်ကြပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်စီကနေကြောက်စရာကောင်းတဲ့အရှိန်အဝါတွေထွက်ပေါ်လာပါတယ်ဒီလိုင်းကြီးလိမ့်တက်လာပြီးခဏချင်းတွင်းမှာပဲမော်လူကျမ်းမိသားစုရဲ့အားကောင်းတဲ့စစ်တီတော်အုံတောင်းချီဟာဒီလိုထိတ်လန့်စရာကောင်းတဲ့ဖိအားကြောင့်တန်းပြီးဒူးထောက်ချသွားကြပါတယ်လင်းချမ်းတောင်းတယောက်ပဲဒီလိုအံ့အားသင့်စရာအခြေအနေကနေပြန်လဲတတိဝင်လာပြီးငရဲငကားမိကတကယ်ကိုအစွမ်းထက်တာပဲဒါပေမဲ့ဒီနေရာကရန်ရှာရဲ့နေမည်ဖြစ်တယ်ဒီနေရာမှာလာပြီးရန်ကားရဲတယ်ပေါ့ရန်ရှာရဲ့စစ်နှစ်ဖျားတွေအားလုံးကမင်းကိုလွတ်ထားမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်သူ့စကားကိုကြားတော့ကျွန်တော်ရုပ်တရက်ရဲမိသွားပြီးတိုက်ဆိုင်ပဲကျွန်တော်ကလည်းရန်ရှာရဲ့စစ်နှစ်ဖျားတူပဲမင်းမကြခင်မှာတင်းရလိမ့်မယ်လို့ထင်ပါတယ်လို့ပြောလိုက်ပါတယ်ကျွန်တော်စကားဆုံးယုံနေရှိသေးတယ်ကြားဖြူစစ်နှစ်ဖျားလင်းချမ်းတောင်းရဲ့ဆက်သွယ်ရေးဆက်ကတုံခါလာပါတယ်သူဟာတုံရင်နဲ့ဆက်သွယ်ရေးဆက်ကိုဖွင့်ကြည့်လိုက်ရတာကရန်ရှာရဲ့အမြင့်ဆုံးအဆင့်ရှိတဲ့တိုင်းပြည်ဆောင်ရှောက်ရေးစစ်နှစ်ဖျားပဲမဖြစ်နိုင်တာလုံးဝမဖြစ်နိုင်ဘူးလို့ရေးယူမိပါတယ်ဒါပေမဲ့အဲ့ဒီသတင်းပို့လာတဲ့တခြားတယောက်ကတော့အိုးစရာကောင်းလောက်အောင်ပဲငကားတက်ကြီးဝါကြီးဖြစ်နေပါတယ်ဒါကိုမြင်လိုက်ရတဲ့လင်းချမ်းတောင်းဟာတကူလုံးပြောခွေပြီးချမ်းပြင်ပေါ်လဲကျသွားပါတယ်ချမ်းချမ်းဖန်ကတော့ငရဲငကားမရဲ့ကြောက်စရာကောင်းပုံကိုတီးထားပြီးဖြစ်လို့သူဟာတကူလုံးတုံရင်နေပြီးဘာမှမဆိုင်မတော့ပဲလှည့်ပြီးထွက်ပြေးပါတော့တယ်လင်းချမ်းတောင်းသူတို့ကိုတားဆီးလိုက်စမ်းပါလို့ပြောပါတယ်ကြားဖြူစစ်နှစ်ဖျားလင်းချမ်းတောင်းဟာမျက်နှာပြတ်မတက်ခံရခက်နေပေမဲ့မော်လူကျမ်းမိသားစုကသူ့အပေါ်မှာကျေးဇူးရှိခဲ့ဘူးလို့သူတို့စကားကိုတော့မလိုက်နာပဲမနေနိုင်ပါဘူးကျွန်တော်ကတော့ချမ်းချမ်းဖန်ကပြထွက်ပြေးနေတဲ့ပုံစံကိုကြည့်ပြီးအေးဆက်ဆက်အပြုံးတစ်ခုပြုံးလိုက်ရင်ငရဲငကားမင်းကအတွက်တက်ပြစ်လိုက်စမ်းလို့အမင်ပေးလိုက်ပါတယ်ခန်းချင်းတွင်းမှာပဲထက်မြက်တဲ့စွမ်းအင်လိုင်းတွေဟာတီးထန်စွာရွာသွန်းတဲ့မိုးကြီးလိုမျိုးတရက်ဆက်ကျဆင်းလာပါတော့တယ်နောက်ဆုံးကျမ်းမိသားစုရဲ့တိုင်းပညာရှင်စစ်တီတော်တို့တားကြအောင်မှာပျောက်ကွယ်သွားတာနဲ့အမျှမော်လူကျမ်းမိသားစုရဲ့စစ်တီတော်အုံတောင်းချီဟာတဆူတဖို့အဲလုံးကျဆုံးသွားခဲ့ရပါတယ်ထွက်ပြေးဖို့အချိန်မမီလိုက်တဲ့ကျန်းချမ်းဖန်နဲ့ကြားဖြူစစ်နှစ်ဖျားလင်းချမ်းတောင်းပဲကြံရစ်ပါတော့တယ်ကျွန်တော်ရဲ့အကြည့်တွေကလင်းချမ်းတောင်းစီရောက်သွားပြီးတည်ငြိမ်စွာနဲ့ပဲမင်းသွားလို့ရတယ်ဒါပေမဲ့ကျန်းချမ်းဖန်ကတော့တေးရမယ်လို့ပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့ကျန်းချမ်းဖန်ဟာလည်းစတင်ဂျီလီကအော်ဟစ်လိုက်ပြီးမနှက်ပြန်ထီကိုငါမတူဆန်းကမင်းအပေါ်ထားတဲ့ကျေးဇူးကိုမင်းမသွားနဲ့ဦးငါတို့မတူဆန်းမရှိရင်ဦးမင်းကဘယ်လိုလုပ်ပြီးတော့မှ White Tiger ရဲ့စစ်သူကြီးဖြစ်လာနိုင်မှာလဲဦးမသွားနဲ့ဦးသွားမယ်ဆိုရင်အတူတူပဲတေးကြမယ်ဦးလင်းချမ်းတော်ဒီစကားကိုကြားပြီးရှင်ဦးချက်ချင်းပင်စိတ်ပြက်အားငယ်သွားပြီးဦးနောက်ဆုံးနိုင်အားမရှိတော့ပဲဖေးဆွေဥယျာဉ်မှထွက်ခွာသွားသည်ဦးအီမြင်ကွင်းကိုမြင်လိုက်ရတော့ကျန်းချမ်းဖန်ဒီလေဦးတုံလုံးချောက်ချားစွာဖြင့်ဒူးထောက်သွားသည်ဦးအသက်မသေးချင်ဘူးဦးငါကမတူဆန်းရဲ့အမွေဆက်ခံသူလေဦးသူတို့ကလူသက်သမားမဟုတ်လားဦးငါမင်းတို့ကိုကြီးမားတဲ့ဆုလက်တွေပေးပါမယ်ဦး၃နှစ်အကြာစောင်းတွင်းမှာဦးလီပိတ်ဂျိုးကဝမ်ဘိုက်ကိုပုတ်တက်ပြီးဦးပတ်စံအနေငယ်နဲ့ပေါက်စီဝယ်ဖို့လုပ်တယ်ဦးသို့တော့မင်းကလူလွတ်ပြီးသူ့နောက်လိုက်ခိုင်းတယ်ဦးပေါက်စီဆိုင်တွေအားလုံးကိုလီပိတ်ဂျိုးအားမယောင်းဖို့တားမြစ်တယ်ဦးနောက်ဆုံးတော့သူ့မျက်စိရှိမှာပဲဦးပေါက်စီကိုမြေကြီးပေါ်ပစ်ချပြီးနင်းချပြလိုက်တယ်ဦးဒီအကြောင်းကိုပြောရရင်ငါမျက်လုံးတွေနီးရဲလာပြီးဦးတကယ်ကိုဒေါသထွက်မိတယ်ဦးကျန်းချမ်းဖန်ကတော့ခေါင်းကိုငုံပြီးဦးအတနာခံနေရတယ်ဦးငါပြန်ပေးဆက်ပါမယ်ဦးငါအသက်ကိုချမ်းသာပေးပါဦးတက်တက်လုံးနွားလို့အလုပ်လုပ်ပေးပါမယ်ဦးကျန်းချမ်းဖန်ရဲ့စကားကိုကြားရတဲ့အခါငါရမိတယ်ဦးသေမပဲဦးမင်းရဲ့နာကျင်မှုတွေလျှော့ချနိုင်ပါဦးပြောပြီးတာနဲ့ငါခြေထောက်နဲ့နင်းချလိုက်တယ်ဦးကျန်းချမ်းဖန်နောက်ဆုံးထွက်သက်ကိုထွက်သွားတယ်ဦးအကိုကြီးကိုလှုပ်တာကတိတ်ပြီးတော့မှအဆင်ပြေတယ်ဦးအမကိုဒီလိုလုပ်ရတဲ့အတွက်ဦးသူ့ကိုအပိုင်းပိုင်းဖြစ်အောင်လှုပ်လိုက်ချင်တယ်ဦးအခုတော့သူသေသွားပြီဦးတကယ်ကိုလွယ်လွယ်လေးနဲ့သေသွားတယ်ဦးမတူဆန်းရဲ့လူတွေကတကယ်ကိုရက်ဆက်တယ်ဦးအကိုကြီးဦးငါအခုပဲသွားပြီးမတူဆန်းကိုဖျက်ဆီးပစ်မယ်ဦးငါရဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်တယ်ဦးအခုတော့အကိုတို့ရဲ့မိန်းမတွေကိုအရင်ကယူဆိုင်ပေးရအောင်မယ်ဦးငရဲနဂါအဖွဲ့ရဲ့အကိုဦးထွက်ပြေးလွတ်မြောက်သွားတဲ့သူဟာခေါင်းငုံပြီးအယိုအသေးပေးကအမြန်ဆုံးဆုတ်ခွာသွားပါတယ်မော်ရူးကျန်မိသားစုရဲ့အင်အားကြီးသူတတောင်းရဲ့အလောင်းတွေကိုလည်းတည်ဆောင်သွားပါသေးတယ်အဲ့ဒီအချိန်မှာပဲမော်ရူးကျန်မိသားစုရဲ့အိမ်တော်အကြီးကဲကျန်ဟန်ပေါက်ဟာအဓိကနေရာမှာထိုင်နေပြီးမျက်မှောင်ကျုံနေပါတယ်ကျန်ဖက်နဲ့လင်းချန်ထောက်တို့စီကအခုထိသတင်းမရသေးဘူးလားအိမ်တော်အကြီးကဲစိတ်အေးအေးထားပါဒုတိယသခင်လေးကသူတို့မိသားစု၃ယောက်ရဲ့ဦးခေါင်းတွေကိုတေချာပေါက်ယူဆောင်လာနိုင်မှာပါကျန်ဟန်ပေါက်ဟာ
ဒီစကားကိုကြားပြီးနောက်မှာတော့ရင်ထဲကအပူတွေအနှဲငယ်ငြိမ်းသွားရပါတယ်ကျန်မိသားစုရဲ့စက္ကန့်တူဖြစ်အကြာကြီးလေ့ကျင့်ပေးထားတာတောင်အခုထိစိတ်လိုက်မှန်လိုက်ဖြစ်နေတော့ပဲဒီလိုအချိန်မျိုးမှာတောင်ငါ့ကိုသတင်းလမ်းပို့မိနေရတယ်လို့အဲ့ဒီအချိန်မှာပဲအလွန်မြန်တဲ့ခြေတံတစ်ခုဟာကြံဟန်ပေါက်ရဲ့နားထဲကိုတိုးဝင်လာပါတယ်အိမ်တော်အကြီးကဲလင်းချန်ထောက်စစ်နက်ဖျားပြန်ရောက်လာပါပြီသူ့ကိုဝင်ခွင့်ပြုလိုက်ပါအဲ့ဒီကောင်ကတော့သတင်းပို့ဖို့လူလို့ရမယ်ဆိုတာတော်သေးတာပေါ့နောက်တစ်စက္ကန့်မှာအားတော့ဘာဟုစစ်နက်ဖျားလင်းချန်ထောက်ဟာရိုင်တိုင်တိုင်နဲ့အထဲကိုပြေးဝင်လာပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့လူတိုင်းဟာအလွန်ထိတ်လန့်တုန်လှုပ်သွားကြပါတယ်ကြံဟန်ပေါက်ရဲ့ရင်ထဲမှာလည်းမကောင်းတဲ့အငွေ့အသက်တွေခံစားလိုက်ရပါတယ်လင်းချန်ထောက်ဘာဖြစ်တာလဲကြံဖန့်ကောပဲမှာလဲအိမ်တော်အကြီးကဲတခင်လေးကြံဖန့်ဆုံးပါသွားပါပြီမော်ဒူးကြံမိသားစုရဲ့အင်အားကြီးသူတထောင်လုံးလည်းတယောက်မှမကြံတော့ပါဘူးဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလင်းချန်ထောက်မင်းနောက်ပြောင်နေတာလားမော်ဒူးကြံမိသားစုရဲ့အင်အားကြီးသူတထောင်လုံးဘယ်လိုလုပ်တေးချပျက်စီးသွားနိုင်မှာလဲသူကရာဇဝတ်သားတယောက်ပဲဒီလိုအရေးချင်းမျိုးမရှိနိုင်ပါဘူးကြံဟန်ပေါက်ဟာမျက်စိရှိမှမောင်မိုက်သွားပြီးလဲကျလိုနီးပါဖြစ်သွားပါတယ်မင်းအမြန်ပြောစမ်းပါဘသူကလက်ဆွမ်းပြလိုက်တာလဲချန်ဝူဒီလောက်တာပါသူကနေရန်ကနဲ့လောက်ကျန်ရဲ့အဖွဲ့ရဲ့ခေါင်းဆောင်တွေမကပါဘူးရန်ရှာရဲ့နိုင်ငံတော်စောင့်ရှောက်သူလည်းဖြစ်နေပါတယ်ဒါအဆင်ပြေဘူးသူကဒီကဘာရဲ့ထိပ်တီးပဲငါတို့တွေကသူ့ရဲ့ပြိုင်ဘက်လုံးဝမဟုတ်ဘူးကြံဖန့်ဝန်ကောင်လေးဟာအဲ့ဒီမိစ္ဆာကောင်ရဲ့လက်ချက်နဲ့တကူလုံးမှာရှိတဲ့အယိုးတွေအကုန်လုံးအပိုင်းပိုင်းအစစ်စအချိုးခံလိုက်ရတယ်နာရီဝက်လောက်အော်ဟစ်ညှိသွားပြီးမှနောက်ဆုံးတော့နာကျင်စွာနဲ့တေဆုံးသွားခဲ့ရတယ်လင်းချန်တောင်ရဲ့စကားကိုကြားလိုက်ရတဲ့အခါကြံဟန်ပေါက်ဟာမိုးကြိုးပြီးခံလိုက်ရတယ်လို့ဖြစ်သွားခဲ့ရတယ်ချန်ဝူဒီမင်းကိုငါတက်ပြစ်မယ်မင်းဟာညရဲကလာတဲ့မိစ္ဆာကောင်ပဲဖြစ်ငါသားအတွက်ငါတေချာပေါက်ခက်လက်စားချေပြီးတွေးကြွေးဆက်မယ်ခေတခန့်ဝေခွဲမရဖြစ်သွားပြီးနောက်ကြံဟန်ပေါက်ဟာလေဘင်းကနေကြောက်စင်းပြတစ်ဝက်ကိုဖြုတ်ပေးလိုက်တယ်လင်းချန်တောင်မင်းဒီကြောက်စင်းပြတစ်ဝက်ကိုယူပြီးမြောက်ပိုင်းလင်းဟိုင်ကိုသွားပြီးဟေးရှာကိုရှာပါဟေးရှာဆိုတဲ့စကားလုံးကိုကြားလိုက်ရတဲ့အခါလင်းချန်တောင်ရဲ့ခန္ဓာကိုယ်ဟာတုန်လှုပ်သွားခဲ့ရတယ်ဒါပေမဲ့ကြံဟန်ပေါက်ရဲ့မျက်ဝန်းထဲကအယူမှုဖြစ်နေတဲ့အသွင်ပြင်ကိုကြည့်ပြီးသူဟာကြောက်စင်းပြတစ်ဝက်ကိုယူကအလျင်မြန်ပဲထွက်ခွာသွားခဲ့တော့တယ်လင်းချန်တောင်ထွက်သွားပြီးနောက်ကြံဟန်ပေါက်ဟာသူ့ရဲ့အကြည့်တွေကိုချက်ချင်းပြန်ရုပ်သိမ်းလိုက်တယ်ဖန့်ဝန်အသက်ခံရတာနဲ့ကျမ်းမိသားစုရဲ့အားကိုးရတဲ့သူရဲကောင်းတွေရန်ကုန်မြို့မှာတစုတစည်းလေးပျက်စီးသွားတဲ့ကိစ္စကိုဘယ်သူမှအပြင်ကိုပေါက်ကြားလို့မရဘူးဒါပေမဲ့သူတို့မသိလိုက်တာကတော့ကျမ်းမိသားစုရဲ့အိတ်ခမ်းမအပြင်ဘက်မှာအဆောင်ကျက်လုံးနေတဲ့ကျမ်းမိသားစုရဲ့လူတစ်ယောက်ရဲ့မျက်ဝန်းထဲမှာတော့ထူးဆန်းတဲ့အမူအရာတွေထွက်ပေါ်နေခဲ့တယ်မကြခင်မှာပဲအဲ့ဒီကျမ်းမိသားစုရဲ့လူဟာလီမီသားစုစီကိုတိတ်တဆိတ်ရောက်ရှိလာခဲ့တယ်ဒီသတင်းကိုကြားလိုက်ရတဲ့အခါလီမီသားစုရဲ့လူအားလုံးဟာအတိုင်းအဆမရှိတုန်လှုပ်ခြောက်ခြားသွားခဲ့ကြရတယ်တာမန်ရန်ကုန်မြို့လေးကလူတစ်ယောက်ဟာဒီလောက်များပြားတဲ့အားကိုးရတဲ့သူရဲကောင်းတွေကိုဖျက်ဆီးပစ်နိုင်တဲ့အင်အားမျိုးဘယ်လိုလုပ်ရှိနိုင်မှာလဲဒါဟာချန်ဝူဒီနဲ့ပတ်သက်နေတာများလားညီလေးမင်းရဲ့လက်ခါရတဲ့တမက်ကဒီလိုမျိုးစွမ်းရည်ရှိနိုင်ပါမလားထိတ်ဆုံးကုန်မှာထိုင်နေတဲ့လီမီသားစုရဲ့အဘိုးဦးဟာတက်ရက်လိုက်ပြီးကျွန်တော်တို့ကျမ်းမိသားစုစီမှာရှို့ဝတ်ထားတဲ့သူရှိုတွေကတိတ်ပြီးအများကြီးမကြားခဲ့ရပေမဲ့ကြားခဲ့ရတဲ့စကားတခွန်းတလေရခံမရမယ်ဆိုရင်ကျမ်းမိသားစုရဲ့ကြာရှုံးမှုဟာရန်မြို့မှာပုံကွယ်နေတဲ့နိုင်ငံတော်ကာကွယ်ရေးစစ်နက်ဖျားတစ်ပါးနဲ့ပတ်သက်နေနိုင်တယ်သူ့ရဲ့ဝင်ပါမှုကြောင့်ဒါကျမ်းမိသားစုကြာရှုံးခဲ့ရတာပါချက်ချင်းပဲလီမီသားစုဝင်တွေတယောက်ချင်းစီရဲ့မျက်နှာပေါ်မှာသဘောပေါက်သွားတဲ့အရေးအယောင်တွေပေါ်လာခဲ့ပါတယ်တခင်ကြီးကျွန်တော်တို့လူလို့ပြီးအဲ့ဒီနိုင်ငံတော်ကာကွယ်ရေးစစ်နက်ဖျားနဲ့မိတ်ဖွဲ့ခိုင်းရင်မကောင်းဘူးလားသူ့ရဲ့ထောက်ခံမှုသာရခဲ့မယ်ဆိုရင်ကျွန်တော်တို့လီမီသားစုလည်းကျမ်းမိသားစုရဲ့အနိုင်ကျင့်ပို့ကြတာကိုထပ်ပြီးခံနေစရာမလိုတော့ပေါ့ပြောတာမစိုးဘူးကျွန်တော်တို့လီမီသားစုအခြေအနေပြန်ကောင်းလာနိုင်မလားဆိုတာကဒီနိုင်ငံတော်ကာကွယ်ရေးစစ်နက်ဖျားနဲ့မိတ်ဖွဲ့နိုင်မလားဆိုတဲ့အပေါ်မှာပဲမူတည်နေတော့တယ်ဒီကိစ္စကိုမင်းနဲ့လီယန်ရှင်းတို့ပဲတာဝန်ယူပြီးလုပ်လိုက်ကြပါလီယန်ဆယ်ကကြားပြီးနောက်လီယန်ရှင်းကိုအေးဆက်တဲ့အကြည့်နဲ့တစ်ချက်ကြည့်လိုက်ပြီးစိတ်ထဲမှာတော့သူတစ်ပါးဒုက္ခရောက်တာကိုဝမ်းသာနေတဲ့စိတ်တွေအပြည့်ဖြစ်နေခဲ့ပါတယ်လီဖေးဂျိုတာရမ်းမလုပ်ခဲ့ဘူးဆိုရင်အနာဂတ်လီမီသားစုရဲ့ခေါင်းဆောင်နေရာဟာလီယန်ရှင်းအတွက်တေချာနေခဲ့တာပါဒါပေမဲ့အခုတော့မတူတော့ပါဘူးဒီအကြောင်းကိုတွေးပြီးတော့သူကသူ့ရဲ့သမီးဖြစ်သူလီချင်းချင်းကိုလှမ်းကြည့်လိုက်ပါတယ်ချင်းချင်းသမီးနိုင်ငံတော်ကာကွယ်ရေးစစ်နက်ဖျားနဲ့တွေ့တဲ့အခါသူ့ကိုစကားများများပြောရမယ်နော်တကယ်လို့စစ်နက်ဖျားကအိမ်ထောင်မရှိသေးဘူးဆိုရင်သမီးဘာလုပ်ရမလဲဆိုတာသိတယ်မလားအဖေစိတ်ချပါသမီးရဲ့အလှပနဲ့ဆိုရင်နိုင်ငံတော်ကာကွယ်ရေးစစ်နက်ဖျားမှာအိမ်ထောင်ရှိနေရင်တောင်ဘာဖြစ်သေးလဲမကြခင်မှာပဲလီယန်ဆယ်ကသတင်းစုံစမ်းဖို့လူရချီကိုဆေလွတ်ခဲ့ပေမဲ့ရက်တော်ကြာသွားတဲ့အထိနိုင်ငံတော်ကာကွယ်ရေးစစ်နက်ဖျားရဲ့အရေးအယောင်ကိုတောင်မတွေ့ခဲ့ရပါဘူးမင်းတို့လူရချီလောက်ကရန်မြို့မြောက်ပိုင်းဒေသကိုတနေရာမကျန်နဲ့ဆက်ရှာဖွေခဲ့ကြတာတောင်တကယ်ပဲနိုင်ငံတော်ကာကွယ်ရေးစစ်နက်ဖျားရဲ့သတင်းကိုကျွန်တော်မရှာတွေ့ခဲ့ပါဘူးနိုင်ငံတော်ကာကွယ်ရေးစစ်နက်ဖျားဘယ်မှာရှိလဲဆိုတာကိုရှာမတွေ့ရင်မင်းတို့တွေပြန်မလာခဲ့နဲ့တော့ဒီမြင်ကွင်းကိုကြည့်ပြီးလီယန်ရှင်းကတပ်ပြင်းတစ်ချက်ချလိုက်ပါတယ်နိုင်ငံတော်ကာကွယ်ရေးစစ်နက်ဖျားရဲ့သတင်းကိုလောလောဆယ်ရှာမရနိုင်သေးတဲ့အတွက်လီဖေးဂျိုတို့တားမိကိုတွားကြည့်ချင်ပါတယ်လီချင်းချင်းကကြားပြီးတဲ့အခါမှာတော့သူမရဲ့မျက်လုံးထဲမှာလောင်ပြောင်ချင်တဲ့အရေးအယောင်တစ်ခုဖြတ်ပြေးသွားခဲ့ပါတယ်ကျွန်မလည်းအဲ့ဒီအမွမ်းကွဲနဲ့အဆင်မမီတဲ့ရောက်ဖို့ကိုတွားကြည့်ချင်ပါတယ်မကြခင်မှာပဲလူတစုဟာကျွန်တော်နေထိုင်တဲ့နေရာကိုရောက်လာခဲ့ကြပါတယ်အတန်တွေကြားလို့ကျွန်တော်လည်းသမီးလေးရှောင်းချောင်းကိုခေါ်ပြီးအပြင်ကိုထွက်ကြိုခဲ့ပါတယ်ဒါကသမီးရဲ့အဖိုးကြီးနဲ့အတော်လေးရှောင်းချောင်းကစိတ်လှုပ်ရှားစွာနဲ့နှုတ်ဆက်လိုက်ပေမဲ့လီယန်ရှင်းကတော့မျက်နှာတင်နဲ့ဘာမှမပြောခဲ့သလိုလီယန်ဆယ်နဲ့လီချင်းချင်းတို့ကတော့ရှောင်းချောင်းကိုတစ်ချက်လေးတောင်လှည့်မကြည့်ခဲ့ကြပါဘူးအဖိုးတို့ကရှောင်းချောင်းကိုသဘောမကျဘူးလားဟင်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါကျွန်တော်မျက်နှာကချက်ချင်းပဲမောင်မိုက်သွားခဲ့ပါတယ်ရောက်ပရှင်ကဒီမှာလုံခြုံရေးအဆောင်လုပ်နေတာတော့မဟုတ်ပါဘူးနော်ဒီအင်ရှင်တွေကတော့သဘောကောင်းသားပဲထောင်ချဘူးတဲ့သူကိုတောင်အလုပ်ခံထားသေးတယ်ဒါကကျွန်တော်နဲ့ဖေးကြိုပြီးတော့ရှောင်းချောင်းတို့ရဲ့အိမ်ပါကျွန်တော်စကားကိုကြားလိုက်ရတဲ့အခါလီချင်းချင်းရဲ့မျက်နှာပေါ်ကလောင်ပြောင်ချင်တဲ့အပြုံးဟာချက်ချင်းပဲအေးခဲ့သွားခဲ့ပါတယ်လီယန်ဆယ်ကတော့မျက်နှာကြီးမင်းမောင်သွားပြီးဒေါသတကြီးနဲ့မိခုံးထုတ်လာပါတယ်မင်းမဒီလောက်ခမ်းနားတဲ့ဆန်အင်ကြီးကိုဝယ်ဖို့ငွေပဲကြလာတာလေမင်းကထောင်ကတည်းရထွက်လာတဲ့အကျဉ်းသားဟောင်းတယောက်ပဲလေဒါလီဖေးကြိုရဲ့ငွေတွေပဲဖြစ်ရမယ်သူမယန်ရှာမျိုးသမီးစစ်နက်ဖျားဖြစ်နေတော့ကလီမီသားစုရဲ့စီးပွားရေးလုပ်ငန်းအများကြီးကိုစီမံအုပ်ချုပ်ခဲ့တာဆိုတော့တေချာပေါက်သူမကပဲလီမီသားစုရဲ့ပိုင်ဆိုင်မှုတွေကိုကိုကျိုးအတွက်ခိုးယူသွားတာပဲဖြစ်ရမယ်လီဖေးကြိုမှာတာငွေရှိနေရင်သူမနဲ့ရှောင်းချောင်းတို့ဘယ်လိုလုပ်ပြီးအဲ့ဒီလောက်ဆင်းရဲဒုက္ခရောက်နေမှာလဲခင်ဗျားတို့ဒါလီဖေးကြိုနဲ့ရှောင်းချောင်းတို့ရဲ့မိသားစုဝင်တွေမဟုတ်ခဲ့ဘူးဆိုရင်လေမင်းတို့ကိုစောစောကလေးကခြေမပိခဲ့ပြီးပါပြီလီဖေးကြိုတာအင်ကောင်မကြခင်ကိုမရခဲ့ဘူးဆိုရင်ကျွန်တော်တို့လီမီသားစုဟာမိုးတူကကျမ်းမိသားစုရဲ့အနိုင်ကျင့်ဖိနှိပ်မှုကိုဒီလောက်ထိစိုးစိုးရွားရွားခံရမှာမဟုတ်ပါဘူးဒီကိစ္စတွေအားလုံးကမင်းနဲ့လီဖေးကြိုတို့ကြောင့်ဖြစ်ရတာပါလီမီသားစုဝင်တွေရဲ့စက်တိုက်အပြစ်တင်တွေကိုကြားလိုက်ရတဲ့အခါကျွန်တော်ရင်ထဲကတက်ဖြတ်ချင်တဲ့စိတ်တွေနဲ့ဒေါသတွေဟာချက်ချင်းပဲငြိမ်အေးသွားခဲ့ပါတယ်အဲ့ဒီတုန်းကဒါအစိမ့်မိပြီးလီဖေးကြိုကိုမစော်ကားမိခဲ့ဘူးဆိုရင်ဒီနေ့လိုကိစ္စမျိုးတွေဖြစ်လာခဲ့မှာမဟုတ်ပါဘူးဒီညစိမ်းအောင်ဆန်အင်ကြီးကတော့လီမီသားစုပိုင်ဖြစ်သွားပါပြီလီမီသားစုရဲ့မျက်နှာမှုတွေကိုမင်းကရော်ကြေးပေးတယ်လို့ပဲသဘောထားလိုက်ပါအခုမင်းတို့မိသားစု၃ယောက်လုံးကျွန်တော်တို့လီမီသားစုရဲ့နေရာကနေထွက်သွားကြတော့ကောင်းပါပြီဒီညစိမ်းအောင်ဆန်အင်ကြီးကိုခင်ဗျားတို့လီမီသားစုအတွက်ကျွန်တော်ကရော်ကြေးပေးလိုက်တယ်လို့ပဲသဘောထားလိုက်ပါနောက်ဘယ်သူမှအကျွေးမတင်ကြတော့ဘူးပေါ့ပြောပြီးတာနဲ့တပြိုင်နက်အိတ်ခမ်းထဲကလီဖေးကြိုကိုပွေ့ချီလိုက်ပြီးရှောင်းချောင်းကိုပါခေါ်ဆောင်ကမြစိမ်းအောင်ဆန်အင်ကြီးတဲကနေထွက်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအနောက်ဘက်စီကနေအတန်တန်ရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်ခါလေးနေပါဦးမင်းကရန်မြို့မှာနေတာဆိုတော့နိုင်ငံတော်ကာကွယ်ရေးစစ်နက်ဖျားရဲ့တရင်ကိုတီးထားတာများရှိသလားခင်ဗျားတို့ကနိုင်ငံတော်ကာကွယ်ရေးစစ်နက်ဖျားကိုဘာကိစ္စရှိလို့ရှာနေကြတာလဲနိုင်ငံတော်ကာကွယ်ရေးစစ်နက်ဖျားကဒါဝင်ရောက်ဆော့ဖက်ပြီးလက်စားချေဖို့ရောက်လာတဲ့ကျမ်းမိသားစုဝင်တွေကိုနှိမ်နှင်းမပေးခဲ့ဘူးဆိုရင်မင်းတို့မိသားစု၃ယောက်လုံးစောစောကလေးကတင်နေလောက်ပါပြီကျွန်တော်တို့လီမီသားစုလည်းမင်းတို့နဲ့အတူပျက်စီးသွားလောက်တယ်ကျွန်တော်ကပဲနိုင်ငံတော်ကာကွယ်ရေးစစ်နက်ဖျားပါချက်ချင်းဆိုသလိုပဲတခန်းလုံးတိတ်ဆိတ်သွားခဲ့ပေမဲ့ခဏအကြာမှာတော့စူညံပွက်လောလိုက်သွားခဲ့ပါတယ်အထူးသဖြင့်လီချင်းချင်းရဲ့လှပတဲ့မျက်နှာလေးပေါ်မှာတော့အထင်မြင်သိမှုတွေနဲ့မထီမဲ့မြင်ပြတဲ့အရေးအယောင်တွေအထင်သာပေါ်လွင်နေခဲ့ပါတယ်နိုင်ငံတော်ကာကွယ်ရေးစစ်နက်ဖျားဆိုတာမိုးထိုးအောင်ကြီးကျယ်မြင့်မြတ်တဲ့ပုံကိုကြီးပါမင်းတို့လူမျိုးဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမင်းတို့တွေမြင်မြန်ထွက်သွားကြစမ်းပါငါရှိမှထပ်ပြီးအယောင်ဝါလောင်ပြကြနေတော့အဲ့ဒီအချိန်မှာပဲเจ้าမိသားစုရဲ့ခေါင်းဆောင်ကြောက်ချမ်းချီရောက်လာခဲ့ပါတယ်
အခြေအနေတွေကိုမင်းမြန်စုံစမ်းပြီးတဲ့နောက်မှာတော့ကြောက်ချမ်းကြီးဟာစကားတောင်မပြောနိုင်လောက်အောင်ဆွန့်သွားခဲ့ပါတယ်မစ္စတာချန်ကိုအခုချက်ချင်းတောင်းပန်လိုက်ကြစမ်းသူကဘလို့အဆင့်တန်းရှိတဲ့သူလဲဆိုတာမင်းတို့သိကြရဲ့လားလီမီသားစုဝင်တွေကတော့မထီမဲ့မြင်နဲ့နှာခေါင်းရှုံးလိုက်ပြီးသူကထောင်ကနေအခုလေးတင်လွတ်လာတဲ့အကျဉ်းသားတယောက်ပါပဲကြောက်အိမ်တော်သခင်သူ့အလိမ်ညာတွေကိုမယုံပါနဲ့လို့ပြောလိုက်ကြပါတယ်ကျွန်တော်ကတော့သူတို့ကိုတည်ငြိမ်တဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီးရှင်းပြနေဖို့တောင်ပြင်းလာတာနဲ့ဒီညစိမ်းရောင်စံအင်ဂျီတွေကနေတန်းပြီးထွက်လာခဲ့လိုက်ပါတယ်ကြောက်ချမ်းကြီးကတော့စိတ်ထဲမှာမကျေမနပ်ဖြစ်သွားပြီးလီမီသားစုဝင်တွေကိုအေးဆက်ဆက်အကြည့်နဲ့ကြည့်ကဖားသူငယ်ရည်တွင်းတွေကဖားတွေလိုပါပဲလေတနေ့ကျရင်မင်းတို့အခုလုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်နောင်တရလိမ့်မယ်လို့ဆိုပါတယ်အဲ့ဒီလိုပြောပြီးတာနဲ့ကြောက်ချမ်းကြီးကလီမီသားစုဝင်တွေကိုလစ်လျူရှုပြီးကျွန်တော်နောက်ကိုအမြန်လိုက်လာခဲ့ကမစ္စတာချန်ဒီညစိမ်းရောင်စံအိမ်ထက်ပိုကောင်းပြီးတိတ်ဆိတ်တဲ့နေရာတစ်ခုကိုကျွန်တော်ထပ်ရှာပေးပါမယ်လို့ပြောပါတယ်ရပါတယ်သူများစီကကျေးဇူးခံရတာကိုကျွန်တော်မနစ်သက်ပါဘူးလို့ပြောပြီးတာနဲ့လက်ချောင်းလေးကိုခောက်လိုက်တဲ့အခါအမေရောင်ရွှေကပ်ပြားလေးတစ်ခုကကြောက်ချမ်းကြီးရဲ့လက်ဖွားလေးကိုရှော့ဆင်းသွားခဲ့ပါတယ်ဒီဘဏ်ကက်ထဲမှာအမေရိကန်ဒေါ်လာဘီလီယံတရာရှိတဲ့ရန်ရှားမှာစီးပွားရေးအင်ပါယာတစ်ခုတည်ထောင်ဖို့အတွက်မင်းရဲ့အကူအညီကိုကျွန်တော်လိုအပ်တယ်အဲ့ဒီအတွက်မင်းအနေနဲ့မူလအစုရှယ်ယာတချို့ကိုရရှိမှာဖြစ်တယ်လို့ပြောလိုက်ပါတယ်ဒီအခွင့်အရေးကိုပေးတဲ့အတွက်မစ္စတာချန်ကိုအလွန်ကျေးဇူးတင်ပါတယ်ကျွန်တော်ရှယ်ယာတွေမလိုချင်ပါဘူးမစ္စတာချန်ရဲ့ဘေးနားမှာခိုင်းဖက်တယောက်အနေနဲ့ပဲနေချင်ပါတယ်လို့သူကပြန်ပြောပါတယ်ကျွန်တော်လည်းကြောက်ချမ်းကြီးကိုသဘောကျတဲ့အကြည့်နဲ့တစ်ချက်ကြည့်လိုက်မိတယ်ဒီလူကအခြေအနေကိုနားလည်ပြီးပြတ်သားတဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့အတွက်တော်တော်လေးအရေးချင်းရှိတယ်လို့ဆိုရမှာပါ၃ရက်အတွင်းမှာရန်မျိုးရဲ့စီးပွားရေးလောကတစ်ခုလုံးကလူကြီးမင်းကိုပဲအလေးထားရပါလိမ့်မယ်အဲ့ဒီကနေတစ်ဆင့်ရန်မျိုးကိုကြော်လွန်ပြီးရန်ရှားထိတိုးချဲ့သွားပါမယ်ဒီစီးပွားရေးအင်ပါယာအတွက်နာမည်တစ်ခုလောက်ပေးသနာပါလို့သူကတောင်းဆိုပါတယ်သူ့ရဲ့မျှော်လင့်ချက်တွေရိုသေလေးစားမှုတွေပြည့်နေတဲ့အကြည့်တွေကိုကြည့်ပြီးကျွန်တော်ခဏလောက်စဉ်းစားကငကားကြီးဆိုတဲ့စကားလုံးကိုပြောထွက်လိုက်ပါတယ်အဲ့ဒီနေ့လယ်မှာပဲငကားကြီးအုပ်စုဆိုတဲ့အမည်နဲ့စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဟာစတင်ပေါ်ပေါက်လာခဲ့ပါတော့တယ်နဂါကြီးအုပ်စုလို့အမည်ရတဲ့စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုရုတ်တရက်ပေါ်ပေါက်လာပြီးရန်မျိုးရဲ့စီးပွားရေးလောကတစ်ခုလုံးကိုတိုက်ရိုက်လွှမ်းမိုးသွားခဲ့ကရန်မျိုးကထင်ရှားတဲ့မိသားစုကြီး၈ခုစလုံးကိုလည်းအကုန်လုံးဝါမျိုးပြစ်လိုက်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့နဂါကြီးအုပ်စုဆိုတဲ့စီးပွားရေးအင်ပါယာကြီးဟာရန်ရှားမှာအလျင်မြန်ကြီးထွားလာခဲ့ပြီးလူငယ်တွေအများကြီးကလည်းနဂါကြီးအုပ်စုထဲဝင်ခွင့်ရတာကိုပဲဂုဏ်ယူနေကြပါတယ်။မိုတူးကကျမ်းမိသားစုတစ်ခုတည်းကသာနဂါကြီးအုပ်စုရဲ့တရင်ကိုကြားပြီးနောက်မှာသူတို့ရဲ့အခြေအနေကတဖြည်းဖြည်းနဲ့ပိုပြီးဖိစီးကျက်တဲလာခဲ့ပါတယ်။တုံလင်မြောက်ပိုင်းပင်လယ်စီကိုတွားပြီးဟေးရှားကိုပြန်ခေါ်ခဲ့ဆန်းမင်းကိုတည်စေရမယ်။တစ်ချိန်တည်းမှာပဲကျွန်တော်နဲ့ရှောင်ချောင်တို့လည်းအိမ်တစ်လေးတဲကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပြီးသမီးလေးရှောင်ချောင်ကတော့အိမ်တစ်လေးအတွက်အလွန်ပဲစူးစမ်းချင်စိတ်တွေဖြစ်ကပျော်ရွှင်နေခဲ့ပါတယ်။ဒါပေမဲ့သူ့မေရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့မေရဲ့မျက်နှာလေးဟာချက်ချင်းပဲမှန်ကျသွားခဲ့ပါတယ်။ဖေဖေမေမေကဘယ်တော့လောက်မှနိုးလာမှလဲဟင်မေမေအိမ်နေတာအရန်ကိုကြာနေပြီနော်ကျွန်တော်အခုလေးတင်ပျော်ရွှင်နေခဲ့တဲ့မျက်နှာဟာလည်းချက်ချင်းပဲဝမ်းနေသွားခဲ့ရပါတယ်လီဖေဂျိုမှာပြီးခဲ့တဲ့3နှစ်တာကာလအတွင်းစုပုံလာခဲ့တဲ့အတွင်းကျိတ်ဝေဒနာတွေကတကယ်ကိုများပြားလုံးလာပါတယ်အဲ့ဒီအချိန်မှာပဲသမီးလေးရှောင်ချောင်ကကျွန်တော်ကိုဖတ်ထားလိုက်ပါတယ်မေမေကရှောင်ချောင်ကိုမလိုချင်တော့လို့လားဟင်မေမေကဘာလို့ရှောင်ချောင်ကိုမလိုချင်ရမှာလဲသမီးကသူ့အတွက်အခြေအဆုံးနဲ့အနီးကပ်ဆုံးလိုပဲလေသူကဖေဖေကိုမျက်နှာပြချင်ရုံတက်ပါပဲအဲ့ဒီလိုပြောပြီးတာနဲ့ကျွန်တော်လည်းလီဖေဂျိုရဲ့အခန်းထဲကိုဝင်သွားခဲ့ပြီးကုတင်ဘေးမှာဖြည်းဖြည်းချင်းထိုင်လိုက်ပါတယ်လွန်ခဲ့တဲ့3နှစ်ကကျွန်တော်ကိုတက်ဖို့အတွက်နိုင်ငံပေါင်း10နိုင်ငံကျော်ကစစ်နှက်ဖျားဒါဇင်ပေါင်းများစွာနဲ့တိုင်းသခင်ထောင်ပေါင်းများစွာကိုစေလွတ်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့ကျွန်တော်စီကိုပြင်းထန်တဲ့အစိတ်မျိုးစုံဝင်ရောက်သွားခဲ့ပြီးအဲ့ဒီထဲကမှပိုပြီးကြောက်စရာကောင်းတဲ့ကာမစိတ်ကြောင့်ကျွန်တော်ရဲ့သွေးတွေစူပွက်လာခဲ့ရပါတယ်ကျွန်တော်တေချာပေါက်တရားတော့မယ်လို့ထင်ခဲ့မိတာကြောင့်မွေးရမြေမှာပဲတေဆုံးဖို့အတွက်ရန်ရှားကိုပြန်လာခဲ့ပါတယ်ဒါပေမဲ့စိတ်တွေတက်လာတဲ့အချိန်မှာပဲမင်းနဲ့ဆုံတွေ့ခဲ့ရတာပါအဲ့ဒီအချိန်တုန်းကကိုစိတ်လွတ်သွားခဲ့တယ်အဲ့ဒီတုန်းကကိုဘလောက်တောင်ကြောက်စရာကောင်းခဲ့လဲဆိုတာကိုသိပါတယ်ကိုခန္ဓာကိုယ်ထဲကအစိတ်တချို့ကမင်းရဲ့ခန္ဓာကိုယ်ထဲကိုတောင်ကူးဆက်သွားခဲ့တယ်မင်းရဲ့စစ်နဲ့ဖျားဆွမ်းအားတွေကိုဆုံးရှုံးသွားစေခဲ့တဲ့ဒီကိစ္စကကိုတက်တက်မှာပထမဆုံးလုပ်ခဲ့မိတဲ့အမှားတစ်ခုပါပဲတောင်းပန်လို့အလကားပဲဆိုတာကိုသိပါတယ်ဒါပေမဲ့ကိုကိုအခွင့်အရေးတစ်ချိန်လောက်ပေးစေချင်ပါတယ်မင်းနဲ့ရှောင်ချောင်ကိုကိုပြုစုဆောင်ရှောက်ပါရစေရှောင်ချောင်လေးကတကယ်ကိုလိမ္မာပြီးတိတက်ပါတယ်သူကမင်းကိုအမြဲတမ်းစိတ်ပူနေခဲ့တာရှောင်ချောင်လေးမှာအမေမရှိလို့မဖြစ်ဘူးလေအဲ့ဒီလိုပြောနေရင်လည်းပဲနစ်နစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့လီဖေဂျိုရဲ့မျက်ထောင်ကနေမျက်ရည်ကြီးတွေဖြည်းဖြည်းချင်းစီးကျလာခဲ့ပါတယ်ဖေဖေမြင်မြင်ကြည့်ပါဦးမေမေငိုနေတယ်ကျွန်တော်လည်းအရန်ကိုဝမ်းသာသွားပြီးကမန်းကရန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့လီဖေဂျိုကမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လာတာကိုတွေ့လိုက်ရပါတယ်အရာအလုံးကပြီးဆုံးသွားခဲ့ပါပြီနောက်ဆိုရင်ကျမတို့မိသားစု3ယောက်ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းကြတာပေါ့ဒီအချိန်မှာတော့လီဖေဂျိုဟာသူမြင်ထဲကနာကြီးချက်တွေကိုအပြီးတိုင်ဆွန့်လွတ်လိုက်ပါပြီနောက်နေ့ရက်နေလို့ကျမနေကောင်းသွားတဲ့အခါကျရင်ကျမတို့လက်ထပ်စာချုပ်သွားလုပ်ကြရအောင်ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့ကျွန်တော်တကူလုံးတုံရင်သွားခဲ့ပါတယ်လူပေါင်းများစွာကိုတက်ဖြတ်ခဲ့ဘူးတဲ့ကျွန်တော်ဟာဒီအချိန်မှာတော့အကြောင်းပြချက်မရှိပဲစိတ်လှုပ်ရှားနေမိပါတယ်ခဏကြာတဲ့အခါမှာတော့ကျွန်တော်လည်းလီဖေဂျိုရဲ့ကိုလုံးလေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်ကောင်းပါပြီကိုတို့လက်ထပ်စာချုပ်သွားလုပ်ကြတာပေါ့ကျွန်တော်ရုတ်တရက်ဖတ်လိုက်တဲ့အချိန်မှာတော့လီဖေဂျိုရဲ့လှပတဲ့မျက်နှာလေးကလည်းညီရဲသွားခဲ့ပါတယ်ဒီလိုမျိုးလေးဆိုရင်လည်းမစိုးပါဘူးလေ